ကျွန်တော်တို့မွေးဖွားချိန်ကစားလို့တေဆုံးချိန်အထိကျွန်တော်တို့ကိုယ်တိုင်တော့မသိလိုက်ရပဲတစိမ့်ကတ်ခံလိုက်ရတာတခုရှိတယ်။အဲ့ဒါဘာသာတရားပဲကျွန်တော်တို့ခင်ဗျားတို့ကြိုက်ပြီးဖြစ်စေမကြိုက်ပြီးဖြစ်စေကိုယ်ကွယ်မှုဆိုင်ရာဘာသာတရားအောက်မှာသွင်းချင်းခံလိုက်ရပါတယ်။ဒါဆိုဘာလို့ပြင်ပြလဲကျွန်တော်ဒီတစ်ခေါက်ဖတ်ပြခြင်းတဲ့စာအုပ်ကတော့ဗုဒ္ဓဘာသာနဲ့တွေးခေါ်မြတ်မြည်လို့မြည်ရတဲ့စာအုပ်ဖြစ်ပါတယ်။ဒီနေရာမှာတစ်ခုပြောချင်တာဟာဘာသာရေးလို့ခေါင်းစဉ်တက်ထားပေမဲ့စာဖတ်သူကိုယ်တိုင်ကဗုဒ္ဓဘာသာကိုးကွယ်သူတယောက်ဖြစ်တာကြောင့်ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့စာအုပ်များစုကိုတင်ဆက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ဘယ်ဘာသာကိုးကွယ်သူဖြစ်စေတစ်ခုမေးစရာရှိတာကဘာလို့ကိုးကွယ်သလဲဆိုတဲ့အမေးပါ။မိယုဖလားကိုးကွယ်မှုလားမိမိကိုယ်တိုင်ဒီဘာသာရဲ့အနှစ်သာရတွေကိုသိလို့လားသွေးဆောင်ဖျားမှုကြောင့်လားအကိုအားထားရတစ်ခုအနေနဲ့လားချိန်တိုင်းတာတစ်ခုရောက်ရင်ဒီမေးတွေရဲ့အဖြေကိုမိမိကိုယ်တိုင်ကိုယ်ကိုယ်ပြပြသိနေဖို့လိုလာပါလိမ့်မယ်။ဘယ်ဘာသာကိုဘာကြောင့်ကိုယ်ွယ်သူဖြစ်စေကျွန်တော်တို့လူသားတယောက်အနေနဲ့လှုပ်ဆောင်ရမှာပါလေ့လာဆန်းစစ်ဖို့ပါပဲ။မိမိဘာသာတရားကိုမိမိကိုယ်တိုင်အဖြေရှာဖို့ပါပဲခင်ဗျာ။ဆိုတော့ယခုစာအုပ်ထဲမှာတော့ဗုဒ္ဓဘာသာရဲ့အနှစ်သာရကပါလဲ။ဗုဒ္ဓရဲ့ဟောပြောညွှန်ကြားခဲ့တဲ့တကယ်လမ်းစဉ်ကပါလဲ။ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးဘယ်လိုခံယူချက်ထားပြီးဘလို့နားလည်ထားတင်တယ်လဲစတဲ့အကြောင်းအရာတွေကိုစစ်စစ်တွေရေးရေးပေါ်လာပြီးဆရာကြီးရွှေဦးတောင်ရဲ့ဗုဒ္ဓဘာသာပေါ်ခံယူချက်အတွေးခေါ်တွေဟာဘလို့ရှိတယ်လဲဆိုတာကိုလေ့လာသိရှိနိုင်မှာဖြစ်ပါတယ်။နားဆင်ကြပါဦးခင်ဗျာ။နိုင်ငံရေးသမားနဲ့သတင်းစာသမားတစ်ဖက်နဲ့တစ်ဖက်ထင်မကြီးခြင်းသည်တိုင်းပြည်တိုးတက်ရေးစူးညောင်းခလုတ်ဖွဲဖြစ်ခြင်းဝမ်းနည်းဆက်ဆံရေးနိုင်ဖြစ်စေရုပ်စွာအဆုံးပေးယူသဘောမျိုးနဲ့ဆွေးနွေးရနိုင်ဖြစ်စေပုဂ္ဂိုလ်တစ်ဦးနဲ့တစ်ဦးမျက်လုံးချင်းမတိုက်မိတဲ့အရသာမရှိအောင်သာမကကြွားကြတတ်သည်ဒီနေရာ၌မျက်လုံးချင်းမတိုက်မိခြင်းဟူသည်မှာတခုသောပြဿနာတွင်အထင်အမြင်ယူဆကွဲလွဲခြင်းကိုဆိုလိုသည်မဟုတ်လူနှစ်ယောက်ဆွေးနွေးကြရာတွင်တယောက်ပေါ်တယောက်ကအထင်သေးပြီးနှစ်ယောက်စလုံးကငုံကြည့်နေကြခြင်းကိုဆိုလိုသည်အရေးချင်းမတူကြတော့လဲပထမလူကဒုတိယလူကိုငုံကြည့်၍ဒုတိယလူကပထမလူကိုမော့ကြည့်ပါလျင်မျက်လုံးချင်းတိုက်မိကြ၍ရောကောင်းဆိုကောင်းဖြစ်တတ်သည်နှစ်ယောက်စလုံးကအပြန်အလှန်အထင်သေးပြီးတယောက်ကိုတယောက်ငုံကြည့်နေကြရင်ဆွေးနွေးရခြင်းအရသာပေါ်ထွက်ဖို့ခဲလှသည်မျက်လုံးချင်းမတိုက်ပုံဘာသာရေးလိုက်စားသည့်စာတက်ပေတက်များသည်ကျွန်ုပ်အားဝတ္ထုရေးသမားတယောက်၎င်း၌ပင်ဘာသာပြန်ဝတ္ထုမျိုးလောက်သာရေးတတ်သူတယောက်သတင်းစာသမားတယောက်၎င်း၌လည်းကလောင်နီတယောက်ဟူ၍သာထင်တတ်ကြ၍လောက်ကုတ်ဒရာမှုရေးရမျိုး၌ဆွေးနွေးမိလျင်ငုံကြည့်ခြင်းကြသည်ကျွန်ုပ်ကလည်းစာတက်ပေတက်ဆိုသူများသည်တင်ရန်ကြက်မှတ်ခြင်းသို့မဟုတ်ကျမ်းစာကိုဖတ်ရှုခြင်းများလောက်သာရှိကြ၍ကျွန်ုပ်ကဲ့သို့နှစ်ပေါင်းများစွာဗုဒ္ဓဩဝါဒအရာစိတ်အလေးအကျင့်လုပ်ဘူးသူများမဟုတ်ဟုမြင်သည့်လျောက်ထိုသူတို့အားငုံကြည့်မိသည်ဤအချင်းရာကိုနားလည်သောကျွန်ုပ်သည်အဆိုပါပုဂ္ဂိုလ်မျိုးတို့နှင့်ဆွေးနွေးခြင်း၏အကျိုးမများခြင်းအရသာမရှိခြင်းကိုသိမြင်မိဖြစ်၍ဘယ်သောအခါမှစကားဆက်၍မပြောချေမိမိအသိဉာဏ်ကိုထုတ်ဖော်ဝင်ဝါခြင်းအပြင်အသားယူတတ်သောဝါသနာမျိုးလည်းမရှိမတော်တဆပြောမိလင်လည်းလူပါဇက်ကအနက်စကားထွက်သည်ဟုသောအထင်မျိုးရောက်ပြီးသာ၍အစင်မီတွေဖို့သာရှိသည်ဟုမြင်သောကြောင့်တရားဓမ္မကိစ္စမျိုးနှင့်ပတ်သက်၍ရင်ကုန်နေလာခဲ့သည်ဤဒီကမျက်လုံးချင်းမတိုက်မိခြင်းဟုသောစကားအဓိပ္ပာယ်ကိုပေါ်လွင်အောင်ဥဒဟယုံဆောင်ပြခြင်းများသာဖြစ်သည်အပြန်အလှန်ငုံကြည့်ခြင်းသတင်းစာဆရာများနှင့်နိုင်ငံရေးသားများသည်လည်းအထူးသဖြင့်ကျွန်ုပ်တို့မြန်မာပြည်၌မျက်လုံးချင်းမတိုက်မိကြသည့်ဖြစ်အင်ကိုတွေ့ရ၏သတင်းစာလောက၌ထိပ်သီးဆိုသောလူအနှဲငယ်တို့ကထိပ်တန်းဆိုသောနိုင်ငံသမားများအားအရေးချင်းနှင့်ပတ်သက်၍ရွက်ကျန်းရည်ကြိုဟုမြင်ကြသည့်လျောက်ငုံကြည့်တတ်ကြပေရာထိပ်တန်းရောက်နိုင်ငံသမားများကလည်းတပားသူတို့ထက်တာ၍သာငါတို့အာဏာရသည်ဆိုကသတင်းစာသမားများအပါအဝင်တိုင်းသူပြည်သားတို့အားအာဏာလက်ကင်ပြုသူများသည်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေငါတို့လောက်အရေးချင်းမရှိဆိုကအဖြစ်အနာစာများဖော်ထုတ်ဝေဖန်သည့်အခါအာဏာလက်ရှိနိုင်ငံရေးသမားများကငါတို့လောက်မတက်သူများကငါတို့ကိုဝေဖန်ရချေတလို့ဆိုကကျွမ်းမိတို့တက်ကြသည်သတင်းစာသမားထိပ်သီးများနှင့်ထိပ်တန်းရောက်နိုင်ငံရေးသမားတို့တစ်ပတ်နှင့်တစ်ပတ်အပြန်အလှန်ငုတ်ကြည့်ခြင်းအရာဌာနတွင်အခြားသောနိုင်ငံကြီးများမှထက်ကျွန်ုပ်တို့မြန်မာပြည်၌တာ၍ဆိုသည်ဟုကျွန်ုပ်နားလည်သည်ကံရှိဆောင်သောအလုပ်မျိုးနိုင်ငံရေးသမားအစဉ်တန်းအစားအစာရှိတဲ့ကဲ့သို့
သတင်းသမားအဆင့်တန်းမှလည်းအစားအပင်ရှိပေလိမ့်မည်ကျွန်ုပ်ကိုယ်တိုင်နိုင်ငံရေးသမားတယောက်မဟုတ်သောကြောင့်လက်ရှိထိပ်တန်းနိုင်ငံရေးသမားများ၏လက်စွမ်းလုပ်ရည်နှင့်အရေးချင်းရရက်ကိုတတ်အကဲမခတ်တတ်ကြောင်းဝန်ခံရပေမည်ကျွန်ုပ်၏အထင်ကအိန္ဒိယပြည်တွင်ရှရီနေယူသည်၎င်းပြည်အတွင်းရှိတခြားသောနိုင်ငံရေးသမားများထက်ခေါင်းတစ်လုံးမြင့်သည်ဟုဆိုကြတဲ့ကဲ့သို့ပင်ကျွန်ုပ်တို့မြန်မာပြည်တွင်အခြားလူများထက်ခေါင်းတစ်လုံးမြင့်သည်ဟုဆိုရလောက်အောင်ထူးကဲတာလွန်သူဟု၍ရှိသေးဟန်မတူ၎င်းတို့အချင်းချင်းလည်းဝန်ခံကြမည်မဟုတ်ပေမည်သည့်အလုံး၌ဖြစ်စေကံဆောင်မှပြောင်းသည်ဆိုတော့လဲနိုင်ငံရေးအလုပ်တွင်ကံဒီတာ၍အရေးကြီးဟန်ရှိ၏မမျှော်လင့်မဲနှင့်ရှေးကမ္မဝဇရကုသကံလျက်ထိတ်ဆုံးသို့ရောက်သူမျိုးလည်းတွေ့ရ၍အလွန်တာခံပြီးတပ်ဆွန့်ကြိုးပမ်းဆောင်ရွက်ပါလျက်ကြောင်ကြိုကြောင်ကြားကပ်နေရသည်ဟုကိုထင်သူများလည်းတွေ့ရ၏ရှေးအဖို့တွင်ကမပြောတတ်ယနေ့အဖို့မူမြန်မာပြည်တွင်နိုင်ငံရေးလုပ်သည့်ကံဉဏ်ဝရိယသုံးပါးတို့အနက်ကံရှိဆောင်သည်ဟုဆိုလိုက်ခြင်းသည်သတင်းစာသမားလောကသတင်းစာသမားအစဉ်တန်းအစအစရှိနေခြင်းနှင့်ပတ်သက်၍ကျွန်ုပ်ကိုယ်တိုင်သတင်းစာလောကအတွင်းကြီးပြင်းလာခဲ့သူဖြစ်သည့်အလျောက်ခက်ရဲရဲပင်အကဲခတ်ဝန်သည်ဤသတင်းစာလောကတွင်လည်းကုသကံလျောက်ထိပ်တန်းရောက်နေသူများရှိခြင်းရှိမည်သို့သောထိပ်တန်းရောက်တိုင်းအရေးချင်းထိပ်သီးမဟုတ်ကြောင်းကိုကျွန်ုပ်သိသည်သတင်းစာသမားအချင်းချင်းလည်းသိကြမယ်ထင်သည်သို့သောသတင်းစာသမား၏အရေးချင်းနှင့်ပတ်သက်၍ဖော်ပြရသော1လုပ်ငန်းနှင့်ပတ်သက်သောအရေးချင်း2ရည်ရွယ်ချက်သို့မဟုတ်စေတနာဟူ၍နှစ်ပိုင်းခွဲရပေလိမ့်မည်စောင်းရည်များတိုင်းမဟုတ်သေးလုပ်ငန်းနှင့်ပတ်သက်သောအရေးချင်းဟူသည်မှာလူဖက်ချင်းစပွဲဖြစ်အောင်ရေးတက်ချွတ်တက်ခြင်းဘုဒ္ဓရပြည့်စုံခြင်းအတွေးခေါ်မျှော်မြင်ရှိ၍လေးနက်သောအကြံဉာဏ်သို့မဟုတ်အဆုံးဖြတ်မျိုးပေးတတ်ခြင်းတို့သည်ထိပ်တန်းသတင်းစာသမားများအဖို့မရှိဘဲမဖြစ်သောအချက်များဟု၍ဆိုရမည်တာမန်သတင်းစာဖတ်ပရိသတ်သည်သတင်းစာသမားတစ်ယောက်၌အထက်ပါအရေးချင်းများရှိမရှိသိဖို့ခဲရင်တော်လဲမျက်စိကြီးနားကြီးဆိုသူများမူကားသိကြမည်သာဖြစ်သည်ဆောင်းရည်အများဆုံးထုတ်ဝေရသောသတင်းစာမျိုးဆိုရင်ဤအချက်လက်များနှင့်ပြည့်စုံသည်ဟု၍တစ်ထစ်ချမှတ်ယူရသည်မဟုတ်အင်္ဂလန်ပြည်ထုတ်လာဒန်တိုင်းသတင်းစာကြီးမှာအထက်ပါအချက်များအပြည့်အဝရှိသည်ဟုကဘာကဝန်ခံကြ၍တစ်ကဘာလုံးဖတ်ရှုကြတော့လဲ၎င်းပြည်ထုတ်အချို့သောသတင်းစာများ၏ဆယ်ပုံတစ်ပုံစာမျှပင်ဆောင်းရည်ထုတ်ဝေရသည်မဟုတ်ချေသို့သောလာဒန်တိုင်းသတင်းစာခေါင်းကြီးပိုင်းရေးသမားများကလူတော်လူရွယ်ကြီးများဖြစ်သည်ဟုကဘာမျက်စိကြီးနားကြီးများကဝန်ခံကြရပေသည်ကြောင်းမချဖို့တတိပြုသတင်းစာသမားနှင့်ပတ်သက်၍အရေးကြီးသောအချက်တစ်ခုမှာရည်ရွယ်ချက်သို့မဟုတ်စေတနာပင်ဖြစ်၏သတင်းစာလောကသို့ဝင်လာသည်ဆိုရင်တိုင်းပြည်၏သရုပ်ဒမှန်တိုင်းဟုခေါ်ကြသည့်အလျောက်တိုင်းပြည်နှင့်အမျိုးသားကောင်းစားကြီးထွားရေးအတွက်ရည်ရွယ်ချက်ထားပါသည်ဟုလူတိုင်းကပြောကြမည်ကြီးဖြစ်သည်သို့သောပြောစဉ်ပြောတိုင်းယုံကြည်ရသည်မဟုတ်ချေလူတော်ဝါတို့လုံသမျှ၌ဘိုးကြီးကိုတာအတွက်ကြီးတက်သည်သာများ၏ရှေးဥစွာမိမိထမင်းဝါဖို့ဖိုးနောက်ကြီးဝါဖို့ထင်မော်ကျော်စောဖို့ဟူသောရည်ရွယ်ချက်များသည်တွဲဖက်ပါရှိတတ်လာသည်တိုင်းပြည်ကိုကြောက်ထဲသို့မတွန်းဘဲမိမိလည်းထမင်းဝါစီတော့ဟုသဘောထားတတ်ကြလင်ပင်ဒေါ်လာပြီဟုဆိုရပေမည်ဘောဝါစားသောလူညာမျိုးသတင်းစာသမား၏စေတနာနှင့်ပတ်သက်၍ဖော်ပြရာတွင်တိုင်းပြည်နှင့်အမျိုးသားကောင်းစားစေလိုသောစေတနာနှင့်မိမိအတွက်ဝါဝါစား၍လှလှဝေးရပြီးအလင်းအမြန်ကြီးပွားလိုသောစေတနာရည်ရွယ်ချက်မိသည့်ဘက်ကအလေးချိန်သာသည်ဟုချိန်ဆက်ရန်အရေးကြီး၏ဝါဝါစားခြင်းသောရည်ရွယ်ချက်ဘက်ကအလေးချိန်သာသည်ဆိုရင်အကျဉ်သတင်းသမားသည်လွယ်ကူသောလမ်းစဉ်ကိုလိုက်ချင်တတ်သည်လွယ်ကူသောလမ်းစဉ်ဟူသည်မှာပြည်တွင်းရေးများ၌အာဏာလက်ကန်ရရှိသောလူတစု၏အကြိုက်ကိုလိုက်ပြီး၎င်းတို့၏လမ်းစဉ်ကိုမိမိ၌ရှိသောစိတ်ကူးဉာဏ်ဖြင့်ကြမ်းကြမ်းဖန်ဖန်ထောက်ခံရေးသားခြင်းပြည်ပရေးရာများတွင်ဖောဖောတည်တည်ကျွေးနိုင်မွေးနိုင်သည့်လက်နက်နိုင်ငံကြီးမျိုးဘက်မှအစမပြတ်ထောက်ခံရေးသားခြင်းပင်ဖြစ်သည်ရင်းတို့ထောက်ခံရေးသားရာတွင်စိတ်ကူးဉာဏ်ရှိသလောက်ဘုဒ္ဓရပြည့်စုံသလောက်ရေးသားကောင်းသလောက်ကြီးပွားလည်ကူကြပေလိမ့်မည်အညံဆုံးဖြစ်သည့်ဓမ္မနောက်ပိတ်ခွေးဆိုသူများပင်လျှင်မိမိတို့၏သတင်းစာအဖို့အစိုးရကြော်ညာလှိုင်လှိုင်ကြီးရ၍မိမိတို့အဖို့လည်းဘောဝါစားရ၍လှလှဝေးရပြီးဟိုကခေါ်ခြင်းဒီကပြခြင်းနှင့်အိတ်တဲကပတ်စံကောမခံနိုင်စေနှင့်အောင်တော့ဒေသန္တရဘုဒ္ဓရစီပူခွင့်ရနိုင်ကြလေသည်အချို့သောအညံစားသတင်းစာသမားများကမူတစ်ဖက်ကစရိတ်နှင့်လက်ဘက်ကြည့်ရှုခဲ့ပြီးနောက်အခြားတစ်ဖက်ကြိုက်ဖြစ်အောင်မဟုတ်တရုပ်တွေကိုသူတို့၏အတွေးဖော်နှင့်ကြံဖန်ရေးသားတတ်ကြလေသည်သို့သောထို့သောလူညာများကငါတို့ကလက်ထိုးရမရနိုင်သောလူများဖြစ်သည်ဟုကိုအထင်ကြီးနေကြသလားမပြောတတ်ချေလန်ဒန်တိုင်းသတင်းစာဤသို့ဖော်ပြခြင်းအဖြစ်အာဏာလက်ကန်ရသောပါတီအစိုးရ၏လမ်းစဉ်ကိုထောက်ခံရေးသားသည့်သတင်းစာသမားတိုင်းသည်လူညံ့များကြီးဖြစ်သည်ဟုဆိုလိုခြင်းကမဟုတ်ချေအထက်တွင်ဖော်ပြခဲ့သည့်အင်္ဂလန်ပြည်ထုတ်
လန်ဒန်တိုင်းသတင်းစာကြီးသည်ကွန်ဆာဗေးတစ်ပါတီအစိုးရဖြစ်လာသည်ဖြစ်စေလေဘာတီပါတီတက်လာသည်ဖြစ်စေအာဏာလက်ကင်ရှိသောပါတီများ၏အတွက်ထောက်ခံရေးသားသည့် policy ဝါဒလက်ကင်ပြု၏၎င်းသတင်းစာကြီး၏အမြင်မှာလူကြိုက်များရာတင်မြှောက်ရသောစီးစနစ်သည်တဘာဝကျသည်ဆိုလျှင်လူကြိုက်များ၍တင်မြှောက်လိုက်သောပါတီတစ်ခုကိုမိသည့်နည်းနှင့်မဆိုလေးစားရမည်ဆိုသောကြောင့်၎င်းပါတီတည်မြဲရေးအတွက်ထောက်ခံရေးသားသင့်သည်ဟု၍ယူဆသည့်လက္ခဏာရှိသည်တို့ရာတွင်ကာစီလုပ်၍ရေးသားရ၌စားခြင်းတောက်ခြင်းယာရုလိုခြင်းသောကြောင့်မဟုတ်သည့်အပြင်အစိုးရမှားသည့်ထင်သောကိစ္စမျိုး၌လည်းလေးလေးနက်နက်ကန့်ကွက်ရေးသားခြင်းများလည်းရှိတတ်သဖြင့်အစိုးရရောတိုင်းလူပြည်သားရောမျက်စိကြီးနားကြီးများကပါလေးစားကြရလေသည်လန်ဒန်တိုင်းသတင်းစာအယ်ဒီတာကြီးများကကလေးကလားလူသားမျိုးတွေမဟုတ်အေယာမလူကြီးတွေအနေဖြင့်ကမ္ဘာသတင်းလောကတစ်ခုလုံးကအသိမှတ်ပြုခြင်းခံကြရသည်မှာချီးကျူးပွေရာကြီးတစ်ခုဖြစ်ပါပေသည်နေရာကျလှသောမြောက်လုံးဤနေရာ၌လန်ဒန်တိုင်းသတင်းစာကြီးအားကျွန်ုပ်ကိုယ်တိုင်မြင်များလောက်လေးစား၍အထင်ကြီးလျက်ရှိသည်ကိုအလင်းသိ၍ဖော်ပြလိုက်ရပေအောင်မည်လွန်ခဲ့သော၄နှစ်ခန့်ကကျွန်ုပ်သည်ရန်ကုန်မြို့ထုတ်အင်္ဂလိပ်သတင်းစာတစ်စောင်သို့အင်္ဂလိပ်လိုစောင်းပါတစ်ပုဒ်ရေးပို့ခဲ့ပူရာစီကံသတ်မှတ်ထားသည့်အချိန်တွင်မြောက်သဖြင့်မထည့်နိုင်တော့လဲအင်္ဂလိပ်လိုရေးပုံရေးနည်းနှင့်ပတ်သက်၍၎င်းအက်ဒီတာကကျွန်ုပ်၏စောင်းပါကိုအတော်ကလေးအကျယ်တဝင့်မြောက်ပင်ချီကျူးလိုက်သည်ကျွန်ုပ်၏စောင်းပါကိုအတိမပြုနိုင်ခြင်းအတွက်စိတ်ကျဉ်တဲ့စေရန်ဆိုသောရည်ရွယ်ချက်နှင့်မြောက်ပင်ကြီးဖြစ်သည်ဟု၍ကျွန်ုပ်နားလည်ပါသည်သူ၏မြောက်ပင်လုံးကလေးများမှလည်းအတော်သဘောခွေစေရာကောင်းပါပြီသည်သို့သောမြောက်ပင်လုံးကလေးများအနက်ကျွန်ုပ်အဖို့အထိခိုက်ဆုံးသောအလုံးတစ်လုံးသည်ကကျွန်ုပ်၏စောင်းပါမှာမြင်းမြအရေးသားကောင်းပါသည်ဆိုသောလန်ဒန်သတင်းစာကြီး၏စောင်းပါခန်း၌ထည့်ပေးလိုက်ရလျင်ပင်၎င်းသတင်းစာကြီးအဖို့တစားစဉ်ထည့်ပေးလိုက်သလိုဖြစ်သွားနိုင်ပေသည်ဟုသောမျှလုံးပင်ဖြစ်သည်လန်ဒန်တိုင်းသတင်းစာအယ်ဒီတာများသည်အတော်အတန်စောင်းပါမျိုးကိုထည့်သွင်းဖော်ပြလေးရှိသည်မဟုတ်သောကြောင့်၎င်းသတင်းစာကြီး၌ထည့်သွင်းဖော်ပြခြင်းခံရသောစောင်းပါရှင်ကားသာလျှင်ဂုဏ်ရသည်ဖြစ်ရာကျွန်ုပ်၏စောင်းပါကပင်ထိုသတင်းစာကြီးကိုတစားဆင်ပေးသလိုဖြစ်နိုင်သေးသည်ဟုသောမျှလုံးပင်လုံးသည်ကကျွန်ုပ်အဖို့ရာ၌ရွှေဦးတောင်းဇာရေးကောင်းလာသောကြောင့်နိုင်ငံတော်သမ္မတရာထူးပေးထိုက်ပါပေသည်ဟူသောမျှလုံးမျိုးထပ်ပင်ပီတိဖြစ်ခဲ့မိပေသည်သို့သောသူမြောက်တိုင်းမြောက်ပြီးကိုအထင်ကြီးသွားသည်ဟုနားမလည်ကြစေလိုပါလန်ဒန်တိုင်းသတင်းစာကြီးအပေါ်တွင်ကျွန်ုပ်အထင်ကြီးခြင်းကိုထင်ရှားစေလို၍ဖော်ပြလိုက်ခြင်းမျှသာဖြစ်ပါသည်သတင်းစာနှင့်နိုင်ငံရေးသမားသတင်းစာသမားနှင့်နိုင်ငံရေးသမားသည်တခြားစီဖြစ်တော်လဲဝိုင်းရင်သောသတင်းစာသမားတို့မြည်သည်ဘူးသူရဆုံရသည်ဖြစ်သောကြောင့်နိုင်ငံရေးအကြောင်းကိုလည်းခောက်မိအောင်လေ့လာထားရ၏နိုင်ငံရေးသမားကသတင်းစာအကြောင်းကိုနားလည်သည့်ထက်သတင်းစာသမားကနိုင်ငံရေးအကြောင်းကိုပို၍နားလည်တတ်ကြ၏စင်စစ်မှာဝိုင်းရင်သောသတင်းစာသမားမှန်လျင်နိုင်ငံရေးကိုစာတွေ့သဘောနှင့်နားလည်ကြသည်ဖြစ်၍နိုင်ငံသမားစစ်ကဲ့သို့ရွေးကောက်ပွဲများတွင်ပါဝင်ရှင်ပြိုင်ကလက်တွေ့မဆောင်ရွက်ဘူးရုံမျှလောက်သာရှိပေသည်ထို့ကြောင့်အင်္ဂလန်အစရှိသောတိုင်းပြည်ကြီးများ၌အာဏာလက်ရှိအစိုးရအဖွဲ့သည်သတင်းစာသမား၏ဝေဖန်ချက်ကိုလေးစားကြရသည်အကယ်၍ဝန်ကြီးချုပ်အီဒင်ကကျွန်ုပ်ဘာသတင်းစာကိုမှမဖတ်ဘူးအစိုးရအဖွဲ့ကိုထောက်ခံတဲ့သတင်းစာတစ်စောင်နှစ်ဆောင်လောက်ပဲဖတ်ဖူးတယ်။ဟုတ်ပရိသတ်ရှိတွင်ပြောမိညာအံ့လူတွေကဝိုင်းပြောင်ပြီးသတင်းစာတွေကဝိုင်းရကြသည်နှင့်ပင်အီဒင်ကလထိုင်ပေါ်မှဆင်းပြေးရလိမ့်မည်ဟုထင်သည်။အာဏာလက်ရှိနိုင်ငံသမားအဖွဲ့နှင့်သတင်းစာသမားတို့ဤပြည်၌အပြန်အလှန်အထင်သေးကြပုံမှာအကြောင်းမည်တို့ရှိလေသည်။ဘာကြောင့်အထင်သေးကြသည်နည်းသတင်းစာသမားများအနက်တွင်စားကောင်းတောက်ကောင်းရှိအောင်မျက်နှာကြီးအကြအလိုလိုက်၍ရေးတတ်သူများရှိကြသည်မှန်တော့လဲငတ်ချင်ငတ်စေလမ်းမှန်သည့်ထင်ရကိုသာဖော်ထုတ်ရေးသားသူများလည်းရှိကြသည်ယာတို့ဖြစ်ဖျားယောင်း၍နေရသူများလည်းရှိကြသည်ဟုသိရသည်လက်ကရရှိထားသောယာတို့ကိုဆွန့်လွတ်ကာသတင်းစာသမားလုပ်နေသောလူမျိုးများလည်းရှိသည်ကိုမြင်ရ၏သို့နှင့်အာဏာလက်ရှိနိုင်ငံရေးသမားများကသတင်းစာသမားများအားလေးစားပုံမရှိဘဲငုံကြည့်နေကြသည်မှာအကြောင်းမည်တို့ရှိလေသည်အစိုးရနှင့်အတိုက်ခံနိုင်ငံရေးသမားအချင်းချင်းကိုကြည်ပြန်သောအချို့သောတိုင်းပြည်ကြီးများကဲ့သို့အာဏာလက်ရှိပါတီနှင့်အတိုက်ခံအဖွဲ့သည်အပြန်အလှန်လေးစားခြင်းရှိသည်ကိုမတွေ့ရချေအစိုးရအဖွဲ့ကအတိုက်ခံသမားများအားတချို့ပစ္စမန်တပ်သားအဖြစ်၎င်းအတိုက်ခံသမားများကအစိုးရအဖွဲ့ဝင်များအားအရေးအချင်းကြောင့်မင်းဖြစ်ကြသည်မဟုတ်ကံကောင်း၍ရာဇပလင်ပေါ်သို့တတ်ထိုင်ရပြီးကောက်ကျစ်ညစ်ပတ်သောညီမျိုးဖြင့်ပလင်ကိုတက်ကက်နေကြသူများဟု၍၎င်းညီနေကြပုံရ၏လွှတ်တော်အစည်းအဝေးပွဲများတွင်တစ်ပတ်နှင့်တစ်ပတ်အထူးသဖြင့်အစိုးရဘက်ကမထိမဲ့မြင်ဖြေဆိုကြပုံများမှာမျက်စိကြီးနားကြီးများအဖို့မဟာဆန္ဒသည်မဟုတ်ချေစီးလုံးမှုမရှိကြတဖန်သတင်းစာသမားအချင်းချင်းဆက်ဆံကြပုံများကိုကြည့်ရသည်မှာလည်းဤပြည်၌ဂျင်းနဲ့အာရဖွဲ့မတွေ့ရချေဗမာချင်းဖြစ်တော်လဲအင်္ဂလိပ်သတင်းစာလောကကလူများကမြန်မာပြည်သတင်းစာလောကကလူများအားကျုပ်ခင်မှာကဲ့သို့လူဘက်မထင်ပဲရှိနေကြသေးသည်မှာကျွန်စိတ်ငွေသက်မကုန်သေးကြောင်းထားပါအောင်
ဘဝတူချင်းဆို၍သတင်းစာသမားအချင်းချင်းသွေးစည်းညီညွတ်မှုမရှိသည်မှာဝမ်းနည်းစရာကောင်းပြီသည်အထူးဝမ်းနည်းဖို့ကောင်းသောအချက်တစ်ချက်တွေ့ရှိရသည်မှာသတင်းစာတိုက်ဒုက္ခကြုံတွေ့ရသည်ဆိုရင်အခြားသောသတင်းစာတိုက်များကကိုပြီးရင်ပြီးအကူအညီပေးခြင်းကြပုံမရဘဲလူတိုက်ပြက်လျင်ငါသတင်းစာမှာဆောင်ရည်တိုးချေရဲ့ဟူသောညှော်လင့်ချက်ထားကြသည့်လက္ခဏာနှင့်မင်းတိုင်းကျေသဘောမျိုးလောက်ဖြစ်တာဝမ်းနည်းစကားပြောတတ်ကြသည် policy ချင်းမတူသောသတင်းစာဆိုရင်ဝမ်းနည်းစကားပြောဖို့ပင်အတော်ခဲရင်လာပေသည်လွတ်လပ်စွာဝေဖန်ရေးသားနိုင်သည့်ဟုသောအခွင့်အရေးကိုအာဏာလက်ရှိသူများကထိခိုက်လောက်အောင်ဖိနှိပ်ချုပ်ချယ်လာသည်ဆိုရင်တိုင်းကြီးပြည်ကြီးသတင်းစာလောကသည်ဝိုင်းရအားကျသောအစဉ်လာရှိ၏မိမိသတင်းစာဆောင်ရေးများစေခြင်းသောညှော်မှန်းချက်ကလေးကြောင့်ဖိနှိပ်ချုပ်ချယ်မှုများတွင်ရင်ငုံနေကြသောသတင်းစာသမားတွေပေါ်များလာလေလေသတင်းစာသမားအချင်းချင်းစီလုံးညီညွတ်ခြင်းမရှိလေလေလက်ကင်အာဏာရသူများ၏မုန်းကြည့်ခြင်းခံရလေလေရှိနေလိမ့်မည်သာဖြစ်သည်နှစ်ခုတွဲကင်ခြင်းသတင်းစာသမားသည်သတင်းစာလောက၌သာကြီးပွားဖို့ရည်ရွယ်ချက်ထားသင့်၍နိုင်ငံရေးလောကထဲ၌ယာရုညှို့မှန်းခဲ့လျင်အစဉ်မပြေမှုများဖြစ်တတ်ပုံကိုကိုရိတာရကများဖော်ပြရပေအောင်မည်ကျွန်ုပ်သည်သူရိယတိုက်၌ခေါင်းကြီးရေးသမားတာဝန်ခံအယ်ဒီတာလုပ်ခဲ့စဉ်တိုက်အုပ်ဖြစ်ခဲ့မှုသည့်ဥပဖေသည်ဝန်ကြီးတဦးအဖြစ်၎င်းအယ်ဒီတာချုပ်ဖြစ်မှုသည့်ဂလုံဦးစောသည်လည်းဝန်ကြီးချုပ်အဖြစ်နှင့်၎င်းလက်ရှိအယ်ဒီတာချုပ်ဖြစ်သောဥပကလေးသည်မြို့တော်ဝန်အဖြစ်နှင့်၎င်းဆောင်ရွက်ကြမှုသည်တခါတရံမြူနီစပယ်ရေးရာနှင့်ပတ်သက်၍ဝေဖန်သင့်သည်များကိုဝေဖန်ရေးသားရာတွင်မြို့တော်ဝင်ဖြစ်နေသောအယ်ဒီတာချုပ်ဥပလေးသည်ကျွန်ုပ်၏ရေးသားချက်များကိုဖွင့်၍မကန့်ကွက်တော့လဲမျက်နှာမကောင်းသည်ကိုကျွန်ုပ်ရိပ်မိသည်သို့နှင့်သူရိယအဆက်ဖြစ်သည့်ဂလုံစော၏ဌာနဥပဖေ၏ဌာနများကိုရှောင်ကွင်းရတော့သည်ဖြစ်ရာသူရိယသတင်းစာမှာအစိုးရသတင်းစာရောင်းအထင်ခံရ၍နာမည်ညှို့ပုတ်သည်ဟုကျွန်ုပ်မြင်ခဲ့မိသည်ယာရုနှင့်များခြင်းသတင်းစာသမားသည်အသင်းအဖွဲ့တစ်ခုခု၏ခေါင်းဆောင်မဟုတ်စေကမူ၎င်း၏စာဖတ်ပရိသတ်သည်၎င်း၏နောက်လိုက်ဖြစ်သည်ဟုအချို့သောအစိုးရများကမြင်တတ်ကြ၍နိုင်ငံရေးယာရုပေးခြင်းမျိုးလည်းရှိတတ်၏အချို့သောအစိုးရများကမူသတင်းစာသမားတစ်ယောက်အားနိုင်ငံရေးယာရုပေးလိုက်လျင်သတင်းစာလောကတစ်ခုလုံးကိုလူဖြစ်လိမ့်မည်ဟုမျှော်လင့်တတ်၏ပထမနီလန်းမှာဟုတ်ချင်လဲဟုတ်နိုင်၏ဒုတိယမျှော်လင့်ချက်မှာလုံးဝမမှန်ကန်ခြင်းယာရုယူလင်ထောက်ခံသည်ရှင်အောင်အပ်ဗြိတိရှလက်ထက်၌ဥပဖေနှင့်ဂလုံဦးစောတို့အားဝန်ကြီးရာထူးများပေးခြင်းအဖြစ်ဒုတိယသတင်းစာသည်အစိုးရသတင်းစာနီးပါးဖြစ်သွားခဲ့မှုချင်းမှန်သည်နီးပါးဟူသောစကားလုံးကိုသုံးရခြင်းမှာအခြားသောအစိုးရဌာနများနှင့်ပတ်သက်၍အထိုက်အလျောက်အပြစ်ဖော်ထုတ်ရေးသားနိုင်သည်ထားပြီးအောင်၎င်းတို့ကိုယ်တိုင်ကာယသောဌာနများနှင့်ပတ်သက်၍ဝေဖန်ရန်မဖြစ်နိုင်ခြင်းကိုကျွန်ုပ်ကိုယ်တိုင်ကြုံခဲ့ရပူသည်အမှန်မှာဥပဖေနှင့်ဂလုံဦးစောတို့သည်ကျွန်ုပ်ကဲ့သို့လုံသားသက်မဟုတ်ဒုတိယတိုက်ဒါရိုက်တာများဖြစ်ကြ၍၎င်းတို့အားဒုတိယသတင်းစာကထောက်ခံရမည်ဝတ္တရားရှိတဲ့ကဲ့သို့ဖြစ်ပေတော့သည်တိမ့်သွင်းရင်မရနိုင်သတင်းစာသမားတယောက်ကိုနိုင်ငံရေးရာထူးပေးလိုက်ရင်သတင်းစာလောကတစ်ခုလုံးကိုတိမ့်သွင်းရရောက်လိမ့်မည်ဟုသောမျှော်လင့်ချက်၏မှားယွင်းပုံကိုဖော်ပြရပေအောင်မည်အစိုးရသည်သတင်းစာသမားလောကမှလူတစ်ယောက်အားယာရုပေးရန်ရွေးချယ်သည့်အခါရွေးချယ်ခြင်းခံရသူသည်အောက်တန်းစားထဲကတော့လည်းဖြစ်ရမည်အထက်တန်းစားထဲကတော့လည်းဖြစ်ရမည်အောက်တန်းစားထဲမှခံထားမိညာအံ့ထိုသူသည်ဝန်ကြီးဖြစ်တော်လဲသတင်းစာလောက၏လေးစားခြင်းမခံရ၍ဩဇာကိုက်လိမ့်မည်မဟုတ်ချေမိသည့်ပညာသည်လောက၌ဖြစ်စေလူညံ့အပေါ်၌အထင်မကြီးခြင်းမှာထုံးစံဖြစ်ပေရာသတင်းစာသမားလောက၌တာ၍လွန်ကဲမည်ထင်သည်အကယ်၍ထိတ်တန်းထင်ရသောသတင်းစာသမားကအညံစားများအပေါ်၌ဩဇာကိုက်ခြင်းလည်းကိုက်ပေမည်သို့သောထိတ်တန်းသတင်းစာသမားအချင်းချင်း၌မျက်စိ၌မူထိုသူသည်ယာရုလက်ခံလိုက်သည့်ဆိုကြတဲ့ကလူညံ့တစ်ယောက်ဖြစ်သွားသည်ဟုမြင်တတ်ကြသည်အဘဲကြောင့်ဆိုသောထိတ်တန်းသတင်းစာသမားများသည်ဝန်ကြီးယာရုမျိုးကိုပန်းတုံးတိုင်ဟူ၍ထင်မှတ်လိမရှိသောကြောင့်ပေသည်တို့ဖြစ်၍ထိုသူကိုယာရုပေးခြင်းအဖြစ်သတင်းစာကိုတင်သွင်းရန်မတက်ယုံသာမကထော်လော်ကန့်လန့်ရေးသားခြင်းမျိုးပင်ကြုံရတတ်ပေသည်ဝါဒဖြန့်ခြင်းသက်သက်ပြည်ထောင်စုမြန်မာနိုင်ငံတွင်အာဏာလက်ရှိနိုင်ငံရေးပါတီကတည်ထောင်ထားသည့်သတင်းစာသမားလည်းရှိသည်ဟုသိရသည်မိသည့်သတင်းစာတို့သည်အာဏာရှိပါတီ၏လက်ကင်တုပ်ဟုသိလိုကြလျင်အစိုးရအသံလွှင့်ယုံမှမိသည့်သတင်းစာများ၏အာဘော်ကိုနေတိုင်းလိုအတန်လွှင့်ပေးနေသည်ဟုနားထောင်ခြင်းအဖြစ်သိနိုင်၏အားလုံးကောင်းပါသည်ခင်ဗျာဟူသောအာဘော်မျိုးကိုသာနေရှိသည်များအတန်လွှင့်၍အစိုးရ၏ရရှိကိုမဆိုလို့စီမံကိန်းများကိုအနှဲငယ်များကလေးပြစ်တင်ဝေဖန်သောသတင်းစာအာဘော်မျိုးကိုမူအတန်လွှင့်ယုံကတစ်ချိန်တစ်ခါမျှဖျက်ပြပူးသည်မရှိချေအင်္ဂလန်ပြည် BBC အတန်လွှင့်ဌာနကဲ့သို့ကုမ္ပဏီပိုင်အတန်လွှင့်ယုံမျိုးတည်ထောင်လိုကြသည်ဆိုရင်အစိုးရကပြည်သူပိုင်အမည်နှင့်တည်ယူလိမ့်မည်လောမပြောတတ်ပေဓမ္မနောက်ပိတ်ခွေအာဏာလက်ရှိပါတီတစ်ခုသည်မိမိလက်ဝဲ၌အာဏာတည်မြဲရေးအတွက်တတ်နိုင်သောနည်းလမ်းများဖြင့်ပတ်တကုတ်အားထုတ်ကြခြင်းမှာကမ္ဘာနိုင်ငံရေးသမားအပေါင်းတို့၏လူရွေးလှုပ်စဉ်ဓမ္မတာကြီးဖြစ်၍အပြစ်မဆိုသာပေ
သို့သောတတ်နိုင်သောနည်းလမ်းများဟုဆိုရာသရုတ်တမန်နိုင်ခေါ်ကြသည့်သတင်းစာသမားအချင်းချင်းစီးလုံးညီညွတ်မှုမရှိခြင်းကိုကြည့်၍မရှိလျင်မရှိသလောက်ပုံမတိုးတက်ဖိနှုတ်ချုပ်ချယ်ဖို့ဇရဲတက်ကြလေသည်သတင်းစာအချင်းချင်းစီးလုံးညီညွတ်ခြင်းဟူသည်မှာလည်းမိသည့် policy ဝါဒအရဝေဖန်ကြသည်ဖြစ်စေအာဏာလက်ရှိတို့ကအနိုင်ကျင့်၍ဖိနှိပ်ချုပ်ချယ်သည့်အခါလွတ်လပ်စွာရေးသားခွင့်ကိုထိပါစော်ကားသည်ဟုသတင်းစာသမားလောကတစ်ခုလုံးကအစိုးရသတင်းစာသမားများမှတပါဝိုင်းဝန်းကန့်ကွက်အရေးဆိုကြသည့်အထိနားလည်ကြခြင်းကိုဆိုလိုသည်ထိုကဲ့သို့မဟုတ်ပါပဲဖိနှိပ်ခြင်းခံရသောသတင်းစာတိုက်အားသူသေးလင်တပြေအေးတာပဲသူပရိသတ်ငါတို့စီရောက်ဖို့ပဲဟုသောစိတ်ထားမျိုးထက်မကြီးမြင့်သေးသောသတင်းစာသမားလောကမျိုးဆိုပါမူကားအာဏာရှိသူတို့ကလှုပ်ချင်တိုင်းလှုပ်ရဲ၍အကျဉ်တိုင်းပြည်၏တိုးတက်မှုမှာလည်းကမ္ဘာတိုင်းပြည်များအနက်တွင်ဓမ္မနောက်ပိတ်ခွေအဖြစ်နှင့်ကျင်းနေရမည်ဧကံမလွဲပေသည်ဗုဒ္ဓဝါဒနှင့်မဆစ်ဝါဒ28ရက်2လ1959နှစ်ကရန်ကုန်မှမီးရထားနှင့်ပြန်လာစဉ်ပြင်းမနာမှအထွက်ကျွန်ုပ်တို့၏မီးရထားကိုမိုင်းပုံးထိခြင်းကတစ်ချက်ထို့နောက်ရန်အနှဲငယ်အတွင်းတွင်ပြင်းမနာနှင့်ပြည်ဝင်ဘူတာအကြားတရားတန်လန်းများဖြုတ်ထားခြင်းကြောင့်မီးရထားတစ်စင်းလုံးထိုးကျသွား၍ခီးတဲ့အမြောက်များတေးကြီးပျက်စီးကြောင်းကြားခြင်းကတစ်ချက်ကြောင့်တံဝေကရပြန်သည်နှင့်ရိတ်တာတို့ထွက်၍တရားအားထုတ်ခဲ့ပြန်ပါသည်ကွန်မြူနတီကဲ့သို့တို့ရှိစဉ်တယောက်သောယောဂီကကျွန်တော်မိတ်ဆွေတယောက်ကဆရာကြီးအကြောင်းပြောတယ်သူတရားကတော့ကောင်းပါရဲ့လူကတော့ကွန်မြူနတီဖြစ်နေတာတော့ခက်တယ်ဟုပြောသည်တစ်ဖန်အခြားသောယောဂီတယောက်ကလည်းဆရာကြီးဟာကလောကုတ္တရာဘတ်လဲလိုက်စားရဲ့ကွန်မြူနတီဝါဒကိုထောက်ခံတယ်လို့စာမျိုးတွေရေးရဲ့ကျွန်တော်တော့နားမလဲပါဘူးဟုပြန်ပြောသည်ထိုသူနှစ်ယောက်တို့သည်တနေရာထဲတွင်တစ်ထိုင်ထဲပြပြခြင်းမဟုတ်တနေရာစီတနေ့စီပြပြခြင်းဖြစ်ရာကျွန်တော်မှာတရားအားထုတ်ဖို့လာခဲ့သောအချိန်တွင်စကားပြောခြင်းဖြင့်အချိန်မကုန်စေလိုသည့်တကြောင်နှုတ်ဖြင့်ရှင်းလင်းပြပြ၍အားမရတတ်သည့်တကြောင်ခမရတို့ထင်ခြင်းသလိုထင်ကြပါဗျာဟူ၍သာပြောရဲကပြန်ပြောခဲ့သည်ဘာကြောင့်ရှင်းလင်းရသည်ရိတ်တာမှပြန်လာ၍အိမ်သို့ရောက်သောအခါကျွန်ုပ်သည်ထိုလူနှစ်ယောက်ပြောသောစကားကိုပြန်လည်သုံးသပ်မိရာတွင်အကြံတစ်ခုဖြစ်ပေါ်လာ၏ဤလူထိုလူတို့ကကျွန်ုပ်အပေါ်၌အထင်အမြင်ကွဲလဲကြခြင်းကအရေးမကြီးထားပြီဟုဤခေတ်တွင်ဗုဒ္ဓဘာသာဝင်များကမဆစ်ဝါဒနှင့်ပတ်သက်၍နားမလည်ကြပုံနှင့်မဆစ်ဟုကိုယ့်ကိုယ်ခေါ်ဝေါ်ကြသောကွန်မြူနစ်များကလည်းဗုဒ္ဓဝါဒနှင့်ပတ်သက်၍အထင်အမြင်ကြီးတင်သလောက်မကြီးပဲရှင်းနေကြသည့်ကိစ္စများမှမူအရေးကြီးလာသည်ဟုယူဆသည့်အလျောက်ဤပြဿနာကိုရှင်းလင်းရန်တာဝန်ယူမည်ဟုဆုံးဖြတ်ချက်အရဤစာကိုရေးရခြင်းဖြစ်ပါသည်ဝါဒနှင့်ဝါဒီရှေးဥစွာဗုဒ္ဓဝါဒသည်တခြားဗုဒ္ဓဘာသာကိုးကွယ်သည့်ဗုဒ္ဓဝါဒီညီခံများသည်အခြားဖြစ်ပြီးတကဲ့သို့မဆီစင်ကွန်မြူနစ်ဝါဒသည်တခြားမဆစ်ဆိုသည့်ကွန်မြူနစ်သည်အခြားဟု၍နားလည်ကြရန်လိုပေသည်ဆိုလိုရင်းမှာဗုဒ္ဓဘာသာကိုးကွယ်သူများဆိုတော်လဲထောင်ထဲရောက်နေသောတခိုးဓမြလူဆိုးများကိုကြည်ခြင်းအဖြစ်ဗုဒ္ဓဘာသာမကောင်းဟု၍ဆိုခြင်းကမထိုက်တကဲ့သို့ဆိုသောကွန်မြူနစ်ဆိုသူများကိုကြည်ခြင်းအဖြစ်မဆဝါဒမကောင်းဟု၍ဆိုခြင်းကမထိုက်ဟုလို့ဝါဒဟူသည်မှာသဘောတရားတသက်ဖြစ်၍ဝါဒီဟူသည်မှာကျင့်သုံးသောအမိခံပုဂ္ဂိုလ်ဟူ၍အတိတ်ပဲရှိပေရာပုဂ္ဂိုလ်များနေရာမကျမှုကြောင့်ဝါဒလမ်းစဉ်ကိုအပြစ်ဖုံးမိဆိုတာကသဘာဝကျလိမ့်မည်မဟုတ်ချေဤစာကိုဖတ်သောလူများသည်ဤအချက်ကိုလက်ခံကြလိမ့်မည်ဟုကျွန်ုပ်ယုံကြည်သည်ဖန်ဆင်းသောထာဝရဘုရားဤနေရာ၌အရင်ရှင်တရေကြီးများကြိုးကင်သည့်အစိုးရကြီးများကကွန်မြူနစ်ဝါဒသည်ဘုရားမရှိတရားမရှိလှုပ်ချင်ရလှုပ်ခွင့်ရှိသောလမ်းစဉ်ဖြစ်သည်ဟုသောဝါဒဖြန့်စကားကိုရှင်းလင်းချေပရန်အလိုမရှိချေတို့ရာတွင်ဗုဒ္ဓဝါဒသည်လောကကိုဖန်ဆင်းသည့်တဆူထဲသောထာဝရဘုရားသခင်ရှိခြင်းဆိုခြင်းကိုလက်မခံတကဲ့သို့မဆီစင်ခေါ်ကွန်မြူနစ်ဝါဒသည်လည်းဘုရားကိုဖန်ဆင်းသည့်တဆူထဲသောထာဝရဘုရားသခင်က၎င်း၏အလိုတော်အတိုင်းအရာခတ်သိမ်းဖြစ်ရသောသည်ဆိုခြင်းကိုလက်မခံပုံချင်းတူညီသည့်အချက်ကိုသတိပြုရပေမည်ထာဝရဘုရားရှိသည့်ဆိုသောဘာသာများကကွန်မြူနစ်ဝါဒအားဘုရားမရှိသောဝါဒဟုပုတ်ခတ်ကာများနှင့်ကျွန်ုပ်တို့ဗုဒ္ဓဝါဒီများကဟုတ်ပါပေသည်ဟုရောရောင်ကလက်ခုပ်တီးเสียဘာမျှအကြောင်းမရှိချေကဏ္ဍနှစ်ခုကွန်မြူနစ်ဆိုသူများလေးလာလိုက်စားကြသည့်ဝါဒမှာကာမတ်ဆိုသူဂျာမန်လူမျိုးတည်ထောင်ခဲ့သည့်မဆီစင်ဝါဒပင်ဖြစ်ရာ၎င်းဝါဒမှာကျွန်ုပ်လေ့လာဖို့တလောက်ကဏ္ဍနှစ်ခုရှိ၏ပထမကဏ္ဍမှာမဆစ်တိုင်းပြည်စီးပွားရေးစနစ်မဆစ် political economy ဖြစ်၍ဒုတိယကဏ္ဍမှာမဆစ်အဘိဓမ္မာမဆစ် philosophy ဖြစ်သည်ဤကဏ္ဍနှစ်ခုအနက်ကျွန်ုပ်သည်ပထမကဏ္ဍကိုလက်ခံယုံကြည်သူဖြစ်၍ဒုတိယကဏ္ဍဖြစ်သည့်မဆစ်အဘိဓမ္မာကိုမူလေ့လာရန်မလိုဟုသဘောရသောကြောင့်နည်းနည်းစွာလေ့လာခြင်းမပြုခဲ့ကြောင်းဝန်ခံပါသည်အကြောင်းမူကားကျွန်ုပ်တို့အဖို့ရာ၌ဗုဒ္ဓ၏အဘိဓမ္မာများကိုလေးနက်စွာယုံကြည်သူဖြစ်သည့်အလျောက်အခြားသောအဘိဓမ္မာများကိုလေ့လာရန်လည်းမလိုအခြ
ချိန်လဲမရှိဟု၍ဆုံးဖြတ်ထားပြီးဖြစ်ပါသောကြောင့်ဒီဤနေရာ၌မဆင်များကကျွန်ုပ်အားပညာမဆုံးလင်သေးရဟု၍ဆိုလင်လဲဆိုကြစေကျွန်ုပ်ကလည်းဗုဒ္ဓ၏အဘိဓမ္မာကို၎င်းတို့မလေ့လာခြင်းအတွက်ကြောင့်၎င်းတို့တာ၍ဆုံးရှုံးနေတာသည်ဟုတုံ့ပြန်၍ဆိုလိုက်ခြင်းတော်သည်လောကီနှင့်လောကုတ္တရာပရမကဏ္ဍဖြစ်သည့်မဆစ်တိုင်းပြည်စီးပွားရေးစနစ်အကြောင်းကိုအချုပ်အဖြစ်ဖော်ပြရသောလူတိုင်းသည်ခွန်အားဖြင့်ဖြစ်စေအုံနောက်ဖြင့်ဖြစ်စေလူသုံးကုန်ပစ္စည်းဖြစ်အောင်အလုပ်လုပ်ရမည်ကုန်ပစ္စည်းဖြစ်အောင်ကိုယ်တိုင်အလုပ်မလုပ်လျင်လည်းအလုပ်လုပ်တော်သူများတတိလိမ္မာမှုယဉ်ကျေးမှုစသည်ဖြင့်တိုးတက်အောင်တနည်းတစ်ဖုံအလုပ်လုပ်ရမည်ဝေရင်းဆိုင်သောနည်းဖြင့်သူတစ်ပါး၏ခွန်အားသို့မဟုတ်ဉာဏ်စွမ်းအပေါ်မှာခေါင်းပုံဖြတ်ပြီးအမျက်ထုတ်နိုင်သောအခွင့်အရေးမရှိစေရတကြက်နှင့်ဝယ်ထားသောကုန်ပစ္စည်းတစ်ခုလုံးပေါ်မှ3-4ချက်အမျက်ထုတ်နိုင်သောအခွင့်အရေးမျိုးလုံးဝမရှိစေရလောက်လက်မဲ့မရှိစေရလောက်ရမှုအတွက်၎င်းသားသမီးများ၏ပညာရေးအတွက်၎င်းနာဖျားမှုကြောင့်၎င်းကြောင်းကြမှုမရှိစေရယုံကြည်ခြင်းအားယုံကြည်၍ကိုးကွယ်ခြင်းအားကိုးကွယ်နိုင်သည်အစရှိသောအခွင့်အရေးများမှာအမျက်ကြီးစားများနှင့်အရင်းရှင်တတိများမှတပါအုံနောက်လုံသမားများပညာတတ်ပညာမဲ့အလုပ်သမားလယ်သမားစင်ရဲသားများအနက်မှမကြိုက်နိုင်သူရှားပပေလိမ့်မည်ဤသို့သောရည်ရွယ်ချက်နှင့်အုပ်ချုပ်သည့်စနစ်မျိုးကိုသဘောကျမိလျင်လောကုတ္တရာရေးရာနှင့်စန့်ကျင်လေဟန်ပြောကြဆိုကြသူများမှာအရင်းရှင်အစိုးရများ၏မိုက်တိုက်ခြင်းခံရ၍ဘာကုန်မျှမစင်စားတတ်ရှာသူများဟူ၍သာဆိုရန်ရှိပေတော်သည်ဤသည်ကမဆစ်တိုင်းပြည်စီးပွားရေးစနစ်၏ရည်ရွယ်ချက်ဖြစ်၍ဗုဒ္ဓဘာသာနှင့်စန့်ကျင်သောအချက်လက်ကိုမမြင်သည့်အလျောက်ထောက်ခံရေးသားခြင်းများအတွက်ကျွန်ုပ်အားကွန်မြူနတီဟူ၍စွပ်စွဲကြခြင်းဖြစ်လေသည်တိုင်းပြည်လူများကချောင်ချီတတ်တာအောင်စီမံသောစနစ်တစ်ခုကိုယုံကြည်သည့်အတွက်ကြောင့်ဗုဒ္ဓဝါဒကိုယုံကြည်မှုမှတရေသားခန့်မျှရောပါသွားသည်ဟူ၍ကျွန်ုပ်လက်ခံနိုင်ခြင်းနှစ်ခုလုံးလက်ခံနိုင်သည်မဆစ်စီးပွားရေးစနစ်သည်လောကီရေးရာတသက်ဖြစ်၍ဗုဒ္ဓဝါဒဟူသည်လောကုတ္တရာရေးရာလောကီမှလွတ်မြောက်ရေးဖြစ်ပေရာလောကီစီးပွားရေးဘက်တွင်မဆစ်စဉ်ကိုယုံကြည်၍လောကမှလွတ်မြောက်ရေးလောကုတ္တရာတွင်ဗုဒ္ဓဝါဒကိုယုံကြည်ခဲ့လျင်အကျဉ်သူသည်စန့်ကျင်ဘက်သဘောတရားနှစ်ခုကိုလက်ခံထားသူဖြစ်သည်ဟူ၍ဆွဆွဲခြင်းကမထိုက်ပေဥပမာထောင်ထဲ၌အချုပ်ခံနေရစဉ်ဘိကလက်ရအောင်ကြိုးစားသူတယောက်အားထောင်မှလွတ်လို့သောစိတ်ဆန္ဒမရှိဟု၍ဆိုရန်မဖြစ်နိုင်တဲ့ကဲ့သို့ပင်ဤများလောက်ဆိုလျင်လောကုတ္တရာရေးရာအတွက်ရန်ဖန်အားထုတ်လေးရှိသောကျွန်ုပ်အားကွန်မြူနစ်ဟူ၍ဆွဆွဲသူများအဖို့နားလည်သင့်ပြီဟုယူဆသည်နိုင်ရှင်စရာမဟုတ်ဗုဒ္ဓဝါဒသည်ဆိုအပ်ခဲ့ပြီးသည့်အတိုင်းလူတွေကိုစီးပွားရေးအတွက်ဦးစားပေး၍ညွှန်ပြသောဝါဒမဟုတ်လောကမှလွတ်မြောက်အောင်လေးလက်ညွှန်ပြသောဝါဒကြီးဖြစ်၏ဗုဒ္ဓကိုယ်တော်မြတ်သည်စကားဆက်မိသည့်အခါလူမှုဆက်ဆံရေးခြေပြသုံးဆွဲရေးစသည်များနှင့်ဆက်လင်း၍ဟောတော်မူချက်များရှိမှုသည်မှန်တော်လဲအခြားလောကီပညာရှိများသည်လည်းဤကိစ္စမျိုးကိုအလားတူဩဝါဒမျိုးပေးတတ်သည်ဖြစ်သောကြောင့်ဗုဒ္ဓအားဤအသေးဖွဲကိစ္စမျိုးအတွက်စာဖွဲ့ရေးသားကြမည်ဆိုလျှင်ဗုဒ္ဓ၏ဂုဏ်ပုဒ်ကိုသိနှုတ်အောင်လုပ်ရရောက်သည်ဟုကျွန်ုပ်ယူဆသည်စင်စစ်မှာဗုဒ္ဓဖွင့်တော်မူခြင်းသည်လောကကြီးကိုစီပင်သားရအောင်ပြုပြင်ပေးရန်အတွက်မဟုတ်လောကကြီးကိုဖျက်သိမ်းရန်ဝါဆင်းရဲခြင်းအတိပြီးသောလောကကြီးမှကျွတ်လွတ်ထိုက်သောတရားဝါများကျွတ်လွတ်စေရန်အတွက်မျှသာဖြစ်သည်ထို့ကြောင့်ဗုဒ္ဓသည်လူလောကတွင်စည်းစိမ်နှင့်နေကြသောတရေတကြွယ်ကြီးများအားမင်းဧကရေစည်းစိမ်ထက်မုံမြတ်သောဒုက္ခချမ်းသာကိုငါပေးနိုင်သည်ဆိုကဖော်ထုတ်သွားတော်မူခြင်းဖြစ်လေသည်ထောင်ထဲ၌ဘိကလက်ရအောင်ကြိုးစားရသောမဆစ်စီးပွားရေးစနစ်နှင့်ထောင်မှလွတ်မြောက်အောင်အားထုတ်ရသောဗုဒ္ဓဝါဒသည်သူ့ရည်ရွယ်ချက်နှင့်သူရှိကြ၍ပြထားတလန်းခဲတလန်းဖြစ်နေသည့်အတွက်ကြောင့်တစ်ခုနှင့်တစ်ခုနှိုင်းယှဉ်ချက်ထုတ်เสียဘာမျှအကြောင်းမရှိချေပစ္စည်းပေါ်မှချမ်းသာနိုင်သလိုတို့ရတွင်မဆစ်ဝါဒနှင့်အခြားသောဝါဒမျိုးမျိုးတို့ကတစ်ဖက်ဗုဒ္ဓဝါဒကတစ်ဖက်တတ်ဖြစ်နေသည့်အရေးကြီးလာသောအချက်တစ်ချက်ကိုဖော်ပြရပေအောင်မည်တရားဝါဟူသည်များသည်ဆင်းရဲဒုက္ခကိုမကြိုက်ချမ်းသာဒုက္ခကိုသာကြိုက်တတ်ခြင်းမှာဓမ္မတာပင်ဖြစ်၏တရားဝါတိုင်းသည်ချမ်းသာဒုက္ခကိုရနိုင်သောနည်းနှင့်ရှာဖွေလျက်ရှိ၏အချို့လည်းအမျက်ထုတ်သွေးဆုပ်သောနည်းဖြင့်ရှာဖွေကြ၏အချို့လည်းခိုးဝှက်လူရက်သောနည်းဖြင့်ရှာဖွေကြ၏မဆစ်ဝါဒီများကလည်းတိုင်းသူပြည်သားတိုင်းအလုံးလုံးဟူသောနည်းဖြင့်ရှာဖွေထိုက်သည်ဟုဆိုကြ၏မိတို့ပင်ဖြစ်စေထိုသူအလုံး၏ထင်မြင်ချက်များမှာပစ္စည်းဥစ္စာသည်၎င်းတို့၏ချမ်းသာဒုက္ခကိုဖန်တီးနိုင်သည်ဟုဆို၍ပစ္စည်းဥစ္စာနောက်ကိုလိုက်ကြသည်ကြီးဖြစ်၏တနည်းဆိုသောထိုသူတို့၏ချမ်းသာဒုက္ခကိုဖန်တီးနိုင်သောအရာပစ္စည်းဥစ္စာသည်ကိုယ်ခန္ဓာ၏အပြင်ပ၌တည်ရှိသည်ဟုထင်မှတ်ကြ၍၎င်းတို့၏စိတ်သည်အခါခတ်သိမ်းပြင်ပဗဟိတတို့သာလျှင်အာယုပြုလျက်ရှိကြတော်သည်ဤစကားကိုအင်းရှင်တထေကြီးများသည်၎င်းအမျက်ကြီးစားသည်၎င်းမဆစ်ဝါဒီများသည်၎င်းရင်းဆိုနိုင်ကြပါမည်လောပြင်ပသို့လှည့်လည်သူများရှင်းအောင်အံ့တရားဝါဟူသည်များသည်ပြင်ပဗဟိတတို့အာယုပြုလျက်ရှိကြသည်ဖြစ်၍ပြင်ပရှိသောအရာဝတ္ထုများကိုလိုချင်ကြ၏ရွှေငွေကိုလိုချင်ကြ၏
၎င်းပြင်တိုက်တာနေအိမ်အဆောက်အဦမှစ၍လူသုံးကိရိယာများကိုဝယ်ယူလိုကြ၏ပေါင်းဖော်များကိုလိုရှိကြ၏အပေါင်းအဖော်များပေါ်၌လည်းအဆိုပါဝတ္ထုများဖြင့်ကြွားဝါလိုကြ၏အပေါင်းအဖော်များ၏ကြီးကျွေးခြင်းကိုခံယူလိုကြ၏တို့ဖြစ်၍မဆိတ်ဝါဒီများအပါအဝင်ခတ်သိမ်းသောတရားဝါများ၏ချမ်းသာဒုက္ခသည်မိမိကိုယ်ခန္ဓာ၏ပြင်ပ၌ရှိသောအရှိတမဲများအပေါ်၌တည်လျက်ရှိသည်ဟုဆိုရခြင်းဖြစ်လေသည်အနည်းနည်းဖြင့်ရှာဖွေခြင်းဗုဒ္ဓဝါဒအစစ်မှန်သည်ကထိုကဲ့သို့မဟုတ်ချေလူတရားဝါကိုချမ်းသာဒုက္ခငြိမ်းချမ်းခြင်းပေးစွမ်းနိုင်သောအချင်းအရာသဘောတရားသည်ကိုယ်ခန္ဓာအတွင်းအစရ၌တည်ရှိသည်ဟုနားလည်ရ၍ထိုအချင်းအရာသဘောတရားကိုတွေ့အောင်ရှာခြင်းဖြစ်ပေသည်ထိုအချင်းအရာကိုပရမတ္တသဘောတရား reality ဟုခေါ်၏အရှိတိုင်းရောအနောက်တိုင်းပါအဘိဓမ္မာဆရာပညာရှိကြီးများသည်ပရမတ္တသဘောတရား reality ကိုတွေးတောကြဆခြင်းအဖြစ်ရှာဖွေကြ၏အိန္ဒိယပြည်မှဖကေစာရုယသိဘိဘိုစသောပုဂ္ဂိုလ်ကြီးများသည်လက်တစ်ဖက်ကိုတစ်သက်လုံးညှောက်ထားသောနည်းစူးမြပေါ်၌အိတ်သောနည်းဝိလစ်ဆက်လက်နေသောနည်းအစာငတ်ခံသောနည်းစသည်ဖြင့်ခန္ဓာကိုယ်ကိုညှဉ်းပန်းနှိပ်စက်က၎င်းသဘောတရားကိုရှာဖွေကြ၏ဗုဒ္ဓကိုယ်တော်မြတ်သည်လည်း6နှစ်တိုင်တိုင်လူတော်ဝါတို့ကျင့်ကြံနိုင်ခဲလာသည့်ဒုက္ခရစရိယအမည်ဖြင့်၎င်းသဘောတရားကိုရှာဖွေတော်မူခဲ့ဘူးလေသည်တို့ရတွင်စဉ်းစားဉာဏ်သက်သက် intelligent ဖြင့်ကြာစတွေးတော်ခြင်းဖြင့်၎င်းကြိုးကြောင်းဆင်ခြင်သောနည်းမျိုး logic ဖြစ်တော်၎င်းခန္ဓာကိုယ်ညှဉ်းပန်းနှိပ်စက်သောနည်းမျိုးဖြစ်တော်၎င်းတွေ့ရှိခြင်းကမစွမ်းဟူ၍ဘုရားကိုယ်တော်တိုင်တွေ့ရှိပြီးသောအခါ၌ဟောတော်မူခဲ့လေသည်ရှုမှတ်ဆင်ခြင်ခြင်းဖြစ်သာမြင်နိုင်သည်ထိုပရမတ္တသဘောတရား reality သည်ဗုဒ္ဓ၏ဩဝါဒအရကောင်းကင်ဘုံ၌လည်းတည်ရှိသည်မဟုတ်စာအုပ်ထဲ၌လည်းတည်ရှိသည်မဟုတ်မိမိခန္ဓာကိုယ်တွင်၌တည်ရှိ၍ရုပ်တဘာဝနာမ်တဘာဝအစစ်အမှန်ကိုသိရှိခြင်းအဖြစ်ထိုးထွင်း၍မြင်နိုင်သောအချင်းအရာဖြစ်၏ရုပ်တဘာဝနာမ်တဘာဝအစစ်အမှန်ကိုသိမြင်အောင်ရှုမှတ်သုံးသပ်သောနိမတဘာအခြားသောနည်းမရှိဟု၍ဗုဒ္ဓဟောကြားတော်မူခဲ့၏ဆရာဝန်များသိကြသောကိုယ်ကာယ၏တဘာဝသည်၎င်းကိုယ်ခန္ဓာအတတ်ပညာသမားများ physiologic သိကြသောကာယတဘာဝသည်၎င်းလောကဓာတ်ဆရာများဆိုင်းရဲသိကြသောရုပ်တရားမတ္တတဘာဝသည်၎င်းစိတ်ပညာဆရာများ psychologic သိကြသောစိတ်တဘာဝစသည်များ၎င်းဗုဒ္ဓဆိုလိုသောရုပ်တဘာဝအစစ်မှန်နာမ်တဘာဝအစစ်မှန်မဟုတ်သေးချေအမှန်ကိုဆိုရသောဗုဒ္ဓ၏အဘိဓမ္မာ၌ဟောကြားတော်မူခဲ့သည့်ရုပ်တရားနာမ်တရားတို့သည်တဘာဝတို့ကိုကြက်မှတ်သင်ရခြင်းအဖြစ်လည်းပရမတ္တသဘောတရားကိုထိုးထွင်းသိမြင်နိုင်သည်မဟုတ်ချေအထက်ပါနည်းများမှာဆရာကတပည့်ကိုသင်ပြခြင်းအဖြစ်တက်မြောက်နိုင်ကြသည်ဖြစ်ရာပရမတ္တသဘာဝကိုထိုးထွင်းသိမြင်နိုင်သည်မှာမိမိကိုယ်တိုင်ရှုမှတ်ဆင်ခြင်သောနိမတပါအခြားနည်းလမ်းမရှိချေသို့သောရှုမှတ်ပုံရှုမှတ်နည်းများမှာမူဗုဒ္ဓ၏ဩဝါဒသာမကကိုယ်တိုင်အောင်မြင်ပြီး၍တထက်သင်ပြသောဆရာကောင်းလည်းလိုအပ်ပေသည်ကိုယ်တိုင်ရှုမှတ်၍အောင်မြင်ပြီးပါပြီဟုဝန်မခံရဲပါပဲလျက်လက်တွေ့ဝိပဿနာကျမ်းရေးသားရောင်းချသူများသည်စီးပွားရေးသမားများသာဖြစ်သည်ဟုသတိပြုကြရချေသည်ထိုးထွင်း၍ပြီးခြင်း၏အကျိုးပရမတ္တသဘောတရား reality ကိုထိုးထွင်းသိမြင်ဘူးသောသူသည်ချမ်းသာဒုက္ခဟူသည်မှာခန္ဓာကိုယ်၏ပြင်ပ၌တည်ရှိသည်ဟုမဟုတ်မိမိခန္ဓာကိုယ်တွင်၌သာတည်ရှိသည်ဟုနားလည်သည်ဖြစ်သောကြောင့်ငြိမ်းချမ်းမှုကိုအလိုရှိသောအခါတိုင်းအတွင်းဘက်သို့လှည့်၍ကြည့်ကာရှာတတ်လေသည်ထိုသူသည်ရွှေငွေပစ္စည်းများလူ၏အသုံးဆောင်များတိုက်တာနေအိမ်များလေယာချောင်းမြေများမိတ်ဆွေသင်္ကဟများချွေရန်သင်ပင်များစသည်တို့သည်ခန္ဓာကိုယ်၏ပြင်ပ၌ပျော်ရွှင်စေနိုင်တော်လဲငြိမ်းချမ်းရေးပေးစွမ်းနိုင်ခြင်းသည်မဟုတ်ခြင်းကိုသဘောပေါက်ပြီးလေသည်ဤနေရာ၌ပျော်ရွှင်ခြင်းနှင့်ငြိမ်းချမ်းခြင်းသည်ဟူသောအချင်းရာနှစ်ခု၏ခြားနားပုံကိုရှင်းလင်းဖော်ပြရပေအောင်မည်အမြဲတမ်းလုံးနေခြင်းတရားဝါသည် EPC ထိုပစ္စည်းများကိုတစ်ခုပြီးတစ်ခုအမြဲတစေလိုချင်လျက်ရှိ၏ရှေးဥစွာစားဖို့အစာဝတ်ဖို့အဝတ်နေဖို့အိမ်ကိုအလိုရှိ၏ထို့နောက်ကောင်းတည်တဲ့ကောင်းသောအစာလှတည်တဲ့လှသောအဝတ်ကြီးတည်တဲ့ကြီးသောတိုက်တာနေအိမ်ကိုလိုချင်ပြန်၏အိမ်တော်ပစ္စည်းကောင်းလှလှလိုချင်ပြန်၏မိုတာကားလိုချင်၏စိန်ရွှေလက်ဝတ်လက်စားလိုချင်၏ဗန်တိုင်း၌အနှံထားသောငွေရှိလင်တိုးတည်ထက်တိုးစေခြင်း၏အဆုံးမရှိအတော်မသက်တိုးနေစေခြင်း၏မိတ်တက္ကဟာများမျက်နှာကြီးများနှင့်ဒီကျွမ်းခြင်း၏ထင်ပေါ်ကျော်စောခြင်း၏လူချင်းမွန်းခံလို၏ထိုအရာများကိုတပြိုင်နက်တစ်ချက်တည်းသတိရ၍လိုချင်တောင်းတသည်ဟုမဆိုတော့လဲတစ်ခုရပြီးနောက်တစ်ခုဆက်လက်၍လိုချင်တောင်းတပြန်၏လိုချင်သောအရာကိုရသည့်အခိုက်တွင်ပျော်ရွှင်နှင့်တိတ်တလို့လို့တော့လဲများမကြမီတောအတွင်းမရသေးသည့်အရာတစ်ခုခုကိုဆက်လက်၍တောင်းတပြန်တော်သည်ဤတောတွင်၌လည်းရပြီးသောအရာများလက်လွတ်သွားမည့်အရေးကိုစိုးရင်ကြောက်ကြမှုသည်လည်းအမြဲကပ်လျက်ရှိ၏လိုချင်သောအရာတွေပေါ်များပြည့်စုံလှပါသည်ဆိုသောလူသည်ရာပြီးအတွက်ကြောင်းကြမှုနှင့်မရသေးသည့်အရာအတွက်တောင်းတမှုတို့ဖြင့်အမြဲတစေနှိမ့်ဆက်ခြင်းခံရသည်ဖြစ်သောကြောင့်အဘယ်မှာငြိမ်းချမ်းခြင်းရှိရန်ပါနည်းလိုချင်သောအရာကိုရသည့်အခိုက်၌
ပြောလိုက်ရခြင်းသည်ပင်လည်းငြိမ်းချမ်းခြင်းမဟုတ်သေးတော်လုံးချင်းများသာဖြစ်၏တိတ်ထီပေါက်သည်ဟုကြားလိုက်ရသည့်နေ့တစ်ပြိုင်နက်ရင်ထဲ၌ဒိတ်ကနေဖြစ်သွားတတ်ပေရာထိုအချင်းအရာသည်တုံ့ထုတ်ခြင်းပင်မဟုတ်ပါလောပါရမီရင့်သူဗုဒ္ဓ၏ဩဝါဒအရာအကျင့်ကြံအားထုတ်၍ပရမတ္တသဘောတရားရေလတီကိုမျက်မှောက်ပြုတော်သူသည်အထက်ပါနည်းမျိုးဖြင့်ပြောခြင်းမဟုတ်စိတ်ငြိမ်းချမ်းခြင်းကြည်လင်ခြင်းကိုခံစားရသည်ဒုသမန်သည်လိုချင်သောအရာကိုရ၍ပြောရခြင်းကိုသာကောင်းသည်ဟုနားလည်၏ကြောင်းကြောင်းမှုတောင်းတမှုမရှိဘဲပရမတ္တသဘာဝကိုအာယုံပြုခြင်းကြောင့်ငြိမ်းချမ်းကြည်လင်လျက်ရှိသောအဖြစ်ကိုကောင်းသည်သို့မဟုတ်ချမ်းသာသည်ဟုနားမလည်တတ်ပြင်းချောက်ချောက်ရှိသည်ဟု၍ပင်တွေးဆပေလိမ့်မည်ကိုယ်တိုင်မခံစားရတော့လဲပြောရခြင်းထက်ငြိမ်းချမ်းကြည်လင်သောစိတ်ရှိခြင်းသည်မျက်နှာဘက်ကောင်းသည်ဟုခံမှန်းနိုင်သောပုဂ္ဂိုလ်သည်ပါရမီရင်းသည်ဟုကျွန်ုပ်ထင်သည်နိုင်ရှင်ချက်လူတိုင်းသည်အသက်ရှင်ရည်တည်နေရန်အလိုရှိမြဲဖြစ်သောကြောင့်စားနေဝတ်အတွက်အရေးကြီးလာ၏ထိုအရာသုံးခုမရှိလျင်မဖြစ်သောအရာများဖြစ်၍လူတိုင်းသည်မရရအောင်ကြိုးစားအားထုတ်ကြရ၏ထိုကဲ့သို့ရအောင်ရှာကြရသောဒုက္ခကိုပရိယေသနမူလကဒုက္ခဟူ၍ဗုဒ္ဓဟောတော်မူသည်မာစစ်စီးပွားရေးစနစ်သည်လူတိုင်းအတွက်ထိုအရာသုံးခုပြည့်စုံရန်တာဝန်ခံသည့်အတွက်ကြောင့်ကျွန်ုပ်သဘောကျခြင်းဖြစ်သည်ထိုသုံးချက်ပြည့်စုံပြီးသည့်နောက်အရေးချင်းရှိလျင်ရှိသလောက်ကောင်းကောင်းစားကောင်းကောင်းနေလှလှဝတ်နိုင်သောအခွင့်အရေးလည်းရှိပေသေးသည်တတိဖြစ်ရမှကျင့်နှံ့ရှင်သောလူများကဤများလောက်နှင့်အားမရပဲရှိကြမည်ဖြစ်တော်လဲကျွန်ုပ်၏ဆန္ဒကလူတိုင်းအဖို့ဤများလောက်တာဝန်ခံသည်ဆိုလျင်လုံလောက်သည်ထင်သည်ထို့ကြောင့်ထိုစနစ်သည်ကျွန်ုပ်သဘောကျခြင်းဖြစ်သည်အရင်းရှင်စနစ်ကိုကျွန်ုပ်၏သဘောမကျနိုင်သောအချက်ကြီးတစ်ခုကိုဥပမာဆောင်၍ပြပါအောင်အံ့ကလေးတငယ်ဘဝ၌ကစားနည်းတစ်ခုကိုကျွန်ုပ်မှတ်မိသည်ခုံကြီးတစ်ခုသို့တငယ်တစုပြေး၍ထိုင်ကြသောအခါရှေးဥစွာရောက်သူများနှင့်ခွားပလက်ကောင်းသောတငယ်များကခုံကြီးပေါ်တွင်ပေါင်ကား၍ထိုင်သူကထိုင်ခြေစင်းထားသူကထားလဲ၍အိတ်သူကအိတ်ပြုလုပ်ထားကြသောကြောင့်များစွာသောကလေးတငယ်များနေရမရပဲနေကြရသည်ရင်းရှင်စီးပွားရေးစနစ်များမှလည်းလူသုံးပစ္စည်းများကိုမိမိတို့သုံးစွဲနေနိုင်သည့်ထက်ပိုမို၍ယူသူများကယူထားကြသောကြောင့်စားစရာဝတ်စရာနေစရာမရှိရှာကြသောတိုင်းလူပြည်သားအမြောက်များတို့မှာအခါခတ်သိမ်းအခက်အခဲများကြုံတွေ့လျက်ရှိကြရသည်အထူးကန့်ကွက်ရန်ကောင်းသောအချက်မှာအရင်းရှင်တထေးများသည်မိမိတို့သုံးစွဲနိုင်သည့်ထက်ပို၍စုဆောင်းထားသောလူသုံးပစ္စည်းများကိုမိမိတို့၏ခွန်အားသို့မဟုတ်အုံနောက်အားဖြင့်လုပ်ထားကြသည်မဟုတ်ငွေရင်းနှီးဖြင့်အမျက်ထုတ်ကာစုဆောင်းထားကြခြင်းပင်ဖြစ်လေသည်လောဘကိုအားမပေးလို့တရေဟူသည်မှာမိမိခွန်အားအုံနောက်အားဖြင့်ဖြစ်အောင်လုပ်နိုင်သည်မဟုတ်ငွေရင်းဖြစ်သာဖြစ်အောင်လုပ်နိုင်ကြသည်လောဘသားများသာဖြစ်ကြသောလူတော်ဝါသည်တတ်နိုင်လျင်တရေဖြစ်ခြင်းကြသည်သာဖြစ်သောကြောင့်တရေဖြစ်ဖို့အပေါက်လန်းပွင့်လျက်ရှိသောအရင်းရှင်စနစ်တိုင်းပြည်များတွင်လူ၏လောဘကိုနှိုးဆော်ပေးတဲ့ကဲ့သို့ရှိတော်သည်ဟုကျွန်ုပ်ယုံကြည်၏မိမိတစ်သက်လုံးသုံးဆွဲရေးမကုန်နိုင်လောက်သည့်လူသုံးပစ္စည်းများဝယ်ယူနိုင်လောက်အောင်မြတ်ပြလှသောငွေများကိုပိုင်ဆိုင်သိပ်ပိုက်ထားလိုသောလောဘကိုကျွန်ုပ်အားမပေးလိုချေထိုကဲ့သို့ပိုင်ဆိုင်သိပ်ပိုက်ထားခြင်းသည်ပိုင်ဆိုင်သူများအဖို့လည်းလောဘကြီးသည်ထက်ကြီးစေတတ်သောကြောင့်မကောင်းအခြားသူများအတွက်လည်းတမော့မော့နှင့်ကြည်နေရ၍အိတ်တမီစရိယဖြစ်စေတတ်သောကြောင့်မကောင်းဟု၍ကျွန်ုပ်နားလည်သည်ထို့ကြောင့်တရေဖြစ်ဖို့လမ်းလည်းမရှိစားဝတ်နေရေးအတွက်ပူပန်စရာလည်းမရှိလူအလုံးချောင်ချီးစွာနေနိုင်သောမဆစ်စီးပွားရေးစနစ်ကိုကျွန်ုပ်ထောက်ခံလိုခြင်းဖြစ်သည်လောကနိဗ္ဗာန်ဟူသောစကားတို့ရတွင်တိုင်းသူပြည်သားအလုံးစားနေဝတ်အတွက်ဖူလုံသောအဖြစ်ကိုလောကနိဗ္ဗာန်ဟုခေါ်ကြခြင်းမူကားပြင်းထန်စွာကန့်ကွက်လိုသည်တောင်းတတိုင်းရသည်ဆိုသောနေမာနရတိနတ်ပုံသည်ရှိ၏၎င်းနတ်ပုံမှာလည်းနိဗ္ဗာန်နှင့်ဝေးသေးသည်တောင်းတမှုရှိနေသည်များကာလပတ်လုံးရသည်ဖြစ်စေမရသည်ဖြစ်စေပစ္စည်းတွေပိုင်ဆိုင်လိုသောလောဘရှိနေသည်များကာလပတ်လုံးကမ္မဂုဏ်စည်းစိမ်ခံစားဆန္ဒလိုသောအာသာငန်းငန်းရှိနေသည်များကာလပတ်လုံးမိမြလိုကြသည်ဖြစ်စေနိဗ္ဗာန်ချမ်းသာနှင့်ဘာမှမဆိုင်ကြလောကနိဗ္ဗာန်ဟူသောစကားသည်မိသွေးဖြူနွားနို့နတ်ဟူသောစကားမျိုးကဲ့သို့အဆက်ဟပ်မတည့်သောစန့်ကျင်ဘက်အဓိပ္ပာယ်မျိုးကိုတွက်ဆက်ထားရာရောက်၏မိသွေးဆိုကြတဲ့ကမဲရသည်နွားနို့ဆိုကြတဲ့ကဖြူရမည်ဖြစ်တဲ့ကဲ့သို့လောကဆိုကြတဲ့ကဆင်းရဲရမည်ဖြစ်သောကြောင့်လောကနိဗ္ဗာန်ကိုတွက်ဆက်မဲ့ခေါ်ထားခြင်းသည်နိဗ္ဗာန်ကိုစော်ကားရာရောက်သဖြင့်ပြင်းထန်စွာကန့်ကွက်လိုသည်ဘလို့လူတွေမှမသိရစားနေဝတ်အတွက်ဖူလုံသောတိုင်းပြည်စည်းဝါးရေးစနစ်မျိုးကိုလောကနိဗ္ဗာန်ဟုသာမဆိုအပ်တော်လဲကျွန်ုပ်သဘောကျထောက်ခံခြင်းကိုဖော်ပြခဲ့ပြီးလေပြီဤတွင်အဆိုပါစည်းဝါးရေးစနစ်ဖြစ်အောင်တည်ထောင်ထားသောလမ်းစဉ်နှင့်တည်ထောင်ရန်ကျူးစာအားထုတ်ကြသောကွန်မြူနတီများအပေါ်၌ကျွန်ုပ်မြေကဲ့သို့သဘောထားသည်ကိုဖော်ပြရန်လိုပေလိမ့်ဦးမည်အမှန်ကိုဆိုရသောကျွန်ုပ်သည်၎င်းစည်းဝါးရေးစနစ်မျိုးဖြစ်နိုင်တဲ့လူများစုအတွက်ကောင်းသည်ဟုဒုံဒုံချယုံကြည်တော်လဲကိုယ်တိုင်ဆောင်ရွက်ရန်ကြံရွယ်ချက်မရှိသောကြောင့်တည်ထောင်ပုံတည်ထောင်နည်းလမ်းစဉ်ကိုလည်းလေ့လာခဲ့ရာတည်ထောင်ရန်
စ조사သောကွန်မြူနစ်ခေါင်းဆောင်တယောက်တလေနှင့်မျှလည်းဆွေးနွေးရပူခြင်းမရှိသောကြောင့်ဘယ်သို့သောလူစားမျိုးတွေဖြစ်သည်ဟုမခံမှန်းနိုင်ကြ။တို့ရာတွင်မိမိယုံကြည်မှုအတွက်ရွံ့ရွံ့ချွတ်ချွတ်လုပ်ရဲသောလူစုဟူ၍ကအကဲခတ်မိသည်။ကွန်မြူနစ်လမ်းစဉ်အကြောင်းကိုရှေးဥစွာရေးသားဖော်ပြရပေအောင်မည်။ယခုတလောတွင်တရားတွေကိုချိုးလမ်းတွေကိုဖြတ်ခရီးသည်တွေတေသူတေကျိုးသူကျိုးပဲ့သူပဲ့ဖြစ်ရှာကြရသည်တွင်အချို့သောမိတ်ဆွေများကဘဲနဲ့လဲဆရာကြီးဒီလိုတွေလောက်ကြတာတွေဟာဓမ်းမှန်ရဲ့လားဟုကျွန်ုပ်အားမေးကြသည်။ဤတွင်ကျွန်ုပ်ကမိမိယုံကြည်မှုတစ်ခုခုတွင်မိမိအသက်အိုးအိမ်စည်းစိမ်ကိုစုံစမ်းဆောင်ရွက်သူများအားဘာမျှမစုံစမ်းခြင်းသူများကမှန်သည်မှားသည်ဟုဆုံးဖြတ်ရန်ခဲရင်ကြောင်းဥပမာလက်တစ်ဖက်ကိုတစ်သက်လုံးမြောက်ထားသောအကျင့်မျိုးကိုကျင့်၍အကျော်တည်သွားသောအိန္ဒိယယောဂီများ၏အကျင့်သည်မှန်သလားမှားသလားဟုမေးခဲ့လျင်ဗုဒ္ဓကိုယ်တော်တိုင်ကအတ္တကိလမထအကျင့်ဖြစ်၍မှားသည်ဟုဟောတော်မူခဲ့သောကြောင့်မှားသည်ဟုလိုက်၍ပြောရဲကြောင်းဗုဒ္ဓ၏အဆုံးဖြတ်လွယ်လိမ့်မည်မဟုတ်ကြောင်းဗုဒ္ဓ၏ဉာဏ်တော်မျိုးမရှိပါပဲလျက်တခုတည်းသောရည်ရွယ်ချက်ဖြင့်စွန့်စွန့်စားစားဆောင်ရွက်နေသောလူတစ်ယောက်၏လုပ်ပုံလုပ်နည်းကိုမိမိမကြိုက်ရုံများနှင့်မှားသည်ဟုဆုံးဖြတ်သောလူသားမျိုးကိုကျွန်ုပ်အထင်မကြီးကြောင်းသို့သောကျွန်ုပ်တခုပြောလိုသည်မှာကကျွန်ုပ်ကိုယ်တိုင်ကွန်မြူနစ်ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့ပါမူတိုင်းသူပြည်သားအများအများတေကျေပျက်စီးစေမည်လမ်းစဉ်မျိုးကိုလိုက်ရသည်စေတနာကိုစိတ်ရမည်ဒုတိယအချက်၌စားနေဝတ်ပူလုံစေမည်မတ်တိုင်းပြည်စီးပွားရေးစနစ်ထူထောင်ပြီးထူထောင်ဆဲရှိကြသောကွန်မြူနစ်များအကြောင်းကိုဝေဖန်ရေးသားရပေဦးမည်ကျွန်ုပ်မှာဗုဒ္ဓဝါဒီအစစ်မှန်တရားဖြစ်သည့်လျောက်ခတ်သိမ်းသောကိစ္စများကိုဗုဒ္ဓဝါဒရှုထောင့်မှကြည့်တတ်သောအလေးချင်းရှိသူဖြစ်၏ကွန်မြူနစ်များသည်စားနေဝတ်ဖူလုံစေမည်မတ်စီးပွားရေးစနစ်မျိုးတည်ထောင်မှုကြိုးစားရာတွင်တစ်စားနေဝတ်မဖူလုံသောတိုင်းပြည်၏နင်းပြအလုပ်သမားဆဲသားများအပေါ်၌သနာကိနာစိတ်ပြည့်ထန်လာသောကြောင့်ပင်လောတိုဒီမဟုတ်နှင့်အမျက်ထုတ်သွေးဆုပ်သောရင်းရှင်ကြီးများ၏အချောင်ခံစားနေကြသည့်စီးစိမ်ကိုမရှုစိတ်နိုင်သောဣဒာမစ္စရိယဒေါမနတကြောင့်တရားကြောင့်ပင်လောတိုဒီမဟုတ်သုံးမိမိကိုယ်တိုင်လောက၌လူတွင်ကျဲတယောက်အနေဖြင့်ထင်ရှားကျော်စောလိုသည့် ambition လောဘကြောင့်ပင်လောဟူ၍မေးမြန်းရပေလိမ့်မည်ဒီကိစ္စမှာမိသူအားမျှဆွဆွဲနိုင်သောကိစ္စမဟုတ်ကိုဟာကိုသိ၍ကိုဟာကိုအဖြစ်ပေးနိုင်သောကိစ္စဖြစ်သည်အကယ်၍တစ်နံပါတ်စေတနာယဆောင်ရွက်ခြင်းဖြစ်ပါမူဘသူကပြောကျွန်ုပ်ဓာတုခေါ်သည်နှစ်နံပါတ်စေတနာယဆောင်ရွက်ခြင်းဖြစ်ပါမူကအောင်မြင်ခြင်းကိုအပထား၍မြင့်မြတ်သောစေတနာမဟုတ်ဟုကျွန်ုပ်ဆိုလိုက်ရသည်သုံးနံပါတ်စေတနာယဆောင်ရွက်ခြင်းဖြစ်ချေသောနှစ်နံပါတ်လောက်လည်းမဆိုးလှတစ်နံပါတ်လောက်လည်းမကောင်းလှသို့တော့ကျွန်ုပ်အနေဖြင့်လှိုက်လဲလဲချီးကျူးရန်ကမတတ်နိုင်ချေရည်ရွယ်ချက်တစ်မျိုးစီမဆစ်ဝါဒနှင့်ဗုဒ္ဓဝါဒကိုနှိုင်းယှဉ်ရမဟုတ်သူ့ရည်ရွယ်ချက်နှင့်သူ့လမ်းစဉ်အသီးသီးရှိကြသည်မဆစ်စီးပွားရေးစနစ်သည်တိုင်းပြည်လူများစုချောင်ချီရေးအတွက်ရည်ရွယ်ချက်ထားသောလောကီဝါဒဖြစ်၍၎င်းကိစ္စအတွက်သက်ဆိုရမူထိုစနစ်ထက်ကောင်းသောဝါဒမရှိဟု၍ကျွန်ုပ်ယုံကြည်သည်ဗုဒ္ဓဝါဒသည်လောကမှလွန်မြောက်သည့်လောကုတ္တရာရည်ရွယ်ချက်ရှိသည်ဖြစ်၍၎င်းကိစ္စမှာလည်းဗုဒ္ဓဝါဒလမ်းစဉ်မှာတပါအခြားသောလမ်းစဉ်မရှိဟု၍ကျွန်ုပ်သိရသည်လောကမှလွန်မြောက်သောရည်ရွယ်ချက်ဆိုခြင်းအဖြစ်ဒေသောအခါမှာဒုက္ခချမ်းသာရတော်မူဟုဆိုလိုခြင်းမဟုတ်လောက၌ရှိသောအရာဝတ္ထုများအတွက်တောင်းတမှုကြောင်းကြမှုကင်းလွတ်စေနိုင်ခြင်းအဖြစ်ငြိမ်းချမ်းကြည်လင်သောစိတ်ရှိသည်ဖြစ်၍မုံမြတ်သောဒုက္ခချမ်းသာကိုအရှင်လက်လက်ခံစားနိုင်ခွင့်ရှိသည်ဟုလို့ကိုယ့်ကိုယ်အားကျင့်နေခြင်းမဆစ်ဝါဒအရာအောင်မြင်သည်ဟုဆိုကြသောစတာလင်မော်စီဒုံပိုချီမင်စသောတစ်နံပါတ်ပုဂ္ဂိုလ်ကျော်ကြီးများသည်တကယ်သို့ရှိကြပါသနည်း၎င်းတို့တိုင်းသူပြည်သားလူများစုချောင်ချီရေးအတွက်ဆောင်ရွက်ကြရာတွင်အောင်မြင်ကြပြီဟုလက်ခံထားကြပါစို့လူပုဂ္ဂိုလ်အနေဖြင့်တကယ်သို့ရှိကြပါသနည်း၎င်းတို့တိုင်းသူပြည်သားလူများစု၏ဖျားတဆူကုတလုံးတစ်ဖွဲကြီးညိုလေးစားခြင်းခံရသည်ကမှန်ပေလိမ့်မည်ထိုအတွက်ကြောင့်ငါလိုလူရှိသေး၏လောဟုကိုယ့်ကိုကျင်းတဲ့နှစ်သိမ့်ခြင်းဖြင့်ပြောကြခြင်းသည်လည်းမှန်ပေလိမ့်မည်တို့ရာတွင်ထိုပုဂ္ဂိုလ်၏တရံ၌လောဘအပြည့်ဒေါသအပြည့်မောဟအပြည့်ရှိနေကြမိတာဖြစ်သောကြောင့်တောင်းတမှုကြောင်းကြမှုကြောင့်အခါခတ်သိမ်းစိတ်ငြိမ်းချမ်းခြင်းကြည်လင်ခြင်းနှင့်ပြည့်စုံနိုင်ကြလိမ့်မည်မဟုတ်ချေမဆစ်ဝါဒီများသည်ကိုယ့်ကိုအထင်ကြီးတတ်ကြတော့လဲဘယ်နိုင်ရောအခါမှစိတ်ငြိမ်းချမ်းကြည်လင်ခြင်းသည်ဟူသောဒုက္ခချမ်းသာကိုခံစားနိုင်ကြသည်မဟုတ်ချေပါရမီရင့်သူများအဖို့သာဂေါတမဗုဒ္ဓသည်လူတွေကိုတထေဖြစ်အောင်လမ်းညွှန်ရန်အတွက်လေးအသင်ချင်းနှင့်ကဘာသိမ်းပါရမီဖြစ်ခဲ့သည်မဟုတ်နတ်ပြည်ဗမာပြည်ရောက်နိုင်သောကျေးဇူးများမှာလည်းဖျားမပွင့်သောခေတ်အခါများ၌လည်းရှိသည်မသိမီအရှင်လက်လက်စိတ်၏ငြိမ်းချမ်းကြည်လင်ခြင်းရရှိနိုင်၍ဒေသောအခါဝန်စည်းရဲမှလွတ်မြောက်သောမက္ခင်လမ်းစဉ်ကိုညွှန်ပြတော်မူလိုသောကြောင့်ဖြစ်သည်သို့သောဗုဒ္ဓ၏လမ်းစဉ်မှာအီတာလီယန်လူမျိုးအီဗိုလာရေးသားဖို့တကယ်တော့ aristocratic religion ပါရမီရင့်ကျက်သောလူအနည်းငယ်အတွက်မျှသာဖြစ်၍
တိုင်းပြည်လိုက်ကဘာလိုက်ချီပြီးအရိယာဖြစ်နိုင်ခွင့်ရှိသည်ဟုကျွန်ုပ်မြင်ကြည့်ချေဗုဒ္ဓ၏ရည်ရွယ်ချက်မဆစ်ဝါဒီများနှင့်အခြားသောဘာသာဝင်များကဝါဒသည်ဒိုကောင်းလို့သော selfish ဝါဒဟု၍ဆွဆွဲတံများကြားရဘူးသည်ထိုလူစု၏အမြင်ကတပါးသူအတွက်မကြိုးစားကိုယ့်အတွက်သာကိုယ်ကြိုးစားသောဝါဒဖြစ်သည်ဟုဆိုချင်ကြ၏လူတစ်ယောက်သည်အခြားတစ်ယောက်အတွက်ဘာများကြိုးစားပေးနိုင်ပါသနည်းငွေရအောင်လုပ်ပေးနိုင်မည်ဤပစ္စည်းထိုပစ္စည်းကိုရအောင်လုပ်ပေးနိုင်မည်ထိုထက်ဘာများပို၍လုပ်ပေးနိုင်သနည်းကျမရဲ့အတွက်ပင်ကိုယ့်အကိုလုပ်ရသည်မဟုတ်ပါလောဥစ္စာပစ္စည်းဟုသည်များကိုလကားဟာတွေဟု၍ကိုတော်တိုင်သိ၍အခြားသူများအားလည်းသဘောပေါက်အောင်နီးလက်ညွှန်ပြသောဗုဒ္ဓသည်လူတွေအတွက်ဘာများဆောင်ရွက်ပေးရန်လိုပါသနည်းဗုဒ္ဓဝါဒအားတကောင်းကြံသောဝါဒဟု၍ဆွဆွဲပြောဆိုကြသည်မှာဗုဒ္ဓပွင့်တော်မူရခြင်း၏ရည်ရွယ်ချက်ကိုနားမလည်သာဆိုရလှသည်ဟူ၍သာဆိုရန်ရှိတော်သည်လက်မှတ်ထိုးပါသည်အချို့သောကွန်မြူနစ်များသည်ဗုဒ္ဓဝါဒသည်လောကကြီးကိုမြန်တလွဲသောဝါဒလောကကြီးဒုက္ခများကိုရင်မဆိုင်ရဲပဲတိတ်ချောက်ထွက်ပြေးသောဝါဒဟု၍ယူဆကြပါသည်အခြားတိုင်းပြည်များမှကွန်မြူနစ်များကပြောချင်ရာပြောကြစေဗုဒ္ဓဘာသာထွန်းကားသောမြန်မာပြည်တွင်ဗုဒ္ဓဘာသာမိဘနှစ်ပါးတို့မှပေါက်ဖွာလာသည့်ဗမာကွန်မြူနစ်များကဤကဲ့သို့ပြောမိကြသည်ဆိုလျှင်တနာဖို့ကောင်းလာသည်ထိုသူတို့သည်ဗုဒ္ဓဝါဒကိုလေးလာဘူးခြင်းမရှိသဖြင့်ဗုဒ္ဓဝါဒ၏ရည်ရွယ်ချက်ကိုလုံးဝနားမလည်ရှားကြသောကြောင့်ဖြစ်ပေသည်အချင်းထောင်ထဲ၌အချင်းသမားတိုင်းသည်ဘိကလက်ရအောင်ကြိုးစားခြင်းလည်းကြိုးစားကြပါတို့ရတွင်အချင်းထောင်မှလွတ်မြောက်ရေးအတွက်ကြိုးစားကြသူများအားအထင်အမြင်သေးပြီးဗုဒ္ဓကိုယ်တော်အားမပြေမကြနှင့်ဟူ၍တတိပေးလိုသည်ကျွန်ုပ်ဖို့ရ၌ကအချင်းထောင်မှလွတ်စေဟုသောအမိန့်ကြပြီးသည့်လူတစ်ယောက်သည်အခြားအချင်းသားများကဘိကလက်ရဖို့ရှောက်လာတင်သွင်းကြရာတွင်ကိုကျိုးအတွက်မဟုတ်တော့လဲအခြားသောအချင်းသားများအားကူညီထောက်ခံသောအနေဖြင့်ရှောက်လာတဲ့လက်မှတ်ရေးထိုးခြင်းကဲ့သို့ရှိပါတော့သည်ကောင်းမွန်ကောင်းနည်းများအင်္ဂလိပ်ရုရှားဗမာနိုင်ရှင်ချက်ငွေတာရီမဂဇင်းအမှတ်1ကျွန်ုပ်၏ဆွေးနွေးခန်းတွင်ဖော်ပြခဲ့သည့်ကျွန်ုပ်၏ငယ်တစ်ပည့်မဆစ်သည်ဆိုဗီယက်ယူနီယံမှကျွန်ုပ်ပြန်လာပြီးသည့်နောက်ကျွန်ုပ်၏အိမ်သို့ပထမအကြိမ်ပေါက်လာသည်မင်းကိုငါမျှော်နေတာခုမှပေါ်လာတာကိုကွဘယ်ပြောင်းနေသလဲကျွန်တော်ကလည်းဆရာကိုတွေးချင်လိုက်တာတပိုင်းကိုသိနေတဲ့ဆရာကျွန်တော်ဌာနကိုခဏပြန်နေလို့မလာနိုင်ခြင်းပါဆရာမင်းတို့လူစုတပိုင်းသေးုံနေမကဘူးတဘိုးလုံးတောင်တေးတတ်သေးတယ်မောင်ကျွန်တော်တို့ဝါဒကတဘိုးသေးတဘိုးတက်ဆိုတာလို့ပေါ့ဆရာကဘာမှလုံးလုံးတော့မသိနိုင်ပါဘူးဒါထက်ငါ့ကိုမင်းတွေးချင်ပုံပြောစမ်းပါအောင်ဘာအကြောင်းလဲဟဲ့ဒီလိုပေါ့ဆရာဆိုဗီယက်ယူနီယံကပြန်လာတယ်ဆိုတော့ဘာတွေများဆန်းဆန်းပြပြတွေ့ခဲ့ရတယ်လို့ကြားနာကျင်တာပေါ့ဆရာငါကတော့ဆိုဗီယက်ယူနီယံမှာကင်မလင်တွေဘော်ရိုင်းစက်ရုံကြီးတွေမြေရောက်မြေထားလန်ကြီးတွေထက်လူသားတွေကိုပုတ်ကီးဆိုင်ပြီးလေးလာခဲ့တဲ့လူတစ်ယောက်ဖြစ်တဲ့ကွအစာအုပ်ကြီးတွေစက်ရုံကြီးတွေအကြောင်းထက်လူတွေအကြောင်းတို့ပို့ပြီးသဘောပေါက်မှတ်သားလာခဲ့တယ်ကောင်းတာပါဆရာကျွန်တော်ကလည်းဒါမျိုးကိုပို့ပြီးရှားကျင်တာပါပဲခင်ဗျာဆိုဗီယက်ယူနီယံရောက်တော့တော်တော်ကောင်းတဲ့လူတွေကြီးနဲ့တွေ့ကြရမှာကောင်းမွန်ကောင်းနည်းအမျိုးမျိုးကိုငါသတိပြုခဲ့မိတယ်ဘယ်လိုလဲဆရာလောကမှာငါတော်တော်သိတယ်ထင်တဲ့လူသုံးမျိုးရှိတယ်ကွဘယ်လိုလူမျိုးလဲဆရာ1ဗမာလူမျိုး2အင်္ဂလိပ်လူမျိုး3ရုရှားလူမျိုးပဲကွဒါပဲလားဆရာတရုတ်တို့ကလားတို့ရောဆရာသိတယ်မဟုတ်လားဒီလိုကွကလားဆိုတာကကိုယ့်ပြည်မှာအတူတူနေကြတဲ့လောက်သိတယ်တရုတ်ကတော့သူတို့တိုင်းပြည်ကိုလည်းရောက်ခဲ့ဘူးတယ်လို့ပေမဲ့ဟိုတုန်းကတရုတ်လူမျိုးထက်တရုတ်ပြည်မှာကြီးစရာတွေဘက်ကိုလေးပေးပြီးလေးလာခဲ့လေတော့သိခဲ့ရပုံတွေကအလေးလေးနက်နက်မရှိလာဘူးသူတို့ကမလေးနက်တာမဟုတ်ပါဘူးငါကလေးလေးနက်နက်မလေးလာခဲ့မိတဲ့အတွက်ကိုဆိုလိုပါတယ်ရုရှားကိုတော့ဆရာကကောင်းကောင်းလေ့လာခဲ့ကြလားခင်ဗျာဒီလိုလေးကွရုရှားလူမျိုးဆိုတာကိုတခါမှဟုတ်ဒီပတ်တိမမြင်ဘူးသေးဘူးသူတို့နိုင်ငံရေး ideology ကိုလေ့လာထားဘူးလေတော့ဟိုရောက်ခတဲ့ကဒီလူမျိုးကိုအချိန်ရသမျှစစ်စစ်ဆက်ဆက်လေ့လာမယ်လို့ပြဋ္ဌာန်းထားပြီးဖြစ်တယ်ရုရှားပြည်ကိုတော့ရောက်ဘူးလို့ဟုတ်ပါပြီအင်္ဂလန်ကိုတော့ဆရာမရောက်ဘူးပဲနဲ့ဘယ်လိုလုပ်ပြီးလေ့လာတယ်လဲခင်ဗျာအင်္ဂလိပ်ကတော့ငါတို့ကိုအုပ်ချုပ်သွားတဲ့လူမျိုးဖြစ်တဲ့အပြင်ဖတ်လေသမျှစာအုပ်တွေကလည်းအင်္ဂလိပ်စာအုပ်တွေဖြစ်နေတော့အင်္ဂလိပ်လူမျိုးအကြောင်းကိုငါကအတော်ကြီးသိတယ်ကွစာအုပ်ထဲရေးထားတော့အကောင်းတွေကြီးရေးထားလို့အင်္ဂလိပ်ကောင်းကြောင်ဆရာကြီးသိမှာပေါ့ခင်ဗျာစာအုပ်ကောင်းဆိုတာဒီလိုမဟုတ်ဘူးငါတပည့်အင်္ဂလိပ်စာအုပ်ကောင်းတွေကိုဖတ်ခြင်းအဖြစ်အင်္ဂလိပ်ဆိုကြောင်းကိုလည်းသိရတယ်အင်္ဂလိပ်ကောင်းကြောင်းကိုလည်းသိရတယ်သူတို့စိုးပုံစိုးနည်းကိုလည်းသိရတယ်ကောင်းမွန်ကောင်းနည်းကိုလည်းသိရတယ်လူကောင်းဆိုရင်ကောင်းတာကြီးပဲမဟုတ်ဘူးလားဆရာကောင်းပေမဲ့ကောင်းမှုချင်းမတူဘူးကွဗမာကောင်းတစ်ယောက်ရုရှားကောင်းတစ်ယောက်အင်္ဂလိပ်ကောင်းတစ်ယောက်ဆိုတာဟာတော်တော်ခြားနာတယ်ဆရာကဘသူ့ကိုပို့ပြီးကြိုက်တယ်လဲခင်ဗျာဒီလိုမမင်းနဲ့လေကွကောင်းမွန်ကောင်းနည်းကိုငါရှင်းပြအောင်မယ်ရှားပေးရစီဆရာရုရှားကောင်းတစ်ယောက်ကဘယ်လိုလဲဆရာရုရှားလူမျိုးတွေကဒီဘက်ခေတ်မှာလူဆိုးအင်မတန်နေပြီးလူကောင်းတွေများတာကိုတွေ့ခဲ့ရတယ်ဟုတ်ပါပါဆရာဒါကြောင့်ကျွန်တော်တို့သဘောကျတာပဲငါလည်းသဘောကျပါတယ်
စားနေဖို့အတွက်ကဖူလုံနေလေတော့စိုးဖို့ကမစိုးတလောက်ဖြစ်နေတာပေါ့ကွဟုတ်တာပေါ့ဆရာသိကောင်းတာပေါ့သို့တော့သူတို့ရဲ့ကောင်းခြင်းကစိုးဖို့မလိုတာတကြောင်စိုးဖို့ခဲရင်တာတကြောင်ဒီနှစ်ကြောင်းကြောင့်ကောင်းကြခြင်းဖြစ်ဟန်ရှိတယ်စိုးဖို့မလိုတာကိုတော့သိပါပြီစိုးဖို့ခဲရင်ပုံကိုရှင်းပြစမ်းပါအောင်ဆရာစိုးကျင်နေတဲ့လူများကောရှိနေသေးလို့လားဆရာလူရေဂရေ20ရှိတဲ့အနက်တယောက်တလေမှမစိုးပဲရာဂိုင်နှုန်းအပြည့်ကောင်းနေတဲ့တိုင်းပြည်လို့တော့ကဘာပေါ်မှာဘဲမှမရှိဘူးကွတိုးနက်ဆိုတာမျိုးလဲရှိတတ်သေးတာပဲဆရာဘယ်လိုများကြုံခဲ့ရလို့လဲခင်ဗျာတဲ့ထားကိုးစီးကျင်တဲ့လူဟိုတယ်ဝင်စားပြီးပတ်စံမပေးပဲလက်ချင်တဲ့လူပြတ်တဲ့နေရာမှာမိန်းကလေးတယောက်ကိုတွေ့လင်ကြံကျင်တဲ့လူမျိုးဆိုတာမျိုးလဲရှိတတ်တာပဲတဲ့ထားမှာဆိုရင်လူဆောင်မပါပဲသွားလာနေလေတော့ကိုးစီးကျင်တဲ့လူရှိဘူးတော့လဲတယောက်ကိုတယောက်စောင့်ကြည့်နေကြလို့မို့လက်မပါပဲစီးဝင်တဲ့လူမရှိတော့ဘူးတဲ့ကွမြေရောက်မြေထားဆိုရင်လက်နဲ့မပါပဲဆင်းသွားလို့ရှိရင်ဒုတ်ချောင်းရှိကထွက်လာပြီးတားထားတယ်ဟိုတယ်ထဲဝင်စားပြီးပတ်စံမပေးပဲလေပြေးတဲ့လူလည်းရှိတာပဲသို့တော့တယောက်တလေတစ်ဖွဲတလေလောက်သာရှိပါတယ်ဒီလိုညစ်တဲ့လူရှိတဲ့ခါကျတော့လေငါတို့စီကလူတက်မှုကိုထောက်လန်းစုံစမ်းတဲ့လောက်မကဘူးခွဲစိတ်တိုက်ပြီးရှာလီတော့မိတာကြီးပဲတဲ့ညစ်တိုင်းမိတယ်ဆိုတော့ညစ်တဲ့လူအင်မတန်နဲသွားတာပေါ့ကွယ်မိန်းကလေးကိုကြံတယ်ဆိုတာကရောဆရာတနေ့တစ်နေ့တော့လူတော်ပြတ်တဲ့မော်စကိုရက်ကွက်တစ်ခုမှာနေဝင်ကာစားအချိန်ခမှုမှုယောက်ျား3ယောက်ဟာကဆီယာမာကလေးတယောက်ကိုကြံစီတယ်ဆိုထင်ပါရဲ့မိန်းကလေးကဟစ်အော်လိုက်လေတော့ဘယ်ကရောက်လာကြတယ်မဆိုနိုင်ဘူးအရက်ဝတ်အရက်စားနဲ့ပလိတ်2ယောက်3ယောက်ရောက်လာကြပြီးဟိုလူတွေကိုဖမ်းတဲ့ကြီးစန်းအစိုးရစီမံထားပုံဘယ်လောက်နေရကြတော့လဲစိုးကျင်တဲ့လူရမ်းကျင်တဲ့လူများကစိုးကျင်ရမ်းကျင်ဦးတော့ဘယ်မှာစိုးခွင့်ရမ်းခွင့်ရှိနိုင်တော့မလဲဒီအချက်ကိုထောက်ချင်းအဖြစ်ဘယ်တိုင်းပြည်မှာမဆိုလူဆိုးလူရမ်းတွေဆိုတာကတော့စိုးကျင်ရမ်းကျင်သေးတာပဲနဲချင်းတော့ဘယ်မှာမဆိုရှိတတ်တာပဲသို့တော့ရုရှားပြည်မှာကစိုးကျင်ရမ်းကျင်လင်းမလွတ်တမ်းမိတတ်တယ်ဆိုတော့စိုးဝန်းတဲ့လူအလွန်နေတာပေါ့ကွဆရာရွေချက်ကဘယ်လိုလဲဆရာရုရှားပြည်မှာဆိုရင်မိုက်ချင်တဲ့လူအနှဲငယ်များတော့ရှိကြသေးတာပဲသို့တော့စိုးခွင့်မရအောင်စီမံထားတဲ့စနစ်ကအင်မတန်ကောင်းပါတယ်တနေ့ကျတော့လူစိုးလုံးဝပွားပြရမှာပေါ့ဆရာဒါကိုငါမငင်းပါဘူးဖြစ်ချင်လည်းဖြစ်နိုင်ပါတယ်ငါပြောလိုတာကရုရှားပြည်မှာလူတွေမစိုးဝအောင်စီမံထားတဲ့စနစ်အလွန်ကောင်းတယ်ဒီအတွက်ကြောင့်လူတွေဟာမစိုးဝဘူးလူတွေကောင်းခြင်းထက်စနစ်ကောင်းခြင်းကတာပြီးထင်ရှားတယ်လို့ပြောဆိုခြင်းဖြစ်တယ်ဆရာဟာကချီးမွမ်းနေလဲချောချောမောမောချီးမွမ်းတာမဟုတ်ဘူးဆရာမင်းတို့မဆစ်ဆိုတဲ့လူတွေကကြိုက်မိပြီဆိုမှဖြစ်မျက်စိမိတ်ပြီးရှိုက်လိုက်ချင်တာပဲကိုကွာငါချီးမွမ်းခြင်းဟာလုံလောက်ပါပြီသူတို့စနစ်အတိုင်းအုပ်ချုပ်ရရင်ဘယ်လူမျိုးမဆိုလူဆိုးနေပြီးလူကောင်းများလိုက်လိုက်မယ်ပြောနေပြီမဟုတ်ဘူးလားဒီထက်ဘာလို့ချင်းသေးသလဲရုရှားတွေကကမ္ဘာမှာလူကောင်းမျိုးတတ်တတ်ဖြစ်တယ်လို့ပြောစီချင်တာလားဒါကိုတော့ငါမပြောနိုင်ဘူးငါသိသလောက်ငါပြောချင်တယ်ရမ်းချတာမျိုးတော့ငါမလုပ်တတ်ဘူးဟဲ့ဒီလိုလူတွေကိုမစိုးနိုင်အောင်လုပ်ထားတဲ့စနစ်ကိုဆရာမကြိုက်ဘူးလားခင်ဗျဘယ်နဲ့မကြိုက်ပဲရှိမလဲကွကြိုက်တင်ပေးတာပေါ့သို့တော့ငါကခွဲခြားပြီးပြောနေရတာကရုရှားမှာပုဂ္ဂလိကအနေနဲ့ကောင်းခြင်းထက်အုပ်စုအနေနဲ့ကောင်းခြင်းကပါပြီးထင်ရှားတယ်လို့ငါမြင်ခဲ့လို့ပဲဒါတွေမကသေးဘူးသူတို့လူမျိုးကအုပ်စုအနေနဲ့ကောင်းခြင်းကိုပုဂ္ဂလိကအနေနဲ့ကောင်းခြင်းထက်ပိုပြီးအသာပေးတယ်ညတနိုးသဘောထားတယ်လို့ငါယူဆတယ်ရုရှားပြည်ကဇာတ်ဆရာကြီးကော့စတိုင်းဟာပုဂ္ဂိုလ်တယောက်အနေနဲ့အင်မတန်စိတ်ကောင်းရှိတဲ့လူကြီးတယောက်ဖြစ်တယ်သူ့မှာရှိတဲ့လယ်မြေတွေကိုသူ့လုပ်သားများကောင်းစားရေးအတွက်သူနားလဲတဲ့နီးနဲ့လုပ်ပေးလိုက်တာသူ့လယ်တွေသာကုန်ပြီးလယ်သားတွေတော့မချမ်းသာဘူးတဲ့ဒိန်တဲ့လူကလိန်ညစ်တဲ့လူကညစ်ပွားတဲ့သူကပွားပြီးသူ့လုပ်သားအများစုမှာတော့ဆင်းရဲမြဲတိုင်းဆင်းရဲကြတာပဲတဲ့ဒိုစကားနဲ့ပြောရင်တော့နားလောင်းပဲပေါ့လေကြားဘူးတဲ့ဆရာဒါပါဖြစ်တယ်လေခင်ဗျာငါသဘောအရကတော့အလုံးမအောင်တော့လဲသူ့စေတနာကိုချီးကျူးထိုက်တယ်လို့ငါမြင်တယ်သူတို့ကတော့ဒီလိုမမြင်ဘူးသူတို့ကကော့စတိုင်းရဲ့စာတွေကိုလေးစားကြတယ်မဟုတ်လားသူတို့ကလည်းကော့စတိုင်းရဲ့စာတွေကိုလေးစားခြင်းပါသူ့ရဲ့စေတနာကိုတော့ချီးမွမ်းဖို့နားမလည်ကြတဲ့အပြင်ထောင်ကျင်ပြောင်ကျင်တဲ့သဘောကလေးလည်းရှိတယ်လို့ငါထင်တယ်သူ့လုပ်ပုံကနီးလန်းမကြပဲကိုဆရာလီနင်လိုမဆစ်တယောက်မဟုတ်လို့နီးလန်းမကြပေမဲ့လူအများကောင်းစားအောင်သူတက်တယ်လို့အနစ်နာခံပြီးစူးစမ်းခြင်းအတွက်တော့သူ့စေတနာကိုချီးကျူးထိုက်တယ်မလောင်ပြောင်ထိုက်ပေဘူးလို့ငါနားလဲတယ်လမ်းလွဲနေလေတော့လောင်ကျင်မှာပေါ့ဆရာငါဆိုလိုတာကစေတနာကောင်းတဲ့ကိုကျိုးအနစ်နာခံပြီးလုပ်တဲ့အလုပ်မျိုးကိုတော့အတူမခိုးခြင်းနေလောင်ပြောင်ဖို့တော့မထိုက်ဘူးသူ့စေတနာကိုအသိအမှတ်ပြုထိုက်တယ်လို့ငါယူဆတယ်စေတနာကောင်းပေမဲ့လူအများစုအကျိုးမတက်ရောက်ရင်မချီးကျူးနိုင်ဘူးပေါ့ဆရာဒီနေရာမှာမင်းတို့မဆစ်ဆိုတဲ့လူတွေနဲ့ငါနဲ့အကြီးကျယ်ခြားနာခြင်းပဲနားထောင်ဒီထက်ရှင်းတဲ့တာရကတစ်ခုတင်ပြအောင်မယ်ဆိုပါအောင်ဆရာငါတို့ဗမာပြည်မှာလည်းမဆစ်ဆိုတဲ့လူတွေရှိတယ်မဟုတ်လားပထမတော့သူတို့စီးပွားရေးဝါဒအောင်မြင်ရေးအတွက်ပိုလိုဒီလိုစူးစမ်းကြတယ်စူးစမ်းစဉ်ခိုက်မှာတော့ရုံကြီးသဘောနဲ့စူးစမ်းခြင်းဖြစ်တယ်လို့ငါယုံကြည်ပါတယ်တော်တော်ကြာလို့သူတို့စူးစမ်းချက်မအောင်မြင်တဲ့အခါကျတော့လက်မြောက်လိုက်ရပြီးသူလိုငါလိုကိုယ်စီပွားကိုလောက်ကြတဲ့လူတွေတော်တော်များများရှိကြတယ်
ဒီလူတွေကိုငါကအမှတ်မဲ့မနေဘူးစောင့်ကြည့်နေတယ်ဘယ်လိုတွေ့ရလဲဆရာမဆစ်အဖြစ်နဲ့လေပန်းကြတုံကတော့အရင်ရှင်သွေးဆုပ်သမားတွေပဲအလုသမားတွေရဲ့လေချောင်းတွေကိုစုပ်ပြီးသူတို့ကြီးချမ်းသာအောင်လုပ်ကြတယ်ပါတယ်ညာတယ်နဲ့တွဲကြရေးကြတယ်သူတို့ကိုယ်တိုင်ငွေရင်းကလေးနဲ့စီးပွားရေးသမားဖြစ်စေကုန်တယ်ဖြစ်စေဖြစ်လာတဲ့အခါကျတော့သူတို့လိုပဲဟိုလူတွေလိုပဲအမျက်ကြီးစားကျင်ကြတာပဲအလုသမားကိုအနည်းဆုံးလက်ခပေးပြီးအများဆုံးသူတို့မြတ်အောင်လုပ်ကြရတာပဲတရေးသားမှဒီပြစ်လူတွေနဲ့ခြားနာခြင်းမတွေ့ရဘူးမင်းလည်းပဲတွေ့ရတယ်မဟုတ်လားဒါကတော့ဆရာရဲ့ဒီလိုလှုပ်လင်းဒီလိုပဲလှုပ်ကြမှာပေါ့ခင်ဗျာမင်းဆိုလိုချင်တာကအရေးရှင်စနစ်ထွန်းကားတဲ့တိုင်းပြည်မှာနေရင်ဘယ်သူမဆိုအလုပ်ရှင်တယောက်အဖြစ်နဲ့အမြတ်များဆုံးရအောင်အလုပ်သမားကိုတက်နိုင်သမျှအနည်းဆုံးပေးရမှာပဲလားအနည်းဆုံးဆိုတာဘယ်လိုလဲဆရာဟုတ်ပါတယ်ကွထုံးစံပါပဲဒါကိုငါပြောချင်တာပါပဲဒီတော့မင်းတို့မဆစ်ဆိုတဲ့လူတွေကအလုပ်ရှင်တယောက်ဖြစ်လာတဲ့အခါမှာဘယ်လိုသဘောတက်ရောက်နေတယ်လဲဆိုတာကျွန်တော်တို့လည်းခိုးချင်းဝှက်ချင်းကြတာပဲမခိုးနိုင်မဟုတ်နိုင်အောင်စီကံစနစ်ကောင်းလုပ်ထားကြပါလို့မဟုတ်ရင်ကျွန်တော်တို့လည်းတပားသူနီးသူခိုးဝဲရပါလိမ့်မည်ဟုဝန်ခံရရောက်နေတယ်ဒါဟာဘာနဲ့တူတယ်လဲဆိုတော့ကျွန်တော်တို့မှာလက်ရှိနေလေတော့ခိုးရမှာပဲမခိုးနိုင်အောင်လက်ကိုချီထုတ်ထားကြပါလို့ပြောရတာမျိုးဖြစ်မနေဘူးလားကွယ်ဆရာဟာကကြံကြံဖတ်မှခင်ဗျာသွေးမဆုံးနိုင်အောင်လုပ်ထားတဲ့စနစ်ကိုကြီးကြီးုံနဲ့မတော်သေးပဲစေတနာတွေဘာတွေထိအောင်လိုက်စားနေတာကိုဆရာငါတို့ဗုဒ္ဓဝါဒမှာစေတနာကအရေးကြီးတယ်ကွမခိုးလျင်ကောင်းတာပဲဆိုတာကတော့ဟုတ်ပါတယ်သို့တော့ခိုးဝင်မရလို့မခိုးခြင်းဖြစ်ရင်တော့ချီးမွမ်းစရာဒါလောက်မရှိဘူးကွဆရာကကျွန်တော်တို့စနစ်ကိုတမင်တကာနှိမ်ပြောတာကိုဆရာစနစ်ကိုငါမနှိမ်ပါဘူးသွေးမဆုံးနိုင်အောင်ဖန်တီးထားတဲ့စနစ်တစ်ခုပဲလို့သဘောကျပါတယ်ရှိတဲ့ရှိတိုက်ပါပဲတဲ့သို့တော့စိတ်ကိုကောင်းအောင်ပြုပြင်ပေးနိုင်တဲ့စနစ်တစ်ခုပဲလို့ဝန်ခံမရနိုင်ဘူးကွဘာကြောင့်လဲဆိုတော့မဆစ်ရဲလို့ထုတ်ဖော်ကြွားဝါလာတဲ့လူတွေကစီးပွားရေးဘက်လိုက်အရင်ရှင်လှုပ်လိုက်သူလိုငါလိုပဲမျက်ကြီးစားပြီးလုံသမားကိုအနည်းဆုံးလက်ခပေးနေကြတာကိုပဲတွေ့ရတဲ့ကွ။ဘာဖြစ်ဆရာရဲ့မဆစ်တယောက်ဟာကုန်တယ်လှုပ်လျင်အခြားကုန်တယ်တွေထက်ဈေးလျှော့ရောင်းရမယ်။လှုပ်ရှင်တယောက်ဖြစ်နေရင်လည်းအခြားလှုပ်ရှင်တွေထက်လုံသမားတွေကိုလက်ခပိုပြီးပေးရမယ်ဒီလိုလားဆရာ။အရင်ရှင်စနစ်တိုင်းပြည်မှာအိုဇာနာစာအတွက်လုံခြုံမှုမရှိလေတော့တပားသူနီးသူဥစ္စာပစ္စည်းသုံးပြီးစုဆောင်ရသေးတာကိုဆရာရဲ့မှန်ပါတယ်စုဆောင်ဖို့လိုပါတယ်။ငါပြောချင်တာကမဆစ်တယောက်အနေနဲ့အရင်ရှင်စနစ်ရဲ့အဖြစ်တွေကိုမိုးလာကဲလာပြောခဲ့ပြီးသူကိုယ်တိုင်မလဲဆောင်သားလို့ထားပါတော့အလုပ်ရှင်တယောက်ဖြစ်လာတဲ့အခါမှာတော့အခြားအလုပ်သမားတွေအပေါ်မှာကျင်နာတဲ့စိတ်ထားမျိုးဘာမှမဖော်ပြပဲတနိုင်တများညှိယူပြီးမိမ့်ကြီးအမျက်စားနေကြတာကိုတွေ့ရတာကြီးပဲကွမင်းတို့လူစုကကိုယ်တိုင်စေတနာမှမပါပဲစနစ်ကြီးပဲအားကိုးနေကြတာကိုကွဘယ်တက်နိုင်မလဲဆရာအရင်ရှင်စနစ်တိုင်းပြည်မှာအလုပ်ရှင်တယောက်အနေနဲ့အတံမွေးနေရရင်အလုပ်ရှင်တဘာဝအတိုင်းလုပ်ကြရမှာပေါ့ဆရာရဲ့အလုပ်သမားပေါ်မှာညှတာဖို့ထောက်ထားဖို့မလိုတော့ဘူးပေါ့လေဒါကတော့သူ့သဘောပေါ့ဆရာထောက်ထားခြင်းထောက်တာမထောက်ထားခြင်းနေပေါ့အဲ့ဒါကြောင့်ပြောတာပဲမင်းတို့ရည်ရွယ်ချက်ကစနစ်ကိုပဲအားကိုးတယ်စေတနာကိုထည့်မစဉ်းစားဘူးဟုတ်စကျွန်တော်တော့ဒီလိုပဲနားလည်တာပဲကဲဒါဖြစ်နားထောင်ငါနေမယ်မဆစ်ဝါဒအကြောင်းကိုနားမလဲပဲအလုပ်သမားဆင်းရဲသားကိုတနာကျင်နာတတ်တဲ့အတွက်သူ့ပစ္စည်းကိုအကုန်ခံပြီးသူနားလဲသလိုနီးမျိုးနဲ့ကော့စဝိုင်းလို့ဆိုပါတော့ဝေစားမြစားဝိုင်းလို့ဝိုင်းစားလှုပ်တဲ့လူတယောက်နဲ့ခုနင်းကပြောခဲ့တဲ့မဆစ်အမိကန်အလုပ်ရှင်တယောက်နဲ့ဘသူကိုချင်းမွန်းထိုက်တယ်လဲကွယ်ဘသူကအောင်မြင်တယ်လဲဆရာအလုပ်ရှင်တယောက်အနေနဲ့ကမဆစ်ဆိုတဲ့လူကအောင်မြင်တယ်စီးပွားရေးဖြစ်တယ်ဆိုပါစို့ကိုယ့်အတွက်ကိုကြည့်ရင်တော့မဆစ်ကိုချီးမွမ်းရပြီပါပေါ့ဆရာသူကအောင်မြင်တာကိုမင်းတို့ဘောသူ့ရဲ့သဘောတရားရေးကိုမင်းဘယ်လိုဆိုမလဲသူပြောဟောလာခဲ့တဲ့သဘောတရားတွေဟာဘာဖြစ်ကုန်သလဲလေဖြစ်ကုန်တယ်မဟုတ်လားသူ့အတွက်အကျိုးမရှိသူတစ်ပါးအတွက်လည်းအကျိုးမရှိလောကမှာလူကိုတယောက်တက်ဖြစ်သွားတယ်မဟုတ်လားဒါကတော့ဟုတ်တယ်ထားပါတော့ဆရာအလုပ်သမားကိုကျင်နာတတ်တယ်ဆိုတဲ့ဆရာလူကရောခင်ဗျာငါတို့ဗုဒ္ဓဘာသာမှာမြန်မာလူမျိုးတွေထဲမှာအလုပ်သမားကိုကျင်နာတတ်တဲ့အလုပ်ရှင်မျိုးလည်းရှိပါတယ်။များများတော့မရှိဘူး။နည်းနည်းပါးပါးတော့တွေ့ဘူးပါတယ်။ဒီလိုအရေးရှင်နဲ့မဆစ်ဆိုတဲ့အရေးရှင်နဲ့ဘယ်လိုနေကြတယ်လဲကွယ်။ဆရာကတော့ဗုဒ္ဓဝါဒအရေးရှင်ကိုသဘောကျမှာပေါ့ဆရာ။မင်းကတော့ကောကျွန်တော်တို့ကတော့ထဲ့မစဉ်းစားဖို့ဆရာ။သူ့ရဲ့ကျင်နာတရာတတ်တဲ့စိတ်ကိုတန်ဖိုးမထားဘူးလား။ဒါကတယောက်တလေရှိတာတဲ့ဆရာ။အဲ့ဒီတယောက်တလေရဲ့စိတ်ဓာတ်ကိုတန်ဖိုးမထားနိုင်ဘူးလား။လူတိုင်းဖြစ်နိုင်တာမှမဟုတ်ပဲဆရာ။ငါတို့ကတော့လူတိုင်းမဖြစ်နိုင်တဲ့စိတ်ထားမျိုးမို့လို့တာပြီးချီးမွမ်းခြင်းနဲ့ချီးမွမ်းခြင်းနဲ့တော့တိတ်ပြီးအကြောင်းမထူးပါဘူးမင်းတို့မဆစ်ဆိုတဲ့လူတွေနဲ့ငါနဲ့ဟာဒီအချက်မှာကွာခြားသွားတာပဲမင်းတို့ဟာမဆစ်စီးပွားရေးမဟုတ်ခဲ့လို့ရှိရင်လူတယောက်တလေစိတ်နှလုံးကောင်းရှိခြင်းအတွက်တန်ဖိုးမထားခြင်းဘူးငါကတော့မင်းတို့စီးပွားရေးစနစ်ကိုလည်းဖြစ်နိုင်ရင်လက်ခံပါတယ်တနာကျင်နာလို့ညှတာတဲ့အလုပ်ရှင်တယောက်ကိုလည်းချီးကျူးခြင်းနဲ့တိုင်းပြည်လူမျိုးစုအကျိုးအတွက်ပေါ်လာတဲ့စနစ်ဆိုတော့လဲမောင်အမြင်လို့အလုပ်ရှင်ဖြစ်နေကြတဲ့မဆစ်တွေမှာတနာကျင်နာမှုနဲ့ပတ်သက်လို့ဘာမှတိုးတက်ခြင်းမရှိတာကိုတွေ့ရလေတော့နှစ်ပေါင်းများစွာဟဲ့အော်ကြွေးကြော်လာခဲ့တဲ့မင်းတို့အလုပ်တွေဟာဘာတစ်ခုမှလက်စွပ်လက်ကိုင်ညှိမြတ်တဲ့စိတ်ထားမျိုးမကြံ့ရဘူးလို့ငါဆိုလို့ခြင်းနဲ့နောက်ဘဝထက်မပါဘူးဆိုချင်တာလားဆရာနောက်ဘဝတွေဘာတွေဖယ်ထားပါ
ကျင်နာတနာတက်တဲ့စိတ်မျိုးဟာလူပြည်မှာအခါခတ်သိမ်းမြင့်မြတ်တဲ့စိတ်ဓာတ်လိုအပ်တဲ့စိတ်ဓာတ်တစ်ခုပဲဖြစ်တယ်လို့ငါယုံကြည်တယ်ဆရာတို့ဗုဒ္ဓဘာသာအနေနဲ့တော့ဟုတ်ချင်ဟုတ်မှာပေါ့ဆရာငါတို့အနေနဲ့ကတော့ဆင်းရဲတဲ့အလုပ်သမားများဟာလည်းတနာစရာပဲတထေးဆိုတဲ့လူတွေဟာလည်းတနာစရာပဲသူတို့မှလည်းသူတို့ဒုက္ခနဲ့ဝိုင်းဝိုင်းလည်နေတာပဲရင်းရှင်တထေးကိုဆရာကတနာနေရအောင်ပါလားသူတို့မှစားနေဖို့အတွက်ဖူလုံတာလောက်ရှိတာပါပဲဗန်တိုက်မှာအထားတဲ့ငွေတွေဟာသူတို့ဟာလို့သူထင်နေပေမဲ့တော်တော်ကြာကြာသာဖြစ်မယ်မသိပါဘူးငါဟာတွေငါငွေတွေဆိုပြီးစိတ်ကူးရင်နိုင်ုံလောက်ရှိတာပါကဘာစစ်ဖြစ်လာတော့သူတို့ကတော့ပို့ပြီးစိတ်ပူနေနေကြသေးတယ်ဒီအမြင်ကတော့ဗုဒ္ဓဘာသာလူကောင်းတယောက်ရဲ့အမြင်ပေါ့ဆရာအေးလက်တွေ့ဗုဒ္ဓဘာသာတယောက်ရဲ့အမြင်ပဲသူလိုငါလိုဗုဒ္ဓဘာသာကတော့တစ်မျိုးပဲသူတို့ကတော့ဘယ်လိုလဲဆရာသူတို့အထက်ကလူကောင်းဆိုတာဘယ်လိုလဲသူတို့လူကောင်းဆိုတာကတော့အရက်မတောက်နဲ့အင်တိုင်းမလုံးနဲ့ကြောက်ဝတ်မမွေးနဲ့အမဲသားရှောင်နေနဲ့ကောင်းသူဒါလောက်ပါပဲပေါင်ခုဈေးတို့တိုက်တစ်ပုံကုံလောင်တာတို့လိုင်စင်ရောင်းစားတာတို့ဒါတွေမပါဘူးအစိုးရမသိအောင်လုပ်နိုင်တယ်လူကောင်းပါပဲဆရာသိတဲ့အင်္ဂလိပ်လူမျိုးလူကောင်းကတော့ဘယ်လိုလဲဆရာကျွန်တော်တို့ကတော့နယ်ချက်သမားထိပ်သီးကြီးဆိုပြီးလုံးလုံးကိုအကောင်းမထင်ဘူးဆရာမင်းတို့ကတော့နိုင်ငံရေးသမားတသက်ဖြစ်လို့မို့နိုင်ငံရေးအမြင်မဆိတ်အမြင်နဲ့ကြီးကြည့်ပြောတာပေါ့လေငါကတော့အင်္ဂလိပ်လူမျိုးထဲမှာဂျာမန်ဆိုတဲ့လူစားကိုသိတဲ့ပေါ်ကြတယ်ကွသူတို့ဂျာမန်အရေးချင်းကဘာတွေများထူးကြလို့လဲဆရာမင်းတို့လူစုကစာဆောင်အောင်ဖတ်ကြဘူးလက်ဝဲဆိုလက်ဝဲစာပေးလောက်တာဖတ်ကြတာကိုကွငါရေးတဲ့တသက်တာမှတ်တမ်းစရုပ်တာတွဲထဲမှာဖော်ပြထားတယ်မဖတ်ရသေးဘူးဆရာထူးပုံကလေးတော့နည်းနည်းပြောပါဆရာကြားပါရစေငါတို့စီကငါးပါးတီလာထိန်းနေမဲသားမစားဘူးဆိုတဲ့သူတော်ကောင်းအမိကန်လူတစုကတော့ငရဲကြီးမှကြောက်လို့မကောင်းမှုလေးတချို့ကိုရှောင်ရုံပဲရှိတယ်အင်္ဂလိပ်ဂျာမန်တယောက်ကမတရားတာလုပ်ဖို့ဝင်လေးတတ်တယ်ဆင်းရဲတာကိုမချက်ဘူးညစ်ပတ်တယ်လို့ဆိုရခံရမှာကိုရှက်တယ်မတရားအခွင့်အရေးမယူခြင်းဘူးအခွင့်အရေးရအောင်ဘယ်သူမှမျက်နှာချုံမသွေးဘူးနှိမ့်ကြတဲ့လူတွေခွန်အားနေတဲ့လူတွေဘက်ကအကူအညီခြင်းတယ်တာပေါင်းညာစားမလုပ်ဘူးလင်းသေးကျွေးပူတဲ့မိမစီကအခွင့်အရေးရအောင်ညှစ်မယူတတ်ဘူးမတရားအခွင့်အရေးရအောင်ကိုယ်တိုင်မလောက်ယုံတာမကသူတစ်ပါးကလှုပ်ပေးတာကိုတော့လက်မခံနိုင်တတ်ဘူးနှိမ့်ကြတဲ့လူဘက်ကကိုယ်တိုင်နင့်နာခံပြီးကူညီပေးခြင်းတယ်အခုပြောခဲ့တဲ့ဟာတွေမျိုးကိုငါတို့စီက၅ပါးသမား၈ပါးသမားစိတ်ပရိသမားဆိုတဲ့သူတော်ကောင်းတွေကကိုချင်းတရားအနေနဲ့လက်ခံကောင်းမှလက်ခံကြမယ်သူတို့ဆရာကလည်းဒါမျိုးကိုမသိမိဖလှုပ်တဲ့လူကလည်းဒါမျိုးကိုဩဝါဒမပေးခဲ့လေတော့ဒီလအပြင်ဘက်ကအလုပ်တွေဆိုပြီးဂရုပြုကောင်းမှပြုကြပေးလိုက်မယ်သူတို့အင်္ဂလိပ်လူမျိုးကတော့ပြောတဲ့အချက်တွေနဲ့ပတ်သက်လို့သားစင်ပြေဆက်လက်စင်ခံတင်ပြတတ်ကြတယ်လို့ငါဖတ်ရဘူးတယ်ဒါဖြစ်သူတို့အင်္ဂလိပ်တွေကအများအားဖြင့်ဒီလိုလူမျိုးကြီးပဲလားဆရာဒီလိုတော့ပဲဟုတ်မလဲကွယ်နည်းနည်းပါးပါးလောက်တော့ရှိမှာပေါ့သို့တော့နေချင်းများချင်းထက်လူမှုဆက်ဆံရေးမှာကောင်းမြတ်တဲ့နမူနာအနေနဲ့သားစင်ပြေဆက်တင်ပြကောင်းတယ်လို့နားလည်တဲ့သူတို့ရဲ့ဉာဏ်သူတို့ရဲ့ထုံးတမ်းအစဉ်လာကိုငါကချီးကျူးလို့မဆုံးရှိတယ်သူတို့စီမှာလူရန်စားတိုင်းဒီအစဉ်လာရှိသလားဆရာဒီလိုတော့မဟုတ်ဘူးကွအထူးသဖြင့်အလဲလက်တန်းနဲ့အထက်တန်းများမှာတည်ရှိတဲ့နီတိမျိုးနဲ့တူပါရဲ့အထက်တန်းလူများကတော့သိရသိတယ်မကြိုးစားဘူးဇိမ်သမားတွေများတယ်တကယ်လိုက်နာတဲ့လူတွေကတော့အလဲလက်တန်းမှာရှိတယ်လို့ငါဖတ်ဖူးတယ်ဒါကြောင့်ငါကအင်္ဂလိပ်ဆိုရင်အလဲလက်တန်းကလူကိုကြီးညိုခြင်းတတ်တယ်အော်တန်းစားလူသမားကိုတော့ရှုတ်ချခြင်းနဲ့လားဆရာခွာကြတဲ့ကောင်ကွယ်ငါကအတန်းစားကိုကြီးညိုခြင်းမဟုတ်ဘူးအော်တန်းစားလူသမားများမှာကိုကျင်တရားလေ့ကျင့်ဖို့အချိန်လည်းမရဩဝါဒကောင်းကောင်းလဲမနာခံရလေတော့ဂျာမန်ဆိုတဲ့လူသားမျိုးဟာအလဲလက်တန်းမှာခံမြများရှိတယ်လို့ငါနားလေထားလို့ဖြစ်ပါတယ်အတန်းစားကိုကြီးညိုလို့မဟုတ်ဘူးအထူးသဖြင့်ကတော့အင်္ဂလိပ်လူမျိုးရဲ့ဂျာမန်ဆိုတဲ့ကိုကျင်တရားအဆင့်တန်းဟာလည်းလူပြည်မှာလူသားအဖြစ်နဲ့အဆင့်တန်းတော်တော်မြင့်ပေတယ်လို့ငါကအမြဲချီးကျူးတဲ့ရှိခြင်းပါပဲရုရှားရဲ့ဗမာရဲ့အင်္ဂလိပ်ရဲ့ကောင်းမွန်ကောင်းနေခြင်းဘယ်နဲ့နေကြလဲဆရာဆိုဗီယက်ယူနီယံမှာရာဇဝတ်မှုကျူးလွန်တဲ့လူနေပါခြင်းကတော့ဘယ်သူမှမငြင်းနိုင်ဘူးကွတကယ်ထင်ရှားတဲ့အရာတစ်ခုပဲသူတို့ကလူအကျင့်စရိတ်တာကိုစီးပွားရေးဘက်ကနေပြုပြင်လိုက်တာကိုသူတို့ရည်ရွယ်ချက်အတိုင်းအောင်မြင်တယ်လို့ဆိုရပေမယ်ဗမာကောဆရာဗမာဗုဒ္ဓဘာသာတရားကတော့ကိုကျင့်တရားဘက်မှာပြောဝယ်ရမရှိပေဘူးသို့တော့ငါတို့ဗမာလူမျိုးကကိုကျင့်တရားနဲ့ပတ်သက်လို့သားစင်မြေဆက်တင်ပြပေးတဲ့အလေးအကျင့်အလွန်နည်းတယ်ကွဘုံကြီးကျောင်းကထွက်တဲ့ကိုကျင့်တရားဆိုတာကလည်းငါးပါးတီလာလောက်တွင်ဆုံးတာပဲအင်္ဂလိပ်လူကောင်းတာကောဆရာအင်္ဂလိပ်လူမျိုးရဲ့ကိုကျင့်တရားကတော့ဂျာမန်မှာဆုံးတာပဲဂျာမန်တယောက်ရဲ့အရေးချင်းကိုလည်းငါပြောခဲ့ပြီးပြီအင်္ဂလိပ်ယဉ်ကျေးမှုနဲ့စရိတ်တာဟာခရစ်ယာန်ဘာသာအရသာမဟုတ်ဘူးလားဆရာသူတို့ထဲမှာအလွန်ဖိုးတန်တဲ့သဘောထားတစ်ခုဟာကိုချင်းစာတရားပဲဒါတစ်ခုကတော့ခရစ်တော်ရဲ့တရားပါပဲဒီအပြင်အချက်တွေကတော့လူမျိုးအနေနဲ့သဘောပေါက်လာကြတဲ့စိတ်နေသဘောထားတွေပါပဲအကြိုက်ဆုံးတစ်ခုလောက်ထောက်ပြစမ်းပါဆရာဆင်းရဲခြင်းဟာရှက်စရာမဟုတ်ပါဘူးကောက်ကျစ်ညစ်ပတ်တယ်လို့ဆွဆွဲခံရခြင်းဟာပိုပြီးရှက်စရာကောင်းတယ်ဆိုတဲ့ဩဝါဒဟာငါတော့အကြိုက်ဆုံးပဲကွယ်ကိုချင်းတရားဟာဗမာပြည်မှာလည်းရှိတာပဲဆရာရှိတော့ရှိပါတယ်သို့တော့ငါးပါးတီလာလောက်အလေးပြုဟန်မရှိပါဘူး
ငါးပါးသမားတွေကိုချင်းစာတရားမကတ်တာတွေ့ရလုံးလို့ငါကအင်မတန်ပြောင်းခြင်းလောင်ခြင်းဖြစ်ခဲ့မိတယ်သူတို့ကအရက်မတောက်တာလေးတစ်ခုနဲ့တိတ်ပြီးလက်မထောင်နေကြတယ်အင်္ဂလိပ်လူမျိုးရဲ့ကိုချင်းစာတရားထဲမှာတရိษံမပါဘူးပေါ့ဆရာငှက်ပြစ်ထွက်တာတို့ဘာတို့လားဒါတော့ဟုတ်တယ်လို့ပေမဲ့တရိษံကိုမမြင်ဆဲဘူးကတော့ငါတို့စီကလူတွေထက်သတိထားသေးတယ်မောင်အင်္ဂလိပ်အစိုးရလက်ထက်ကတရိษံကာကွယ်တဲ့ SPCA ဥပဒေနဲ့ဘာနဲ့လောက်ထားတယ်မဟုတ်လားရုရှားမှာလည်းကိုချင်းစာတရားရှိတယ်မဟုတ်လားဆရာသူတို့ချင်းကတော့ရှိပုံရပါတယ်ဒါပေမဲ့အရင်ရှင်တော့မပါဘူးကျွန်ုပ်ဖြစ်စေခြင်းသောကွန်မြူနစ်မဆများ၏ကောင်းသောအချက်လက်များနှင့်ချိုးရင်းချက်များယခုတလော၌ကွန်မြူနစ်အကြောင်းကိုရေးသားရန်အခွင့်ပေါ်သည့်အလျောက်အချို့သတင်းစာများ၌ညီနေရလှန်ဆိုင်ဆိုသောဇာတ်ကဲ့သို့ပင်ဖိနှိပ်ရေးသားကြသည့်ဆောင်းပါးများကိုဖတ်ရှုသည်တွင်ဉာဏ်ဖြင့်သောကွန်မြူနစ်များနှင့်ပတ်သက်၍တန်ဝေကဖြစ်မိခြင်းနှင့်အတူတစ္ဆာတရားကိုမျက်နှာနှစ်သက်သောကျွန်ုပ်၏ဝါဒနာနှင့်လိမ့်ကြသောဘက်မှကူညီခြင်းသောကျွန်ုပ်၏အလေးထုံကြောင့်ကွန်မြူနစ်အကြောင်းနှင့်ပတ်သက်၍ကျွန်ုပ်၏ထင်မြင်ချက်ကိုတင်ပြလိုသောဆန္ဒဖြစ်ပေါ်လာခဲ့သည်ကွန်မြူနစ်များကိုဘာသာရေးနှင့်ကိုင်ပေါက်ချင်တတ်သောလူများလည်းရှိကြ၏ကွန်မြူနစ်ကိုယ်တိုင်ကလည်းကိုင်ပေါက်ချင်စရာပြုမှုပြောဆိုခြင်းများလည်းကြားဘူးသည်မှန်၏ကျွန်ုပ်အဖို့ကကွန်မြူနစ်ဝါဒမတ်ဝါဒနှင့်မတ်ဝါဒီခေါ်ကွန်မြူနစ်များကိုတခြားစီခွဲ၍မြင်တတ်သူဖြစ်လေသည်နှမျိုးလုံးလေ့လာခြင်းကျွန်ုပ်သည်အိုးအိမ်ကိုစွန့်ပြေး၍ဒေါ်လာပုံကန်ကြသောကွန်မြူနစ်စစ်စစ်များနှင့်တွေ့ရဘူးခြင်းမရှိသေးလျက်ကွန်မြူနစ်များအားပုဂ္ဂိုလ်အနေဖြင့်လေ့လာခွင့်မရတော့လဲကွန်မြူနစ်မတ်ဝါဒကိုမူအတော်နက်နဲစွာလေ့လာခဲ့ရပူပါတယ်ကွန်မြူနစ်များသည်ပုဂ္ဂိုလ်ဆက်ဆွဲသည်ဟုလူအများပြောတတ်ကြသောဗုဒ္ဓဝါဒအကြောင်းကိုလည်းနက်နဲစွာလေ့လာရုံမျှမကကိုယ်တိုင်ကိုယ်ကြလည်းအားထုတ်ခဲ့ပူပါသည်ဤမြန်မာပြည်၌ဗုဒ္ဓ၏ကျမ်းဂန်စာပေများကိုကျွန်ုပ်ထပ်ပို့၍ကြက်မှတ်လေ့လာပူသောပုဂ္ဂိုလ်များလည်းရှိကြပေသည်မတ်ဝါဒကိုကျွန်ုပ်ထပ်ပို့၍လေ့လာထားသောကွန်မြူနစ်များလည်းရှိကြပေသည်တို့ရတွင်ဗုဒ္ဓ၏ကျင့်စဉ်အတိုင်းလည်းနှစ်ပေါင်းများစွာလေ့လာအားထုတ်၍မတ်ဝါဒကိုလည်းဂဂနနလေ့လာဖူးသည့်နှစ်ဖက်ရပုဂ္ဂိုလ်များမူကားမြန်မာပြည်၌တာမကကမ္ဘာ၌ပင်ရှားသည်ဟုယူဆပါသည်သတ္တတနှင့်ဥစေယကျွန်ုပ်ဖို့ရာ၌ဝါဒနှင့်ဝါဒီကိုတခြားစီမြင်တတ်သည်ဟုဖော်ပြခဲ့ရာရှေးဥစွာမတ်ဝါဒနှင့်ပတ်သက်၍ကျွန်ုပ်ထောက်ခံသောအပိုင်းနှင့်လက်မခံနိုင်သောအပိုင်းကိုတင်ပြလိုသည်ကာမတ်၏အဘိဓမ္မာပိုင်းမှာဥစေယဒိဋ္ဌိဆန်သောကြောင့်လက်မခံနိုင်ခြင်းကမှန်ပေသည်တို့ရတွင်ဗုဒ္ဓ၏အဘိဓမ္မာကိုလေ့လာဖို့ဟန်မရှိဘဲကိုဉာဏ်နှင့်ကိုကြံစီတွေးဆသူတယောက်ဖြစ်သောကာမတ်အဖို့မှာထိုကဲ့သို့သောတွေးခေါ်အတွက်အပြစ်ဆိုရန်ခဲရင်လှသည်အကျင့်ပညာရှိတယောက်သည်မိများလောက်အုံနောက်ကောင်းလာသည်ဆိုစေသတ္တရဒိဋ္ဌိနှင့်ဥစေယဒိဋ္ဌိကိစ္စတွင်ဂေါတမ၏အထောက်အကူမရဘဲမှန်ကန်စွာတွေးဆနိုင်လိမ့်မည်မဟုတ်ဟုကျွန်ုပ်ရဲကြီးဆိုလိုက်သည်ထိုပညာရှိသည်သတ္တရဘတ်သို့ရိမ့်သည်ဖြစ်စေဥစေယဘတ်သို့ရိမ့်သည်ဖြစ်စေတပတ်ဘတ်သို့ကညိရမည်ဧကံဖြစ်၏ခရစ်ယာန်ဘာသာဟိန္ဒူဘာသာမွတ်စလင်ဘာသာစသောကမ္ဘာဘာသာကြီးများသည်ဗုဒ္ဓဝါဒရှုထောင့်မှကြည့်လျင်သတ္တတအယူများသာဖြစ်ကြ၏သို့သောကာမတ်၏အဘိဓမ္မာမှာမမှန်ခြင်းကိုခွင့်လို့ရမည်ဟုရေးထားတော်လဲမမှန်ခြင်းသည်မမှန်ခြင်းသာဖြစ်သည်ဟုဝန်ခံပေမည်မတ်ဝါဒ၏ရည်ရွယ်ချက်ကာမတ်ဝါဒနှင့်ပတ်သက်၍ဇီဝရေးခန္ဓာကိုမူကားကျွန်ုပ်လက်ခံနိုင်သည်ငွေအားဖြင့်ဖိပြီးဇီဝရှာ၍လက်ဆုပ်မျှသာအရင်းရှင်ကြီးများထိကျင်တိုင်းထိသည့်အရင်းရှင်စနစ်ထက်ဝတ္ထုပစ္စည်းများထွက်အောင်အလုပ်လုပ်ကြရသည့်အလုပ်သမားလယ်သမားဟုဆိုအပ်သောတိုင်းသူပြည်သားလူစုများချောင်းကြီးသက်သာစေသည့်စီးပွားရေးစနစ်သည်ဧကမုတ်ချတာလွန်ကောင်းမွန်သည်ဟုယူဆသည်ကာမတ်၏စီးပွားရေးစနစ်သည်ထိုအတိုင်းပင်ဖြစ်နိုင်သည်ဟု၍လည်းကျွန်ုပ်ယုံကြည်သည်၎င်းဝါဒအတိုင်းဖြစ်မြောက်အောင်ကိုထိလက်ရောက်ဆောင်ရွက်ကြသောမတ်ဝါဒီများကိုကွန်မြူနစ်များဟုခေါ်ဝေါ်ကြရာကျွန်ုပ်ကဲ့သို့သဘောကျယုံကြပြီးပလက်ကလထိုင်ပေါ်မှမစင်းနိုင်သူများမှာကွန်မြူနစ်များမဟုတ်ကြချေကိုထိလက်ရောက်ဆောင်ရွက်ကြသူများအနက်ရုရှားပြည်၌လီနင်သည်၎င်းတရုတ်ပြည်၌မော်စီတုံးသည်၎င်းအောင်မြင်ဖို့ဝေးသေးဟန်တူ၏အောင်မြင်သည်ဆိုသောကွန်မြူနစ်များနှင့်မအောင်မြင်သောကွန်မြူနစ်မတ်ဝါဒီများအကြောင်းကိုကျွန်တော်ဝေဖန်လိုက်ရပေဦးမည်စတာလင်အပြစ်နာစာရှေးဥစွာအောင်မြင်ပြီးဆိုသောရုရှားနှင့်တရုတ်ပြည်တို့မှဝါဒီများအကြောင်းကိုဝေဖန်ရပေအံ့ဤသို့ဝေဖန်ရာတွင်လည်းကျွန်ုပ်သည်ဗုဒ္ဓဝါဒကိုယုံကြည်မှုနှင့်ပတ်သက်၍ဤသို့နောက်ကမှဒုတိယမလိုက်ခြင်းသူတယောက်အနေဖြင့်စမ်းစစ်ဝေဖန်ရလိမ့်မည်ကွန်မြူနစ်များ၏ခြုံငင်းချက်တစ်ခုမှာ၎င်းတို့၏ဝါဒလမ်းစဉ်အရထမြောက်အောင်ဆောင်ရွက်နိုင်သောခေါင်းဆောင်ကြီးတဦးတယောက်ဆိုလျှင်ဖျားတဆူကူတစ်လုံးအနေဖြင့်အထင်ကြီးစွာဥညွတ်တက်ခြင်းပင်ဖြစ်၏ဗုဒ္ဓဘာသာဝင်များကဂေါတမဗုဒ္ဓအား၎င်းခရစ်ယာန်ဘာသာဝင်များကခရစ်တော်အား၎င်းယူသည်လေးစားခြင်းတမျှယူသည်လေးစားကြ၏ဤကားရှိပါစေအောင်ဗုဒ္ဓဘာသာဝင်များကဂေါတမဗုဒ္ဓသည်ခိပိတာလုံးဝကင်းစင်သောပုဂ္ဂိုလ်မြတ်ဖြစ်သည်ဟု၍၎င်းခရစ်ယာန်ဘာသာဝင်များကခရစ်တော်သည်ထာဝရဘုရားသခင်၏သားတော်ဖြစ်၍အပြစ်လုံးဝဖြူစင်သည်ဟု၍၎င်းယုံကြည်တတ်ကြသည့်ဤသူကွန်မြူနစ်များကလည်းလီနင်စတာလင်မော်စီတုံးသည်ဟုသောပုဂ္ဂိုလ်များအား
အလားတူအပြစ်ကင်းစင်သည်ဟုကြီးညိုလေးစားကြသည့်လက္ခဏာရှိ၏ဂေါတမဗုဒ္ဓနှင့်ခရစ်တော်တို့မှာနှစ်ပေါင်းများစွာကတည်းကကွယ်လွန်ခဲ့ပြီဖြစ်၍အပြစ်ကင်းစင်သောပုဂ္ဂိုလ်ကြီးများအနက်စတာလင်မှာကွယ်လွန်သည်နှင့်တပြိုင်နက်အပြစ်အနာစာတွေပေါ်ပေါက်လာသည်နှင့်တစ်ကမ္ဘာလုံးစုပွက်သွားပြီးမြန်မာပြည်မှကွန်မြူနစ်များဦးကြောင်ကြောင်ဖြစ်သွားရှာလေကြသည်စရိတ်တတံပိုးဤနောက်ပိုင်းတွင်မူခေါင်းဆောင်တဦးတယောက်အောင်မြင်ခြင်းသည်တခြားစရိတ်တချွန်ရင်းမှုသည်တခြားဟု၍ကွန်မြူနစ်များကဆိုကောင်းဆိုကြပေလိမ့်မည်သို့ဆိုလျှင်ခေါင်းဆောင်ကြီးစတာလင်အသက်ရှိစဉ်ကသူ့အပြစ်နာစာများကိုတိုင်းပြည်ကသိကြရသည်ဆိုပါကထိုများလောက်ယူသည်လေးစားမှုပြုကြမည်လို့ဟုမေးလို၏တိုင်းပြည်စီးပွားရေးချောင်းချီအောင်ဤသည့်လမ်းသစ်များတည်ဆောင်ပေးနိုင်သောခေါင်းဆောင်တဦးသည်အခြားနေရာတွင်ညစ်ပတ်ချင်တာညစ်ပတ်ခွင့်ရှိကြသည်ဟုယူဆကြသည်ဆိုပါကကွန်မြူနစ်များအားစရိတ်တတံပိုးကိုနားမလည်သူများဟု၍ကဘာကဆွဆွဲခြင်းသည်မှန်ကန်တကဲ့သို့ရှိနေပေလိမ့်မည်မိတို့ပင်ဖြစ်စေထိပ်တန်းရောက်သောမတ်ခေါင်းဆောင်များသည်အချင်းချင်းဝေဖန်မှုကိုဝေဖန်မှုများကြောင့်အကြိမ်ကြိမ်လှော်အပ်သောဇမိုးရစ်ရွှေစင်အလားကဲ့သို့လုံးဝဖြူစင်သွားရလေတော့သည်ဟု၍မတ်များပြောလေရှိသည့်စကားသည်စတာလင်တာရကကြောင့်ရှေဖြစ်၍သွားရကြပြီတကားအပြောတစ်မျိုးအလုပ်တစ်မျိုးကွယ်လွန်ပြီးသောစတာလင်၏အကျင့်စာရိတ္တကိုထားပါအောင်အသက်ရှင်လျက်ရှိသောရုရှားခေါင်းဆောင်ကြီးခရုရှော့နှင့်တရုတ်ခေါင်းဆောင်ကြီးမော်စီဒုံတို့၏အပြုအမူနှင့်ပတ်သက်၍ဝေဖန်လိုသောအချက်များရှိသေး၏ဆိုဗီယက်ခေါင်းဆောင်ကြီးများနှင့်ယူဂိုစလာဗီးယားခေါင်းဆောင်ကြီးမာရှယ်တီတိုသည်ကွန်မြူနစ်များအချင်းချင်းဖြစ်ကြပါလျက်မသိမတင်ဖြစ်ကြခြင်းမှာတစ်ကမ္ဘာလုံးအသိဖြစ်၏မိသူ၏အပြစ်ကြောင့်ဖြစ်စေအချင်းချင်းမသိမတင်ဖြစ်ကြခြင်းမှာအလွန်အယုတ်ဆို၍ကွန်မြူနစ်၏ရန်သူကြီးများဖြစ်သည့်နောက်အုပ်စုကဝမ်းမြောက်ဝမ်းသာဖြစ်ကြပြီးလျှင်အမေရိကန်ဆိုရကယူဂိုစလာဗီးယားအားအထောက်ပံ့များပေးကာတွေးခွဲနိုင်၏ကွန်မြူနစ်တိုင်းပြည်အချင်းချင်းတွေးခွဲစရာအကြောင်းလည်းမရှိတွေးလည်းမကွဲနိုင်စီးပွားလူပတ်များဖြစ်ကြသောအရေးရှင်တိုင်းပြည်အစိုးရကအချင်းချင်းသာလျှင်စီးပွားရေးအတွက်ကြောင့်တွေးခွဲဖို့ရှိသည်ဟုပြောလေရှိကြသောမဆင်များ၏စကားကိုယုံကြည်ခဲ့မိရာကျွန်ုပ်မှများစွာအံ့အားသင့်လျက်ရှိ၏အရေးရှင်တိုင်းပြည်အစိုးရများဖြစ်သောအင်္ဂလိပ်နှင့်အမေရိကန်တို့ကကွဲပြားခြင်းမရှိသေးဆိုရှယ်လစ်တိုင်းပြည်အစိုးရအချင်းချင်းသာကွဲပြားခဲ့လေပြီပြောတော့တစ်မျိုးဖြစ်တော့တစ်မျိုးပေတကားဟုအောက်မေ့မိလေသည်1955ခုနှစ်လောက်ကခရုရှော့နှင့်ထိုစဉ်ကဝန်ကြီးချုပ်ဘူဂါနင်တို့သည်ယူဂိုစလာဗီးယားပြည်သို့မာရှယ်တီတိုနှင့်တွေ့ဆုံရန်လာရောက်ကြလေရာမိမိတို့၏မှားယွင်းသောအချက်များကိုဖော်ထုတ်ဝန်ခံရန်အတွက်ဟူ၍လည်းသတင်းလွှင့်လိုက်ကြသေးသည်အမေရိကန်နိုင်ငံသားရေးဝန်ကြီးဒါလက်စ်ကလည်းရုရှားခေါင်းဆောင်ကြီးများသည်ယူဂိုစလာဗီးယားပြည်သို့ဖျားဖူးရန်သွားကြသည်ဟု၍တည့်ရပြောင်းလောင်ပြောလိုက်သေးသည်ထိုစဉ်ကကျွန်ုပ်သည်ခရုရှော့နှင့်ဘူဂါနင်တို့၏အပြုအမူကိုအလွန်သဘောကျလှ၍လူထုသတင်းစာ၌အကြိမ်ကြိမ်ချီးကျူးရေးသားခဲ့သည်ရုရှားခေါင်းဆောင်ကြီးနှစ်ဦးတို့သည်အမေရိကန်နိုင်ငံရေးဝန်ကြီးဒါလက်စ်၏တည်ရော်လောင်ပြောင်ခြင်းကိုလည်းဂရုမစိုက်ပဲအေယာမတိုင်းပြည်ကြီးမှခေါင်းဆောင်ကြီးများဖြစ်ပါလျက်အလွန်သိငယ်သောတိုင်းပြည်မှာအမာရှယ်တီတိုထံသို့ကိုယ်တိုင်သွားရောက်ကအမှားကိုဝန်ခံကြသည်ဆိုခြင်းမှာတကယ်ပင်သဘောထားကြီးကြပါပေသည်ဗုဒ္ဓဘာသာကိုနားမလည်ကြတော့လဲဗုဒ္ဓ၏နိဝတ္တမင်္ဂလာနှိမ့်ချခြင်းနှင့်ပြည့်စုံကြပါပေသည်မိမိတို့တိုင်းပြည်အတွက်အကျိုးရှိဖို့ဆိုလျှင်ဘသူတွေကပြောကြစေလောဝန်သည့်ပုံကိုများဖြစ်ပေတကားဟုအာပါတရချီကျူးရေးသားခဲ့ပူသည်ခရုရှော့၏ညံဖြစ်မှုယခုမှမြေတို့ဖြစ်ကြပြန်သည်ယူဂိုစလာဗီးယားနှင့်ဆိုဗီယက်ခေါင်းဆောင်များကွဲမြဲတိုင်းကွဲမြဲကြလျက်ရှိပြန်လေပြီယူဂိုစလာဗီးယားပြည်၌လည်းခေါင်းဆောင်ပြောင်းလဲခြင်းမရှိရုရှားပြည်၌လည်းခေါင်းဆောင်ပြောင်းလဲခြင်းမရှိအီတီတိုနှင့်အီခရုရှော့ပင်ဖြစ်ကြလေသည်ကျွန်ုပ်သည်ဝါဒရေးရနှင့်ပတ်သက်၍အပြန်အလှန်ရေးသားဆွဆွဲခြင်းများကိုစိတ်လဲမဝင်စားဖတ်လည်းမကြည့်မိသည့်ဘက်မှမှန်ကန်သည်ဟုလည်းဆုံးဖြတ်ရန်အလိုမရှိနားမလဲပါကျွန်ုပ်နားလဲသည်မှာကအုပ်စုကြီးနှစ်ခုရှင်ပြန်လျက်ရှိသောဤအချိန်တွင်ကွဲပြားကြအံ့ဟုဗေဒင်ဟောရသည့်အနောက်အုပ်စုကမကွဲပြားသေးပဲဆိုရှယ်လစ်အုပ်စုထဲမှကွဲပြားပါသည်ဟုဝန်ခံရမလောက်ဖြစ်ရခြင်းမှာခရုရှော့ရောတီတိုပါနှစ်ဖက်စလုံးပင်မှားကြသည်ဟုဆိုရမည်တစ်ချိန်တစ်ခါကကြီးကျူးခဲ့ဘူးသည့်ခရုရှော့ဖြစ်သည့်အတွက်ကြောင့်အပြစ်မြင်စရာရှိလျင်သူ၏အပြစ်ကိုကျွန်ုပ်ပို၍မြင်မိသည်ဗုဒ္ဓရှုထောင့်မှကြည့်သည်ဖြစ်စေတာမန်နိုင်ငံရေးရှုထောင့်မှကြည့်သည်ဖြစ်စေယူဂိုစလာဗီးယားပြဿနာသည်အကြောင်းပြချင်တိုင်းပြစေခရုရှော့အဖို့ရာ၌ဉာဏ်ပြင်းမှုကြီးတစ်ခုအနေနဲ့အစွန်းထင်းလျက်ရှိလေတော့သည်တရုတ်တို့၏မှာတဖန်တရုတ်ခေါင်းဆောင်ကြီးဖြစ်တော်လဲမော်စီဒုံဘက်သို့ကြည့်ပါဦးခရုရှော့နှင့်တီတိုကွဲပြားကြသောအရေးတွင်လောက်ရန်မှာမရမနေမဖြစ်မချင်းစစ်ဆက်ပေးဖို့သာရှိ၏မိဒီဘက်မှမှန်၍မိဒီဘက်ကမှားသည်ဟုဆုတ်ဖြတ်ပေးပါရန်တရုတ်ဆိုရအားလည်းခုန်တင်သေးသည်မဟုတ်ချေဤပြဿနာမှာဆိုရှယ်လစ်တိုင်းပြည်အချင်းချင်းငင်းခုန်မှုထက်အနောက်အုပ်စုကတိုင်းပြည်များကပြည့်ရလောင်ပြောင်ခြင်းအထင်သေးခြင်းမဖြစ်ရလေအောင်ဖာတီးပေးခြင်းစစ်ဆက်ပေးခြင်းသာပြေလေအောင်ကြိုးစားထိုက်သည်ထင်၏ယခုမူတီတို၏ဝါဒလမ်းစဉ်မှားယွင်းကြောင်းနှင့်ပြင်းပြင်းထန်ထန်ပုတ်ခတ်ဆွဆွဲသောစာပေများသည်မော်စီဒို၏တရုတ်ပြည်မှထွက်ပေါ်လာခဲ့လေသည်အနောက်အုပ်စုမှလက်ကန်တို့သည်ခရုရှော့နှင့်တီတိုနှစ်ဦးအနက်မိသူကမှန်သည့်ဆိုခြင်းကိုစိတ်ဝင်စားကြမည်မထင်ခရုရှော့နှင့်တီတို၏
2ယောက်အတွဲ3ယောက်အတွဲဖြစ်သွားပြီဆိုရင်ဝမ်းမြောက်ဝမ်းသာဖြစ်ကြဖို့သာဖြစ်မိပေသည်ဝါဒအကြောင်းကိုယူမဆိုင်သောလူများကမူမော်စီတုံးသည်မျက်နှာကြီးသောဘက်မှလိုက်၍ပြည်နယ်ကလေးကိုနှိမ်တည်ဟူ၍ပင်စုံကောင်းဆိုကြပေလိမ့်မည်ဒီတို့ပင်ဖြစ်စေစိတ်ဆက်၍မရမချင်းကြိုးစားရမည်စာခွန်အားသေးသောသူကိုဝါဒအရနှိမ်လိုက်ခြင်းသည်လိမ်မာသောအပြုမှုတစ်ခုခု၍ဆိုရန်ခဲရင်လာသည်တိုင်းပြည်လူထုကကမ္ဘာလူများစုချောင်ကြီးတတရဲ့အတွက်ပေါ်ထွန်းလာသောဆိုရှယ်လစ်စနစ်ဟူ၍ယုံကြည်လျက်ရှိသည့်ကျွန်ုပ်ဖို့မှာဤအချင်းရာကိုဝမ်းမြောက်ဝမ်းသာဖော်ပြခြင်းမဟုတ်ဘဲဝမ်းနည်းစွာနှင့်ထောက်ပြလိုက်ရခြင်းဖြစ်ပေသည်တို့ရတွင်ဤအဖြစ်မှာကမဆွာရာ၏အပြစ်ဟူ၍မဆိုလို့မဆွာရီထိတ်သီးကြီးများ၏အပြစ်အနေဖြင့်သာထောက်ပြခြင်းဖြစ်လေသည်ဗုဒ္ဓဝါဒကိုကြောက်ခိုင်းသူများအောင်မြင်သောမဆွာရီအကြောင်းကိုဝေဖန်ပြီးနောက်တာ၍အရေးကြီးသည့်မောင်မြင်သောမြန်မာပြည်မဆွာရီများကိုဝေဖန်လိုသေးသည်မြန်မာကွန်မြူနတီများသည်ကမတ်၏စီးပွားစနစ်နှင့်ဗုဒ္ဓဝါဒတွဲ၍မဖြစ်ဟူ၍၎င်းကိုယ်တိုင်ကယုံကြည်လျက်ရှိသည်မှာဝမ်းနည်းဖွယ်အကောင်းဆုံးဖြစ်၏၎င်းတို့ကိုယ်တိုင်ကထိုကဲ့သို့ယုံကြည်၍ကိုယ့်ရုပ်ကာယပြောကြသည့်အခါကွန်မြူနတီမုံတီရေးသမားများဖြစ်သောအရေးရှင်ကြီးများကကွန်မြူနတီဝါဒသည်ဘာသာဖြတ်သောဝါဒကြီးဖြစ်သည်ဟုဖြစ်၍ဝါဒဖြန့်ကြသည်မှာအံ့ဩဖွယ်မရှိချေဖန်ဆင်းသောဘုရားသခင်ရှိသည်ဟုယုံကြည်သောအချို့ဘာသာကြီးများနှင့်တွဲဖက်ရမရဘဲရှိခြင်းရှိမည်ဗုဒ္ဓဝါဒနှင့်မူကတ်စမာ၏စီးပွားရေးလမ်းစဉ်နှင့်တွဲဖက်၍ဖြစ်နိုင်သည်ဟုကျွန်ုပ်ယုံကြည်သည်မြန်မာကွန်မြူနတီများကတွဲဖက်၍မဖြစ်နိုင်သလောက်ယုံကြည်ကြခြင်းမှာဗုဒ္ဓဝါဒကိုအလင်းမလေ့လာဘဲလုံးဝကြောက်ခိုင်းထားကြ၍ကတ်စမဝါဒများကိုလည်းတည်တည်ချာချာမလေ့လာဘဲအတိတ်ပဲကောက်လွဲသောကြောင့်မျှသာဖြစ်လေသည်ဘာသာသည်ဘိန်းဖြစ်သည်ဆိုတော့လဲရှင်ဟုတ်အံ့ကာမတ်စ်ကဘာသာ religion သည်ဘိန်းဖြစ်သည်ဟုရေးခဲ့ခြင်းကမှန်သည်တို့ရာတွင် religion ဟူသောစကား၏အနက်တိတ်ပံမှာဖန်ဆင်းသောပုဂ္ဂိုလ်ရှိ၍မိမိတို့၏အကောင်းအဆိုးများကိုထိုပုဂ္ဂိုလ်ကြီးကစီမံဖန်တီးလျက်ရှိသောကြောင့်၎င်းပုဂ္ဂိုလ်ကြီးကိုသာအစအရာရာတွင်အားကိုးရမည်ဟုသောအယူဝါဒဟုဆိုလိုသည်စစ်အားဖြင့်ဗုဒ္ဓဘာသာသည်ဖန်ဆင်းသူရှိသည်ဟု၍လည်းမယုံကြည်မိမိတို့၏အကောင်းဆုံးအတွက်ဘယ်သူကိုမှအာမကိုပဲကိုယ့်ဟာကိုယ်လုပ်ယူရမည်ဆိုသောဘာသာဖြစ်သောကြောင့်ကာမတ်ဆိုလိုသော religion မဟုတ်ပဲအဘိဓမ္မာ philosophy တစ်ခုမျှသာဖြစ်လေသည်ဗုဒ္ဓဘာသာနှင့်ကာမတ်ထပ်၍ရှင်ယုံအံ့ကျွန်ုပ်သည်ကွန်မြူနတီများ၏အဘိဓမ္မာဆရာကြီးများဖြစ်သည့်ကာမတ်နှင့်အင်ဂျယ်တို့၏ကျမ်းများကိုတော်တော်လေ့လာခဲ့မှုပါသည်ကာမတ်၏ကျမ်းများ၌ဗုဒ္ဓဝါဒအကြောင်းဖြစ်စေရုပ်စောအဆုံးအမည်နာမကိုဖြစ်စေထည့်သွင်းဖော်ပြထားခြင်းဆို၍တဏှာများတွင်မတွေ့ရချေထောက်ပြနိုင်သူများရှိလျင်လည်းကျေးဇူးတင်ပါမည်အင်ဂျယ်၏ကျမ်းများတွင်မူကားဗုဒ္ဓဘာသာဗုဒ္ဓဆင်ဟူ၍အမည်အားဖြင့်ဖော်ပြထားခြင်းကိုတဏှာတွင်တွေ့ရှိမှုပါသည်သို့သောမှန်သည်ဟူ၍၎င်းမှားသည်ဟူ၍၎င်းဆိုလိုသောအထိပ္ပယ်မျိုးမရှိပါပေကာမတ်သည်စဉ်းစားဉာဏ်ကောင်းလှသောအဘိဓမ္မာဆရာကြီးတစ်ယောက်ဖြစ်၍ဘောဓဗုဒ္ဓမ၏အဘိဓမ္မာအကြောင်းကိုမြေကဲ့သို့ဝေဖန်ခြင်းမည်နည်းဟူသောတိလိုသောနှင့်သူ၏ကျမ်းများကိုတတိနှင့်ဖတ်ရှုခဲ့ပူပါသည်အခြားသောဂျာမန်အဘိဓမ္မာဆရာကြီးများသည်ဗုဒ္ဓ၏အဘိဓမ္မာကိုလေ့လာတတ်ကြသည်ဖြစ်ပါလျက်ကာမတ်သည်လေ့လာမှုကြောင့်ကိုတစုံတစမျှရေးသားဖော်ပြခြင်းမပြုခဲ့သည်မှာအံ့ဩမိပါသေးသည်အထင်မှားချက်တစ်ခုမြန်မာကွန်မြူနတီများသည်၎င်းတို့၏ဆရာကြီးကာမတ်က religion သည်ပြည်သူလူထုကိုဗိမ့်တိုက်ခြင်းဖြစ်သည်ဟုရေးခဲ့ပူးခြင်းကြောင့်ဗုဒ္ဓဘာသာကိုဖြည့်ဆည်းပစ်ပါမှငါတို့၏ဝါဒထွန်းကားနိုင်မည်ဟုယူဆကြသည့်လက္ခဏာရှိ၏၎င်းတို့၏အထင်မှာလည်းဗုဒ္ဓဘာသာသည်ကံကိုယုံကြည်သောဘာသာဖြစ်၍ကံကိုသာအားကိုးပြီးဘာမှမကြိုးစားဘဲအရေးရှင်ကြီးတွေသိဆုပ်သမျှခံနေကြရမည်ဆိုကာဗုဒ္ဓဘာသာကိုတော်လှန်ဖျက်ဆီးပစ်လိုက်ကြဟန်ရှိ၏စစ်မှာဗုဒ္ဓသည်ကံတစ်ခုတည်းကိုသာအကြောင်းပြကာတုံးတိတိဟောတော်မူခြင်းဖြစ်လေသည်ကံဟူသည်မှာအတိတ်ဘဝကပြုလုပ်ခဲ့ခြင်းပစ္စုပန်ဘဝ၌ပြုလုပ်ခြင်းဟူ၍နှမျိုးနှစားရှိပေရာအတိတ်ကံကိုကြီးအာကိုခြင်းသည်ကမဝါရီအယူဆဖြစ်၍ဗုဒ္ဓရှုံချတော်မူခဲ့လေသည်လက်ရှိဘဝ၌ကြီးပွားအောင်ဉာဏ်ထုတ်ပြီးကြိုးစား၍ဆာရွက်လောက်ကင်ခြင်းဖြစ်လဲဖြစ်နိုင်သည်ဟုဗုဒ္ဓကဟောတော်မူသည်မြန်မာကွန်မြူနတီများသည်ပြည်သူလူထုကဘာမှမလုပ်ချင်ပဲကံကိုသာယုံကြည်ပြီးလက်ချက်သမားများနှင့်အရင်းရှင်များပြုလုပ်သည်များငုံခံကြလိမ့်မည်ဟုဆိုရသည့်အတွက်ကြောင့်ဗုဒ္ဓဘာသာကိုဖြူပြပစ်ပါမှငါတို့လမ်းစဉ်အောင်ဖို့ရရှိသည်ဟုယူဆကြဟန်တူ၏ဤဒီကဗုဒ္ဓဝါဒကိုကြာကြာနာနာလေးလာစည်းဖို့ခဲ့ခြင်းမရှိသည့်အတွက်၎င်းတို့၏ချိုးရင်းချက်ကြီးပေသည်ခြေထိုးခွင့်ရကြခြင်းအခြားတစ်ခုလည်းရှိသေး၏ဂေါတမဗုဒ္ဓသည်လူလောကကိုလက်ငင်းချမ်းသာအောင်လမ်းမညွှန်ခဲ့ပဲနောင်တမလွန်အတွက်ဟောခြင်းဖြင့်အချိန်ဖြုံးလျံဆွဆွဲတတ်ကြ၏စစ်မှာဂေါတမဗုဒ္ဓ၏တရားသည်တေဂာနိမနိဗ္ဗာန်ရောက်ပြီးချမ်းသာစေနိုင်မည်မဟုတ်မသိမီတွင်း၌လည်းချမ်းသာခြင်းရစေနိုင်သောတတ္တိရှိ၏တို့ရာတွင်ကွန်မြူနတီများသာမကပုရိသင်လူသားအလုံးနားလည်ဖို့ခက်သည်မှာကဗုဒ္ဓ၏ရည်ရွယ်သောဒုက္ခချမ်းသာသည်စိန်ခံရမှပြောရခြင်းမျိုးမဟုတ်စားနေဝတ်အတွက်ဖူလုံလျင်ဒူးနှံပြီးနေနိုင်သောငြိမ်းချမ်းမှုမျိုးဖြစ်သည်စားနေဝတ်ဖူလုံရေးအတွက်
ဗုဒ္ဓကလမ်းညွှန်သည်မဟုတ်ကာမတ်ကလမ်းပြခဲ့သည်မှန်၏သို့သောစားနေဖို့ဖူလုံသောတနေ့၌စိတ်ငြိမ်းချမ်းခြင်းရမှုတွင်ဗုဒ္ဓ၏လမ်းစဉ်မှတပါဤသည့်ဘာသာ၌ဖြစ်စေကွန်မြူနစ်နိုင်ငံ၌ဖြစ်စေမရှိနိုင်ခြင်းကိုကွန်မြူနစ်များနားမလည်ကြချေဤသို့ပင်ဖြစ်စေဗုဒ္ဓဝါဒသည်လောက၌ပြည်သူများအတွက်စားနေဝတ်ဖူလုံအောင်ဖန်တီးရေးအတွက်အနှောက်အယှက်မပေးဟု၍မြန်မာကွန်မြူနစ်များနားမလည်ကြသည်မှာအဆိုးရွားဆုံးပေသည်ထို့ကြောင့်လည်းကွန်မြူနစ်များသည်ဘာသာရေးတွင်ထော်လကန်လန့်ပြုလုပ်ကြ၍၎င်းတို့၏လမ်းစဉ်မအောင်မြင်နိုင်အောင်ရင်းရှင်အစိုးရများရှေ့ထိုးနိုင်ခြင်းဖြစ်လေသည်အမှန်တရားဟောဖို့မလိုကွန်မြူနစ်ဝါဒသည်မုန်းတီးဝါဒဖြစ်သည်ဟုရင်းရှင်ကြီးများကဆွဆွဲလျက်ရှိကြရာစင်စစ်မှာဝါဒ၏အပြစ်မဟုတ်ဝါဒီများ၏အပြစ်သာဖြစ်သည်ဟုကျွန်ုပ်ဆိုခြင်း၏တိုင်းပြည်တွင်လုံသမားလက်သမားချောင်ကြည့်အောင်ဆောင်ရွက်ပေးသောလမ်းစဉ်သည်မုံမြတ်သောဝါဒလမ်းစဉ်ကြီးတစ်ခုဧကနာဖြစ်၏တို့ရာတွင်ထိုကဲ့သို့ဆောင်ရွက်ရာ၌အရင်းရှင်ကြီးများကသွေးစွပ်ကောင်ကြီးများဟုဆိုကာမုံတီးအောင်တိုက်တွန်းကြခြင်းသည်ဝါဒီများ၏အပြစ်ဖြစ်၏ကျွန်ုပ်တို့ဖြစ်စေခြင်းသောကွန်မြူနစ်များမှာရင်းရှိကြီးများအားမုံတီးအောင်ဟောပြောမနေဘဲလုံသမားနှင့်နင်းပြများအားမိမိတို့၏ဆင်းရဲဒုက္ခမှလွတ်မြောက်အောင်တပေါင်းတစ်စီးတည်းဆောင်ရွက်ကြရန်စီလုံးပေးဖို့သာလိုအပ်၏စင်စစ်မှာအရင်းရှင်များကငွေအားဖြင့်အမျက်ထုတ်ကြခြင်းမှာအစင်လာဓမ္မတာဖြစ်၍၎င်းတို့အားရမုံတပ်ပါမှစီယုံရေးဖြစ်နိုင်မည်မဟုတ်လုံသမားလက်သမားများအားဆင်းရဲတွင်မှလွတ်မြောက်မည့်နည်းလမ်းကိုသဘောပေါက်နားလည်အောင်ညွှန်ပြတတ်လျင်စီယုံရေးဖြစ်နိုင်သည်ဟုမယုံကြည်ကြခြင်းသည်ကွန်မြူနစ်ဝါဒီများ၏အမှားသာဖြစ်၏ဝါဒ၏အမှားမဟုတ်ချေခေါင်းတအေးအေးနှင့်လှုပ်ထပ်ခြင်းဝါဒတစ်ခုကိုဝေဖန်သည့်အခါဝါဒီအများစုကိုအကဲခတ်ခြင်းသည်လီလန့်ကြသည်မထင်ပေဗုဒ္ဓဝါဒအရာမှာလောဘဒေါသတို့ကိုပြတ်အောင်ကြိုးစားရန်ဖြစ်၏တို့ရတွင်ဗုဒ္ဓဝါဒများသည်အခြားဝါဒီများနှင့်ဤသူလောဘဒေါသပွားများလျက်ရှိကြ၍တိုင်းပြည်တွင်အကြီးအကျယ်ဒုက္ခရောက်လျက်ရှိကြ၏တို့နှင့်ဗုဒ္ဓဝါဒ၏အပြည့်ဟူ၍ဆိုခြင်းကမထိုက်ချေခရစ်ယာန်ဘာသာအရာမှာလက်ရဘက်ပါးကိုရိုက်လျင်လက်ဝဲဘက်ပါးကိုလှည့်၍ပေးရသည်ဟုဆို၏တို့ရာတွင်ခရစ်တော်ကိုကိုးကွယ်သောအနောက်အုပ်စုသည်မိမိတို့ဘားကိုမရိုက်သိမ်းမီတစ်ဖက်သား၏ဘားကိုရိုက်နိုင်ဖို့နည်းလမ်းရှာကြံလျက်ရှိကြ၏တို့နှင့်ခရစ်တော်ဝါဒကိုအပြည့်ပြောဆိုခြင်းကထိုက်သည်မသိပေကာမတ်၏ဝါဒမှာအလုသမားလယ်သမားလူများစု၏ချောင်းနယ်သက်သာရေးအတွက်ဖြစ်၏တို့ရာတွင်မဆဝါဒီများကြောင့်အလုသမားလယ်သမားမကြုံဘူးအောင်ဆင်းရဲဒုက္ခရောက်လျက်ရှိ၏တို့နှင့်ကာစမတ်၏ဝါဒကိုအပြစ်ဆိုခြင်းကမထိုက်ပေဖြစ်တဲ့ဒီမှာကတရားသူကြီးများသည်ရာဇဝတ်ကောင်ကိုမုန်းတီးကြဖို့တရားဟောရန်မလိုပဲဝတရားအတိုင်းတုတ်တင်ဖယ်ရှားရန်သာအလုပ်ရှိသည့်ဤသူမတ်များသည်လည်းနေများများ၏ဒေါသကိုမီးမွေးပေးဖို့မလိုပဲခလုတ်ကန်သိမ်းများကိုခေါင်းအေးအေးနှင့်ဖယ်ရှားရန်သာတာဝန်ရှိလေသည်စေတနာကောင်းထားဖို့လိုခြင်းမတ်များသည်၎င်းတို့ညှော်မှန်းသောဗန်းထိုင်သို့ရောက်အောင်သွားလိုကြလျင်မုန်းတီးရေးကိုအာမကိုပဲနေပြများအပေါ်၌ထားရှိအပ်သည့်မေတ္တာဂိယူနာစိတ်ကိုဝေမြူသိကြသည်နေပြများအပေါ်၌ဂိယူနာတပဲသားထားပြီးအရင်းရှင်များအပေါ်၌ဒေါသတစ်ချက်သာထားတတ်ကြခြင်းကြောင့်မအောင်မြင်ပဲရှိတတ်၏နေပြများအပေါ်၌အဟုတ်တကယ်စစ်မှန်သောမေတ္တာစေတနာထားတတ်ကြသည်ဆိုပါလျင်နံပါတ်1ခေါင်းဆောင်ဖြစ်အောင်လူရနေဖို့မလိုတတ်နိုင်သူဆောင်ရွက်ခြင်းကိုကူညီပေးဖို့သာရှိ၏ယခုသောနေပြများအတွက်ပါဇက်ကပြောကြတော့လဲမိမိတို့ကိုယ်တိုင်နံပါတ်1ဖြစ်ခြင်းသောလောဘဇောတိုက်တွန်းမှုကြောင့်ကြော်မကောင်းကြောင်မကောင်းသည့်လူရတွန်းထိုးမှုများဖြစ်ကြ၍၎င်းတို့၏လမ်းစဉ်မအောင်မြင်ပဲကြာရှုံးရခြင်းများလည်းကဘာနှင့်အဝန်းကြားရလျက်ရှိလေသည်နိုင်ငံရေးနှင့်နိုင်ငံရေးသမားကျွန်ုပ်၏စာပေများကိုအမြဲဖတ်သည်ဟုဝန်ခံ၍စဉ်းစားဉာဏ်တော်တော်ရှိပုံရသောရပ်ဝေးနေလူငယ်ခက်ရွယ်ရွယ်တယောက်သည်ကျွန်ုပ်၏နေအိမ်သို့ရောက်လာရတွင်ကချင်လွယ်အိတ်ကလေးတစ်လုံးလက်ဆောင်ပါလာသည်ဆရာကြီးရဲ့စာတွေဖတ်ပြီးကဘာစစ်အကြောင်းကြီးစဉ်းစားနေမိလို့ဆရာကြီးကိုမေးချင်တာတွေထဖွားဖွားပေါ်လာလိုက်တဲ့ဖြစ်ချင်းမပြောပါနဲ့တော့ခင်ဗျာကိစ္စတစ်ခုနဲ့မန္တလေးရောက်တဲ့အခါကိစ္စကိုအသာထားပြီးချက်ချင်းပြေးလာခဲ့တာပဲဘာတွေများမေးချင်လို့လဲမေးချင်တာတွေကတော့တပုံကြီးပဲဆရာကြီးနိုင်ငံရေးအကြောင်းနိုင်ငံရေးအလုပ်အကြောင်းနိုင်ငံရေးသမားများအကြောင်းကဘာစစ်ဖြစ်မဖြစ်အကြောင်းစစ်မဖြစ်ဖို့တားဆီးနိုင်တဲ့နေရှိမရှိအကြောင်းစုံလို့ပါဆရာကြီးရဲ့ကျွန်တော်မေးချင်တာတွေမေးပြီးဖွင့်ရစေတော့မှပြန်တော့မှပဲဖွင့်ဘယ်နေရက်ယူလာခဲ့သလဲ15ရက်ယူလာခဲ့တယ်ဆရာကြီးမေးချင်တဲ့လူကမေးချင်တာတော့ဟုတ်ပါရဲ့ဖြေတဲ့လူကဖြေနိုင်အောင်ပါကိုလူရဲ့မဖြေနိုင်စရာမရှိပါဘူးခင်ဗျာကျွန်တော်ကဆရာကြီးရဲ့အယူဆနဲ့အတွေးခေါ်တွေကိုမေးမှာပါခင်ဗျာမှန်ချင်မှန်မှားချင်မှားအယူဆကိုတော့မေးသူရှိရင်ဖွင့်ပြောရမှာပေါ့လေဒါလိုချင်တာပါပဲဆရာကြီးသို့တော့ဆရာကြီးကတော့စဉ်းစားဆင်ခြင်တတ်တဲ့အလေးထားရှိသူတယောက်ဖြစ်လို့မို့မှားနိုင်မယ်မဟုတ်ဘူးလို့ကျွန်တော်ယုံကြည်ပါတယ်ဒီလိုတော့မဟုတ်ဘူးလေအကြောင်းတရားအကျိုးတရားတို့ကိုမစီစစ်ပဲအကျန်းဖြစ်တတ်တဲ့လူများထက်တော့အမှန်များကောင်းပါရဲ့သို့တော့တစ်ထစ်ချမှန်တယ်လို့မမှတ်ပါလိမ့်နဲ့ဘောဓမရဲ့တရားတော်အထောက်ထားဖြစ်စေတဘာဝဓမ္မအထောက်ထားဖြစ်စေတင်ပြပြီးဖြေနိုင်တဲ့ပြဿနာမျိုးမှာတော့မှန်တယ်လို့ကိုယ့်အကိုထစ်ထစ်ချယုံကြည်နိုင်ပါတယ်ကိုပိုင်ညာနဲ့စဉ်းစားရတဲ့အတွေးခေါ်မျိုးကြတော့ချော်ခြင်းလဲချော်နိုင်သေးတာပေါ့မောင်ရဲ့
ဆရာကြီးကတော့တဘာဝတမမို့လို့မှားနိုင်မှမထင်မိပေဘူးခင်ဗျာဒါတော့ဟုတ်ပါတယ်လူတွေကဖះဟောလို့ယုံကြည်နေကြတဲ့ကိစ္စတချို့မှာတဘာဝနဲ့ညီနိုင်တိုက်ဆိုင်ကြည့်လို့မကိုက်ညီတာကိုတွေ့ရရင်ဗုဒ္ဓဒီလိုမဟုတ်ဘူးလို့တယောက်တည်းယူဆဝင်တဲ့လူပဲဘာကြောင့်ဒီလိုဖြစ်ရတဲ့ဆရာကြီးသာသနာတော်နဲ့2500ကျော်အတွင်းမှာတချို့ပညာရှိဆိုတဲ့ပုံကိုယ်တွေကဟိုအဖြစ်ဒီဟာဆွတ်နဲ့လောက်ခဲ့ကြတယ်ဒါကြောင့်အရှင်အာရိစဝန္ဒလူမီဦးအောင်မြတ်ထုတ်ကဒီချက်ဟာတရားစကားမဟုတ်ဘူးကလာစကားတိဟိုင်ဘာသာစကားဖြစ်တယ်လို့ထောက်ပြခဲ့ဘူးတယ်ဆရာကတော့သူ့ဘက်ကသဘောကျတာများတယ်ဘလို့ဟာမျိုးလဲဆရာကြီးတော့ကြပါအောင်ဆိုလေမအောင်မေးချင်တယ်ဆိုတော့ပြဿနာကလေးတွေကိုလက်ဦးမေးပါအောင်တော့ကောင်းပါပြီဆရာကြီးဆောင်းမတစ်ခုထဲမှာနိုင်ငံရေးအလုပ်ဟာကြီးပွားရေးသမားအလုပ်လို့ရေးထားတာကိုဖတ်လိုက်ရပါတယ်တသက်တာမှတ်တမ်းစရုပ်ဓာတ်တွဲထဲမှာညီနဲ့ဆွေးနွေးတုန်းကလည်းကိုချိုးမပါပဲခဲရင်ပင်ပန်းတဲ့အလုပ်တစ်ခုကိုဘယ်သူမှမလုပ်ဘူးလို့ဆရာကြီးပြောခဲ့ပူပါတယ်နိုင်ငံရေးသမားထဲမှာကိုချိုးမပါပဲအလုပ်လုပ်တဲ့လူဘယ်မှမရှိဘူးလားခင်ဗျာပထမအချက်ကနိုင်ငံရေးသမားသည်တိုင်းပြည်အတွက်အလုပ်လုပ်ရပါသည်ဆိုတော့လေမိမိအလုပ်အောင်မြင်တဲ့အခါမှာတိုင်းပြည်ရဲ့အကျိုးနဲ့မိမိပါကြီးပွားရလိမ့်မည်ဆိုတဲ့ရည်ရွယ်ချက်သို့မဟုတ်မျှော်လင့်ချက်ကတော့ပါရမှာကြီးပဲနိုင်ငံရေးသမားထဲမှာဒီလောက်လူဟာအတော်ဆုံးထားကြရတာပါပဲဟိုပါတီဝင်လင်ဒုက္ခရောက်ပြီးဒီပါတီဝင်လင်ချက်ချင်းလက်ငင်းစားပေါက်စားလန်းပွင့်နေဆိုတဲ့အမြင်ကလေးနဲ့လုံနေကြတဲ့နိုင်ငံရေးသမားအညံ့စားတွေကများနေပါတယ်ကိုကျုံမမျှော်လင့်တဲ့လူတယောက်မှမရှိတော့ဘူးလားဆရာကြီးလူယူတဲ့ကရှိချင်ရှိမယ်ဆိုလာကြည်လားဆရာကြီးစိတ်ကောင်းရှိတဲ့လူတယောက်ကိုလူယူလို့ခေါ်လို့ရမလားခင်ဗျာဆရာကအထောက်ထားနဲ့ပြောခြင်းပါအတ္တတမန်ပေမန်နတ်တိတဲ့တရဝမှန်လင်းကိုအချစ်ဆုံးတဲ့ကိုထက်ချစ်တဲ့လူမရှိနိုင်ဘူးတဲ့ဟောတော်မူတယ်မိမိကိုယ်ထက်တိုင်းပြည်ကိုချစ်ပါတယ်ဆိုတဲ့လူဟာဘယ်မှမရှိဘူးတဲ့မိမိကိုအနစ်နာခံပြီးဆောင်ရွက်တဲ့လူတွေမရှိဘူးလားခင်ဗျာအနစ်နာခံတဲ့ဆိုခြင်းကလက်ငင်းအဖို့အနစ်နာခံပြီးနောင်ကျိုးအတွက်မျှော်လင့်ချက်နဲ့ဆောင်ရွက်ခြင်းဖြစ်ရမယ်တစ်ပစ်ဆိုင်တဲ့လူငွေပင်ငွေရင်းစိုက်တဲ့လူလို့ပေါ့အကောင်းဆုံးနိုင်ငံရေးသမားဟာဒါပဲလားဆရာကြီးသူ့ထက်ညံ့တဲ့လူတွေရှိတယ်ဒီထက်ပိုပြီးမကောင်းနိုင်ပါဘူးကိုကျိုးမမျှော်ပဲအနစ်နာခံတဲ့လူဘယ်မှမရှိဘူးလားခင်ဗျာတရားသဖြင့်ပစ္စည်းဥစ္စာဘေးကန်းဆိုကြခြင်းလောက်တော့ဖြစ်နိုင်ပါတယ်လူတစ်ပါးအတွက်ကိုယ်တိုင်နစ်နာခံပြီးညှော်လင့်ချက်မရှိပဲလုပ်တဲ့လူမရှိနိုင်ပါဘူးဆရာကြီးစကားလုံကုန်လိမ့်မယ်ထင်ပါတယ်မလွန်ပါဘူးခုနကပြောခဲ့တဲ့ဖះစကားအထောက်ထားနဲ့ပြောခြင်းဖြစ်ပါတယ်ချွင်းချက်မရှိဘူးလားဆရာကြီးရဲ့မရှိနိုင်ပါဘူးအယူပဲရှိနိုင်တယ်ကျွန်တော်တို့ဂေါတမဗုဒ္ဓအလောင်းတော်ဟာသူ့မိသားရှင်ရသိဘဝတုန်းကနိဗ္ဗာန်ကိုရနိုင်ပါတဲ့နဲ့တရဝါတွေကိုကယ်တင်လိုတဲ့အတွက်အစင်းရဲခံပြီးလေးအသင်ချင်းနဲ့ကဘာသိန်းပါရမီဖြည့်ခဲ့ရတယ်ဆိုမဟုတ်ဘူးလားခင်ဗျာဒီအလုပ်ဟာတရဝါတွေအတွက်ကိုကျိုးကိုအနစ်နာခံခြင်းမဟုတ်ပါဘူးလားခင်ဗျာဒီဟာယူခြင်းလားဆရာကြီးရဲ့အလောင်းတော်သူ့မိသားရှင်ရသိဟာယူခြင်းတော့မဖြစ်နိုင်ဘူးတရဝါဒီမိမိကိုအချစ်ဆုံးဆိုတဲ့ဘုရားစကားတော်ဟာလည်းမမနိုင်ဘူးဒီတော့ဒီကိစ္စမှာဆရာကတော့ဒီလိုယူဆတယ်မိတ်ရှိပါဆရာကြီးရဲ့သူ့မိသားရှင်ရသိမယူခြင်းကတော့ထင်ရှားပါတယ်ယူတဲ့ပုဂ္ဂိုလ်တူဟာဘုရားစုပန်တယ်လို့မဖြစ်နိုင်ပါဘူးသို့တော့ဒီလိုရှိတယ်သူ့မိသားရှင်ရသိဟာနိဗ္ဗာန်ကိုရနိုင်ပါလေနဲ့သာသနာဝဆင်းရဲကြီးထဲမှာလေးတင်ချင်းနဲ့ကဘာတသိန်းပါရမီဖြည့်တယ်ဆိုခြင်းအဖြစ်သူ့မိသားရှင်ရသိသည်မိမိကိုယ်ထက်သို့မဟုတ်မိမိရဲ့အကျိုးထက်တရဝါတွေရဲ့အကျိုးကိုကြည့်တော်မူတယ်လို့ယူဆတယ်ထို့ကြောင့်သူ့မိသားရှင်ရသိသည်မိမိကိုယ်ထက်တရဝါတွေကိုပို့ပြီးတနာတယ်ချစ်တယ်လို့ယူဆကြတယ်ဒီအတိုင်းဆိုရင်ကိုအချစ်ဆုံးဆိုတဲ့ဗုဒ္ဓရဲ့စကားဟာမှားရရောက်မနေဘူးလားဒါဖြစ်ဘလို့အတိတ်ပဲကောက်ရမလဲဆရာကြီးသူ့မိသားရှင်ရသိသည်ဒီပင်ကရာမြတ်စွာဘုရားထံတော်၌တမာသမုဒ္ဒအစုကိုပန်ထားသောအခါသူ၏ရည်ရွယ်ချက်ကတပ္ပညုဒဉာဏ်တော်ကိုသူ့အဖို့လိုခြင်းသည်ပထမတရဝါများကိုဝေစင်းရမှကဲခြင်းသည်ဒုတိယလို့ယူဆပါမှသဘာဝကျလိမ့်မည်ဒီလိုဆိုရင်ဂေါတမဗုဒ္ဓကိုကျွန်တော်တို့တရဝါဝင်နေစရာတွေကကျေးဇူးတင်ခြင်းမှုရှောင်မသွားပြီဘူးလားဆရာကြီးဗုဒ္ဓဘာသာကျမ်းပြဆရာတွေကဗုဒ္ဓအကြောင်းကိုချီးမြှောက်ရေးသားတဲ့အခါလွန်တယ်လို့မရှိနိုင်ဘူးသို့မှကြီးညိုပွဲရာဖြစ်လာနိုင်တယ်ဆိုတာတဘာဝကိုကြော်လွန်ပြီးမရေးတင်ဘူးလို့ယူဆတယ်ဒါကြောင့်အနောက်တိုင်းသားတွေကရောယခုခေတ်စဉ်းစားကျင်တတ်တဲ့လူငယ်တွေကရောအရှုပ်ကိစ္စတွေမှာဗုဒ္ဓအကြောင်းရေးထားခြင်းဟာများလုံးတဲ့ဆိုပြီးဗုဒ္ဓအပေါ်မှာတော့မယုံသင်္ကာဖြစ်ချင်ကြတယ်။နောက်ပင်ချီကျူးတာများလုံးတော့စိတ်ကူးရင်ပြီးရေးထားကြတာပါဆိုပြီးတကယ်ကြီးညိုပွဲဂုံတော်စစ်မှန်တွေတော့မြုံတဲ့အထက်ရောပါသွားတတ်တယ်။တရဝါဝင်နေစရာကိုကဲတင်နိုင်တဲ့ဇန္နတော်ကပထမဖြစ်နိုင်ဘူးလားဆရာကြီးရဲ့ဗုဒ္ဓထစရိယံညာတထစရိယံလို့ဆိုတယ်မဟုတ်ဘူးလားမိမိကိုဘုရားဖြစ်ဖို့ကပထမရည်ရွယ်ချက်ဖြစ်ရမှာပေါ့တရဝါကိုကဲတင်ခြင်းနဲ့ဇန္နတော်ကနံပါတ်1မဖြစ်နိုင်ဘူးလားခင်ဗျာတခုစဉ်းစားကြည့်ပါသူ့မိသားရှင်ရဲ့သိသည်ဒီပင်ကရာမြတ်စွာဘုရားထံတော်ဘာ၌ညီအပ်ပြတဲ့ခံယူတော်မူစဉ်အခါကပုထုဇဉ်အဖြစ်ရှိသေးတယ်မဟုတ်လားပုထုဇဉ်တယောက်နဲ့ဝဆင်းရဲတွေဘာတွေအကြောင်း
ကောင်းကောင်းကြီးနားလည်တယ်ဆိုတာသဘာဝမကျဘူးမဖြစ်နိုင်ဘူးပုထုဇဉ်ဆိုပေမဲ့ယသိသူတော်ကောင်းတယောက်မဟုတ်ဘူးလားဆရာကြီးရဲ့ဘလို့ပဲသူတော်ကောင်းကောင်းဒုက္ခသစ္စာကိုမြင်နိုင်တာမျိုးမဟုတ်ဘူးသူတစ်ပါးကိုကယ်တင်နိုင်ဖို့ဆိုတာအဝေးကြီးဒါဖြင့်ဘာကြောင့်ဖះစုကိုပန်တာလဲဆရာကြီးရဲ့ဗုဒ္ဓတဆူပွင့်တော်မူတဲ့ဆိုရင်သူ့ဒေတာနယ်ပယ်တစ်လျှောက်မှာဥကောတေယဖြစ်သွားပြီးဘုံတကိုးအာနိသင်အလွန်ကြီးကျယ်သွားတဲ့လက္ခဏာရှိတယ်လူမင်းတွေမကဘူးနတ်မင်းဗြဟ္မာမင်းတွေကတော့ပူးမြော်ကြော့ကြတယ်ဆိုတာပဲဒါတွေကိုမြင်ရတဲ့အခါမှာဖះစုပန်ခြင်းတဲ့စိတ်ဖြစ်လာတဲ့လူတွေတော်တော်များလိမ့်မယ်ထင်တယ်ဒီထဲကတတိကောင်းတဲ့လူအနှဲငယ်ထွက်လာပြီးတပညုဒဉာဏ်အလှုံငါတမသမုဒ္ဒစုကိုပန်ကြားကြခြင်းဖြစ်ရမှာပဲတရားဝါတွေကိုကယ်တင်ဖို့ကောဆရာကြီးဒါကသူကိုယ်တိုင်ဖះဖြစ်ပြီးတဲ့နောက်ကယ်တင်မှာပဲလေဒီပြင်တာရကတင်ပြနိုင်ပါသေးသလားခင်ဗျာဆရာကဖះစုပန်ဆိုတဲ့လူဖြစ်စေရဟန်းဖြစ်စေတွေ့တိုင်းဆွေးနွေးကြည့်ဘူးတဲ့ဘာများသိရလဲဆရာကြီးဆရာကမေးကြည့်တယ်ခင်ဗျာဖះစုကိုပန်တယ်ဆိုတာဘလို့ကြောင့်လဲလို့မေးတော့နိဗ္ဗာန်ကိုတယောက်တည်းမြည်ယူခြင်းလို့ပေါ့တဲ့နိဗ္ဗာန်ချမ်းသာဆိုတာဘလို့လဲခင်ဗျားနားလဲပြီလားလို့မေးတော့မသိဘူးမအိုဘူးမနာဘူးလို့ဆိုတာပဲကိုရောက်တော့မှသိရမှာပေါ့ခင်ဗျာတဲ့ကိုယ်တိုင်သေသေးချာချာမသိရသေးတဲ့နိဗ္ဗာန်တို့ရောက်အောင်တရားဝါတွေကိုကယ်တင်ခြင်းနဲ့ဆိုတာဟုတ်နိုင်ပါမလားဗျာလို့မေးတော့ဘာများထူးသေးလဲဗျာဖះစုမပန်လဲတန်တရားလဲရမှာပဲစုပန်လဲရမှာပဲလဲရမယ့်အတူတူစုပန်လိုက်တော့တာပေါ့ခင်ဗျာတဲ့ဒီတော့ဆရာကပြောတယ်ခင်ဗျာမှန်မှန်ပြောစမ်းပါဂေါတမဗုဒ္ဓအကြောင်းကိုဖတ်ရတော့လူမင်းနတ်မင်းဗြဟ္မာမင်းမှစ၍30ပုံရှိတရားဝါများဤဖူးမြော်ကြော့ခြင်းကိုခံထိုက်တယ်ခံရတယ်ဆိုလို့ဖះဖြစ်ကြတာမဟုတ်လားလို့မေးတော့တချို့ကလည်းဝိလက်ကြောင့်ပဲပြောတယ်တချို့ကလည်းခမကြီးကတိကတ်မေးတယ်လို့ပြောကြတယ်နောက်ပြီးတော့ဆရာကတန်ဖို့တွေ၃မျိုးအနက်ပညာတိကဖះသရာတိကဖះဝိရိယတိကဖះဆိုတဲ့အထက်ကဘယ်ဖះမျိုးစုပန်တယ်လဲလို့မေးကြည့်တော့ပညာတိကဖះကိုစုပန်တယ်လို့ပြောတတ်ကြတယ်ပညာတိကဆိုတာကအကောင်းဆုံးဖះမျိုးပေကိုသူတို့ကိုကြည့်လိုက်တော့အကြောင်းနဲ့အကျိုးတော်ရှင်းရှင်းပြပြမသိဘူးစုပန်လိုက်ကြည့်တော့တကယ်ထိတ်ဆုံးကဉာဏ်ပညာအထက်မြတ်ဆုံးဆိုတဲ့ပညာတိကဖះတဲ့မောင်ရဲ့တချို့လူတွေကပြောလိုက်ချေသေးသူဟာဖះစုပန်တရားဖြစ်လို့မို့တရားအောက်ထုတ်ခြင်းဟာသူနဲ့မဆိုင်ဘူးတဲ့ဒီလိုပုံကိုယ်တွေဟာဖះဖြစ်ပါမလားဆရာကြီးဒါကိုတော့ကိုယ့်ဟာကိုယ်စဉ်းစားကြည့်တော့လေဆရာပြောဆိုလိုခြင်းကဖះစုပန်တယ်ဆိုတဲ့ပုံကိုယ်မျိုးရဲ့ရည်ရွယ်ချက်ကိုပြောဆိုလိုခြင်းဖြစ်ပါတယ်ဘာပဲပြောစုကြီးပန်တယ်ဆိုတဲ့ပုံကိုယ်မျိုးဟာသူတစ်ပါးထက်ကြီးကျယ်ဖြစ်ခြင်းတဲ့ဆန္ဒကအရင်ခံကြကြီးဖြစ်ရမှာပါပဲဗုဒ္ဓဘာသာရိုးကတော့မတ်ဖို့နိဗ္ဗာန်အလို့ငါလို့ပြောကြတယ်သူတို့ကတော့ကိုမရသေးပြီးသူတစ်ပါးကိုကယ်တင်ခြင်းတယ်လို့ပြောကြတယ်ဆရာသဘောကတော့သူတစ်ပါးထက်ကြီးကျယ်ခြင်းလို့စုကြီးပန်ပါတယ်လို့ရိုးပြောလေလက်ခံနိုင်သေးတယ်တရားဝါတွေကိုကယ်တင်ခြင်းလို့ဆိုတာမျိုးတော့လုံးလုံးမယုံတတ်ဘူးမောင်ကြီးဂေါတမဗုဒ္ဓကိုဒီလိုယူဆရင်ကြီးညိုစရာကျေးဇူးတင်စရာရှောင်မသွားပေဘူးလားဆရာကြီးရဲ့နားထောင်ဆရာပုံနှမ်းပြမယ်ခီးတဲ့တစုဟာဒေါနတ်ကြီးထဲမှာမျက်စိလေလမ်းမှာပြီးကြောက်ကဘာထဲရောက်နေကြလို့မတတ်နိုင်ကြပဲရှိရမှာတတိကောင်းတဲ့လူတစ်ယောက်ကကြားချင်းသေးဝဝအဆရှိတဲ့ဒေါတရိတ်ဆန်ရိုင်းမြကြီးဘေးအနေကိုမကြောက်ပဲတယောက်တည်းစွန့်စားပြီးလမ်းချရမှာလမ်းတွေ့လာခဲ့လို့အဖို့ခီးတဲ့တွေကိုပြန်ခေါ်ပြီးကြောက်ကဘာမှတက်လာနိုင်ကြတယ်ဆိုပါတော့တတိကောင်းနဲ့လိုက်ချလို့တွေ့လာခဲ့တဲ့လူကိုခီးတဲ့အားလုံးကကျေးဇူးတင်ထိုက်တယ်မဟုတ်ဘူးလားခမများတို့အတွက်ကျုပ်တယောက်တည်းစွန့်စားပြီးလမ်းလိုက်ချခဲ့ရပါတယ်လို့ပြောဖို့လိုသေးသလားဂေါတမဗုဒ္ဓကဒီလိုမပြောပါဘူးဆရာကြီးမှန်တယ်ဗုဒ္ဓကမပြောပါဘူးစัจ जा ကလူများကရောပို့ပြီးကျေးဇူးတင်အောင်ဆိုပြီးဝင်ပြောဖို့လိုသေးသလားရှင်းပါပြီဆရာကြီးကျွန်တော်သဘောပေါက်ပါပြီဒီတော့ဆရာကြီးဆိုလိုခြင်းကဂေါတမဗုဒ္ဓအလောင်းတော်တီးပေးနေမိမိကိုယ်ကိုအခြေဆုံးဖြစ်သည့်ဓမ္မတာအတိုင်းမိမိကိုယ်ကိုဘုရားဖြစ်အောင်ပါရမီဖြည့်ခြင်းကပထမရည်ရွယ်ချက်တရားဝါတွေကိုကယ်တင်ခြင်းကဒုတိယရည်ရွယ်ချက်လို့ဆိုလိုခြင်းမဟုတ်ပါလားခင်ဗျာကျွန်တော်ကျင်နေပါပြီတချို့လူများပြောတတ်ကြတယ်ကိုချိုးမပါဘူးတဲ့သူတစ်ပါးအကျိုးအများအကျိုးတတ်ဖြစ်တယ်တဲ့ဒီစကားဟာလုံးလုံးကြီးမှားတဲ့စကားဖြစ်တယ်ဒီစကားမျိုးပြောလာရင်မယုံသေးနဲ့တဲ့ကြားလားကောင်းပါပြီဆရာကြီးကိုချိုးနဲ့သူများအကျိုးတွဲပြီးလောက်ဖို့ရရင်တော်လှပြီသူတစ်ပါးကျိုးအတွက်တတ်လောက်တဲ့လူရဲ့လို့ဘယ်မှမရှိဘူးလေကူတာမျိုးတော့လှုပ်ချင်လုံးပဲခဲင်းတဲ့အလုပ်မျိုးတော့ကိုချိုးနဲ့နာခံပြီးဘယ်သူမှမလုပ်ဘူးခုတလောနိုင်ငံရေးအလုပ်ကိုဆရာကြီးကတော်တော်နှိမ့်နေပြီးရေးတတ်တယ်နိုင်ငံရေးဆိုတာမလုပ်ထိုက်ဘူးလားဆရာကြီးအမှန်ကတော့လူရဲလို့ဖြစ်လာရင်နိုင်ငံရေးကိုလူတိုင်းနားလည်အောင်လုပ်ပြီးစိတ်အားထက်သန်တဲ့လူတချို့ကတော့ကိုရီလက်ရောက်ဆောင်ရွက်ကြရမှာပဲဆောင်ရွက်ခြင်းတဲ့လူမရှိရင်တိုင်းပြည်နှိမ့်မြုပ်သွားမယ်ဆိုတာကိုတော့ဝန်ခံဖို့အသင့်ရှိပါတယ်အောင်မြင်အောင်ဆောင်ရွက်နိုင်တဲ့နိုင်ငံရေးခေါင်းဆောင်များကိုပြည်သူလူထုကညှောက်စားထိုက်တယ်ဆိုတာကိုလည်းနားလည်ပါတယ်သို့တော့နိုင်ငံရေးခေါင်းဆောင်တယောက်ကဘလောက်ပဲအောင်မြင်သူဖြစ်စေကိုကျိုးမဖက်အများအတွက်တတ်အနစ်နာခံပြီးဆောင်ရွက်တဲ့အနေမျိုးနဲ့ဖျားတဆူကူတစ်လုံးတစ်ဖွဲတင်ထားတာမျိုးတွေဆရာသဘောမတူနိုင်ဘူးဆရာကြီးကတော့ဟုတ်မှာပေါ့ဖះတော်မှသူဖះဖြစ်ခြင်းတဲ့ရည်ရွယ်ချက်ကို
နံပါတ်1ထားပြီးပါရမီဖြည့်ခြင်းဖြစ်တယ်လို့ယူဆတဲ့ပုဂ္ဂိုလ်ပဲကိုခင်ဗျာဆရာကတဘာဝအထောက်ထားနဲ့မှန်ရာကိုရောက်အောင်စင်ကျင်သုံးသက်ခြင်းတတ်တဲ့လူဖြစ်တယ်မှန်တာကိုထပ်ပြီးမြောက်ပင့်ခြင်းအလုပ်မျိုးကိုဝါသနာမပါဘူးအကျိုးရှိတယ်လို့လည်းမထင်ဘူးအကျိုးရောက်တယ်လို့တော့ထင်သေးတယ်ဗုဒ္ဓကိုမြောက်ခြင်းဟာအကျိုးရောက်တယ်လားဆရာကြီးရဲ့ဗုဒ္ဓကိုမြောက်ခြင်းတော့အကျိုးရောက်တယ်လို့ရုပ်သေးတယ်နိုင်ငံရေးကောင်းဆောင်တွေကိုညှောင်လွှမ်းခြင်းဆိုတာမျိုးကတော့အများကြီးအကျိုးရောက်နိုင်တယ်ရှင်းပါအောင်ဆရာကြီးခင်ဗျာဗုဒ္ဓကိုချီးမြှောက်ပူဇော်ရမှာတဘာဝဥပဒေစည်းကမ်းထက်ကျော်လွန်ပြီးနှောက်ရည်ကြလျင်စဉ်းစားတတ်တဲ့လူတွေကမယုံကြည်နိုင်ပဲဖြစ်သွားပြီးဟုတ်မှန်တဲ့အချက်များတောင်မယုံကြည်နိုင်တဲ့အထိပါသွားတတ်တယ်လို့ပြောခဲ့ပြီးမဟုတ်ဘူးလားဒါဟာအကျိုးရောက်ခြင်းပဲဗုဒ္ဓအတွက်တော့အကျိုးမရောက်နိုင်ပါဘူးယုံကြည်ရမယ့်လူမှာမယုံကြည်ပဲဖြစ်သွားလို့ကုသိုလ်မှုဆုံးရှုံးခြင်းဖြစ်ရတယ်မဟုတ်လားနိုင်ငံရေးခေါင်းဆောင်များကိုမျှော်စားလုံးတဲ့အတွက်ဘယ်လိုများအကျိုးရောက်ပါသလဲဆရာကြီးရဲ့အောင်မြင်တဲ့နိုင်ငံရေးခေါင်းဆောင်ဆိုတာလူများမှာသူတို့ဆောင်ရွက်တဲ့နိုင်ငံရေးမှာအောင်မြင်တဲ့ဆိုပေမဲ့ပုဂ္ဂိုလ်အနေဖြစ်တော့ပုရိသေများဖြစ်တဲ့အတွက်အထွေထွေဉာဏ်ပညာဘက်မှာလည်းတိတ်ပြီးကြီးကျယ်ကြတဲ့လူတွေမဟုတ်ဘူးမောင်ရဲ့ဆိုလာပါတကားဆရာကြီးရဲ့ပုရိသေဖြစ်တော့ဘာဖြစ်တယ်လဲခင်ဗျာအောင်မြင်တယ်ဆိုတာနိုင်ငံရေးခေါင်းဆောင်တွေဟာမအောင်မြင်သေးမီစ조사ပန်းစားဆောင်ရွက်နေတော့အခါကတော့တော်တော်ပဲတော်ကြပါတယ်အောင်မြင်လာလို့လူတွေကဖျားနဲ့တဒန်းနဲ့ထားပြီးညှောက်စားလာတဲ့အခါကျတော့ပုရိသေတို့တဘာဝအတိုင်းနှထင်သွေးရောက်ပြီးခြေပြားထောက်လာခြင်းကိုလူသမိုင်းမှာအများကြီးတွေ့ခဲ့ရဘူးပြီဒါတကားတစ်ခုလောက်ပြပါဆရာကြီးဆရာတို့မိလိုက်တဲ့ခေါင်းဆောင်တွေကတင်ပြမယ်စတာလင်ကိုကြည့်ပါစတာလင်ဟာနိုင်ငံရေးခေါင်းဆောင်တွေမှာတကယ်တော်တဲ့ပုံကိုဖြစ်လို့မို့သူ့လောက်ကိုအောင်မြင်ပြီးအထွတ်ထိပ်သို့ရောက်သွားတယ်မဟုတ်လားဒီခါမှာသူ့လူတွေကကယ်ဒေရှင်ကြီးတိုင်းပြည်နယ်လူမျိုးဤဖခင်ကြီးဆိုပြီးဦးကောင်းမော်တင်ကထောက်မနာပြုလိုက်ကြတယ်ဒီခါကစပြီးစတာလင်ဟာသူ့လောက်သမျှအားလုံးမှန်ရမယ်ဆိုပြီးလှုပ်ချင်ရတွေရှောက်လုပ်တာပဲမှန်တာလည်းပါတယ်မှားတာလည်းပါလိမ့်မယ်သို့တော့ဘသူကမှမပြောဘူးပြောတဲ့လူလဲစက်တီရီယာတို့ဘာတို့ရောက်ကုန်ကြတယ်မဟုတ်ဘူးလားဒီတော့ဆရာကဘလို့ကောင်းထုတ်ခြင်းတလဲဆိုတော့လူတွေကဝိုင်းပြီးထောမနာပြုလို့တဲ့အတွက်စတာလင်ကြီးပျက်စီးသွားပြီးသူထင်ရဆိုင်းရှာတော့တာပဲလို့ဆိုခြင်းတယ်ဒီလိုဆိုဆရာကြီးကစတာလင်ကိုရှုတ်ချလိုက်ခြင်းဟာနီးလန်းမှန်တယ်လို့ဆိုလိုချင်တာလားခင်ဗျာမှန်ချင်းမှားချင်းကိုဆရာကမဆုံးဖြတ်လို့ဘူးရာဇဝင်ကဆုံးဖြတ်မယ်လို့ရေးခဲ့ဘူးတဲ့သို့တော့ရှုံချတဲ့ခရုရှော့ဟာလည်းယခုအခါမှာစတာလင်နေရာကိုရောက်လာပြန်ပြီသူလည်းအာဏာရှင်ဖြစ်လာပြီလားဆရာကြီးဒါကိုပြောချင်းမဟုတ်ဘူးစတာလင်ကိုဟိုတုန်းကချီးမြှောက်ကြတယ်လို့သူတို့ပါတီလူအများစုကခရုရှော့ကိုချီးမြှောက်နေကြပြန်ပြီသူလည်းပဲပျက်စီးစပြုလာပုံရတယ်ဆရာကြီးကဘလို့အကြောင်းတွေကိုထောက်ပြီးပြောနိုင်တယ်လေခင်ဗျာဒီလိုလေသူတို့ရဲ့ဆိုရှယ်လစ်နိုင်ငံတွေမှာခေါင်းဆောင်တဲ့ပုဂ္ဂိုလ်တူရဲ့လက်ထဲမှာဩဇာတို့အာဏာတို့တကိုးတို့အခွင့်အရေးတို့များလွန်တယ်လို့ဆရာထင်တယ်စတာလင်လိုပုဂ္ဂိုလ်တူရဲ့အလောင်းကိုလေနေရဲ့အလောင်းအနီးမှဖယ်ရှားပြီးထုတ်ပြစ်လိုက်နိုင်တယ်ဆိုလိုခြင်းဟာတော်တော်လူလုံးဝတဲ့အလုပ်မျိုးမဟုတ်ဘူးခရုရှော့မို့လို့လုံးဝနဲ့လုံနိုင်တယ်ဒီလိုလုံနိုင်တဲ့ဆိုခြင်းကိုထောက်ချအဖြစ်ခရုရှော့လက်ဝဲမှာဩဇာအာဏာများလွန်တယ်လို့ဆရာကအကဲခတ်မိတယ်ဒီလောက်ဟာမှားနေသလားဆရာကြီးလာပြန်ပါပြီအမှန်မှားကိုတော့ဆရာမဆုံးဖြတ်ဘူးထိပ်သီးခေါင်းဆောင်ဆိုတဲ့ပုဂ္ဂိုလ်တူရဲ့လက်ဝဲမှာတကိုးအာဏာပေးရထားပုံကအင်မတန်များတယ်လို့အကဲခတ်မိခြင်းကိုပြောခြင်းဖြစ်တယ်ဒီလိုတစ်ချက်လို့တကိုးအာဏာမျိုးနဲ့ခရုရှော့နဲ့မတန်ဘူးလို့ဆရာကဆိုလိုချင်သလားဆရာမြင်ကိုပြောရရင်စတာလင်နဲ့လည်းမတန်ဘူးခရုရှော့နဲ့လည်းမတန်ဘူးထိုက်တန်တဲ့ပုဂ္ဂိုလ်ရဲ့လို့ဆရာမမြင်ဘူးတကိုးအာဏာများလုံးရင်ပုရိသေတယောက်အနေနဲ့ဖောက်ပြန်တတ်တယ်လို့ဆိုလိုခြင်းပေါ့ဆရာကြီးကျွန်တော်ရိပ်မိပါပြီဒီပြင်ကောဆရာကြီးအောင်မြင်တယ်ဆိုတဲ့နိုင်ငံရေးခေါင်းဆောင်တွေဟာအထွေထွေစဉ်းစားဉာဏ်ဘက်မှာမကြီးကျယ်လှဘူးဆိုခြင်းဟာဘယ်အကြောင်းထောက်ပြီးပြောသလဲခင်ဗျာလွန်ခဲ့တဲ့3-4နှစ်လောက်တုန်းကတော့ဆရာကြီးဟာမော်စီတုံးတို့ခရုရှော့တို့ချူအင်လိုင်းတို့ဒေရူးတို့ဆိုတဲ့ခေါင်းဆောင်ကြီးတွေအပေါ်မှာတော်တော်ကြီးအထင်ကြီးခဲ့ဘူးတယ်ဒီလူတွေဟာငါတို့ထက်တာလို့အထွတ်ထိပ်ရောက်ကြပေတာပဲလို့အောက်မေ့ခဲ့မိတယ်ဗန်ဒေါင်းကိုဖရစ်တုံးကဆိုရင်ချူအင်လိုင်းနဲ့နေရူးတို့နှစ်ယောက်ကိုတိတ်ပြီးအထင်ကြီးခဲ့တယ်ဒီလူနှစ်ယောက်ဟာငញ្ញင်းသမားတွေပဲလို့ဝမ်းနာခဲ့မိတယ်ဆရာကြီးကငញ្ញင်းသမားတစ်ယောက်ပေါ့နော်ခုလိုအနုမြူခေကြီးမှာလူမျိုးပြုတ်သွားမှာစိုးရိမ်တဲ့အတွက်တပြည်နဲ့တပြည်လူမျိုးတစ်မျိုးနဲ့တစ်မျိုးသိမြတ်ဖို့ရကိုဘာနဲ့မှမတူအောင်လူလားလဲလူတယောက်ဖြစ်တယ်နေရူးကျောင်းစပ်ပါအောင်ဆရာကြီးဗြိတိရှလက်ထက်ကဆိုရင်ဆရာဟာနိုင်ငံရေးသမားတစ်ယောက်မဟုတ်တော့လဲနေရူးပြောပုံရေးပုံလုပ်ပုံကိုင်ပုံတွေကိုဝမ်းထဲကတိတ်ပြီးသဘောကျခဲ့ဘူးတယ်ခုတော့ဘာဖြစ်တယ်လဲဆရာကြီးနေရူးရောချွင်လိုင်ရောဘာမှအဖုံးမတန်တဲ့တောတောင်မြေရိုင်းများအတွက်ကိုယ်တိုင်ကြီးကအသက်ဆုံးရှုံးခြင်းခံပြီးတဲတဲမဲမဲတိုက်ကြစေခြင်းဟာစဉ်းစားဉာဏ်ခေါင်းပါရရောက်တယ်အထူးသဖြင့်ရန်ကုန်မြို့မှာကျင်းပတဲ့ရေတပင်ကိုလာကြစဉ်ကနေရူးနဲ့ချွင်လိုင်ဖတ်ရိုက်ထားကြတဲ့တပ်ပုံကိုခဏခဏသတိရမိတယ်ပြီးတော့သူတို့ညံနေပါပုံတစ်ချက်ရှိသေးတယ်။ဘာလဲဆရာကြီး။ဒါလည်းမသိမီကဘလို့ပြောတော့ဘူးလဲဆိုတော့ကျုပ်တို့အမေရိကန်တွေကိုယ်တိုင်တိုက်ဖို့မလိုပါဘူးတဲ့။သူတို့အာရှတိုက်ကအချင်းချင်းတိုက်အောင်ညောက်ပေးလင်းခိစ္စပေးနိုင်ပါတယ်တဲ့။ပြောသွားဘူးတဲ့။ဒီစကားကိုသူတို့နှစ်ယောက်ကြားရမှာပဲ။ဒီထဲကနေပြီးသူတို့အချင်းချင်းတိုက်ကြတယ်ဆိုခြင်းက
ဓာတ်လက်ထောင်ထားတဲ့ကြော်ကွင်းတွေကိုတိုးဝင်ကြတဲ့သဘောမျိုးဖြစ်နေလို့မို့အာရှတိုက်သားချင်းတွေနဲ့သူတို့အတွက်ဆရာရှက်မိသေးတယ်မောင်ကြီးလက်နက်ချင်းမတူပေမဲ့စဉ်းစားညံဘက်မှာတော့ငါတို့အာရှတိုက်သားတွေဟာမခေဘူးလို့ထင်လာနိုင်တာအခုတော့ဘာလာချဆိုင်အောင်ခြာတဲ့လူတွေပါလားတို့သာဆိုလိုက်ချင်တော့တယ်မောင်ကြီးကဲဒီကနေ့ဖို့တော်တော့ပါပြီဆရာထမင်းစားဖို့အချိန်တန်လို့မို့ဆရာကတော့ကခဏခဏမျက်နှာပြနေပြီနောက်ဖန်မှာတော့တစ်ခေါက်လာသေးတာပေါ့မပြန်သေးဘူးမဟုတ်လားမပြန်သေးပါဘူးဆရာကြီး